paying attention. We're marching because of what's happening to our family members over there back in Burma. Our family members are being slaughtered on the streets right now just for protesting. Thank you. Hi, I see you. Tell your friends what you saw. Tell your friends to support what's happening in Burma right now. Ask your congressional lobbies. Ask your representatives to recognize the NUG. This is why we continue protesting. This is why we continue using our privilege and our freedom. Enough is enough. Democracy, nakita nutin at masimane tisonebi. Narola tema me yedwange da piola tutwa. Pema mi me twade miegwe lo ka fakya pula. Tema go me me twene ta ko nyanga sauma. Tanene miao de go lo jiao la. Ana shini along da mo ne tek khao ma. Voice it loudest 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 worldwide the young. ဒီနေ့စီအာနာရှင်စနစ်ကိုအမေရိကန်ရောက်နေတဲ့ generation စီတွေကဗမာပြည်မှာမဝေးခဲ့ပြင်တယ်လေငါတို့အဖေတွေငါတို့အမေတွေကိုဝေးလိုက်တဲ့တိုင်းပြည်ငါတို့တန်ဖိုးထားတယ်ဆိုပြီးတော့စီအာနာရှင်စနစ်ကိုတိုက်ဖို့အတွက်ကိုဒီတရားကိုလာနေတာကျွန်တော်ရေးကျေးဇူးတင်တယ်ကျွန်တော်တို့88တွေမပြီးဆုံးတဲ့တိုက်ပွဲကိုဒီ generation စီတွေကဦးဆောင်ပြီး27မှာတိုက်ပွဲဝင်နေတာဖြစ်တယ်။ရွေဦးတော်လည်းရေးမှာဒီလိုမျိုးသက်တွေပါဝင်လာတာကတရားမရှိရင်မကြခင်မှာကြာဆောင်တော့မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့ဒါကြောင့်မို့ရေတော်We are so smart. I went to Burma and there was so much people, so many kids. They're so smart, but they don't have the luxury that we have here. They don't get to go to school. They don't have freedom at all, you know? And it's really sad because these dictators, they destroy our future. They take it away from us. This military regime must end right now. This is the end game. Now, Naomi, this is the end game. Now, Naomi, this is the end game. Now, Naomi, this is the end game. Now, Naomi. Not somewhere, thank you to the Naomi, Mania, Naomi. I'm watching it. 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 Generations of pain, the shit we hate, it's really cool, see, don't go, yeah. Shazu did to line, but you ain't on report on him. No, Miss Soldier. Gen Z is out here. We must fight. We must end this. Gen Z will end this. Need a head. Attention, Pila, Snow. Okay, Digrinya Male, Genoro Akulo, Genoro Global Chillen Club, Chinlo Media Nema, Pidwin Pipa Nema Chishu Apejare, Miba Niku, Monoma Yaudaing, Poma, Permauzua, Mingla Balon, Queen Celubare, Digrinya Male, Genoro, Chinlo Media, Miama Season Ema, Genoro di Leshi, Genoro Chimpi. နိုင်ငံရေးအခြေအနေပေါ်တော်၎င်းကျွန်တော်တို့ဒီအထူးသဖြင့်ပလက်ဝအခြေအနေပေါ်မှာတော်၎င်းကျွန်တော်တို့ပြန်လည်သုံးသပ်သွားကြမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ motorcycle ထောက်ပို့ပိုင်းတွေမှာ motorcycle project ကိုလည်းကျွန်တော်တို့ဒီကနေ့ညမှာအထူးသဖြင့်ကျွန်တော်တို့ဘယ်လို comment sharing နဲ့ကျွန်တော်တို့ကိုဒီ motorcycle ကျွန်တော်တို့ဘယ်လောက်ရရှိသွားပြီဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ပြန်လည်ပြီးမှသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့
ဆိုရင်ဒီမတ်လ20ရက်နေ့อ่ะဆိုရင်ကျွန်တော်တို့ဒီချင်းမျိုးသားတပ်ဦးရဲ့36နှစ်ပြည့်တော်လှန်ရေးနေ့လဲကျွန်တော်တို့ကြားရောက်လာပြီဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဒီ36နှစ်တာကာလပတ်လုံးကျွန်တော်တို့ဒီကနေ့အချိန်ထိရပ်တည်လာနိုင်တာဟာကျွန်တော်တို့ရဲ့နောက်ကနေမှအမြဲတမ်းအစဉ်တစ်စင်တစ်စိုက်ထောက်ပံ့အားပေးနေတဲ့ကျွန်တော်တို့ရဲ့ချင်းပြည်သူလူထုရဲ့ထောက်ခံမှုကြောင့်ဒီကနေ့အချိန်ထိကျွန်တော်တို့ရဲ့တော်လှန်ရေးကြီးဟာအောင်မြင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးမှဒီထက်မှကကျွန်တော်တို့ပူပေါင်းဆောင်ရွက်သွားနိုင်ဖို့ရန်အတွက်လည်းအင်မတန်မှအရေးကြီးပါတယ်ဒီကနေ့ညမှာထူးသဖြင့်ကျွန်တော်တို့ထူးရတဲ့ကိုဖိတ်ကြားထားတဲ့သူကိုကျွန်တော်မိတ်ဆက်ပေးလိုပါတယ် slide 1 keep ထားဟာဆိုရင်ခုကျွန်တော်တို့ဒီ ZPO ပေါ့နော်Zanget Ram People Organization ရဲ့ဒီ assistant GS ဖြစ်ပါတယ်သူကဆိုရင်ဒီမီဇိုရမ်မှာလည်းနေပေါင်းကြားကြီးနေပြီးမှအခုလက်ရှိကနေဒါနိုင်ငံမှာနေထိုင်နေတာဖြစ်ပါတယ်မီဇိုရမ်မှာနေတော့ကဆိုရင်လည်းဒီကျွန်တော်တို့ရဲ့တော်လိုင်းရေးဖခင်ကြီးဖြစ်တဲ့ပူရိုဇထန်ကနဲ့အတူကျွန်တော်တို့ဂျီနီဗာအထိတွားရောက်ပြီးမှအစည်းအဝေးတက်ရောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီကနေ့အချိန်ထိကျွန်တော်တို့ဒီချင်းအမျိုးသားတော်လှန်ရေးမှာတစိုက်မမတ်တက်ကြွကြွနဲ့လက်ရှိနေထားတဲ့ပူပေါင်းပါဝင်တဲ့ပုံမှာအထူးပဲဒီ slide လွန်ကပ်ထန်းပုံမှာလည်းကြီးစုတင်ကြောင်းပထမဦးစွာပြောကြားလိုပါတယ်ဒီကနေ့ညမှာကျွန်တော်တို့ဒီ slide ram keep ထန်းကတော့ကျွန်တော်တို့ဒီ motorcycle နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကို update ပေးသွားမှာဖြစ်ပါတယ်သူကတော့ကျွန်တော်တို့ဒီ shuttle မှာဟုတ်တယ်နော် shuttle မှာနေထိုင်တဲ့သူဖြစ်ပါတယ်အဲကြောင့်အခုကျွန်တော်တို့ဒီ camp ဖက်ကနေမှနည်းနည်း signal ခက်ခဲကြောင့်အခုမဝင်နိုင်သေးဘူးဖြစ်နေတယ်သူတို့လည်းကျွန်တော်တို့နဲ့တူပူပေါင်းပါဝင်လာမှာဖြစ်ပါတယ် slide ထန်းလုံးရဲ့slide ဟုံနိုင်ရွှေကျွန်တော်တို့ဒီ slide ထန်းလုံးလာဆိုရင်ကျွန်တော်တို့ CNA ရဲ့ lieutenant ဖြစ်ပါတယ်ကျွန်တော်တို့တိုက်ပွဲတွေမှာစခန်းသိမ်းတိုက်ပွဲတွေမှာဆိုရင်ဘယ်လိုကောမလဲရှေ့တန်းတွေမှာသွားပြီးမှအဓိကစွမ်းဆောင်တဲ့ပုံကူတူဆိုလည်းမပါဘူးအဲကြောင့်အချိန်မီကျွန်တော်တို့ပူပေါင်းလာနိုင်ဖို့ရန်အတွက်လဲစန္ဒကျွန်တော်ပြုလိုက်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့အစီအစဉ်ကိုတွားနိုင်ဖို့ရန်အတွက်ပထမဦးစွာအနေနဲ့ကျွန်တော်ဒီ slide လွန်ကပ်ထန်းကိုကျွန်တော်အချိန်ပေးသွားချင်ပါတယ်ကျန်တဲ့ကျွန်တော်တို့ဒီအထွေအထဲတွေမရောက်ခင်မှာသူတို့ဝင်လာတာနဲ့ကျွန်တော်ဆက်လက်ပြီးမှသူတို့လည်းမိတ်ဆက်ပေးသွားမယ်ဒီ Zanget Ram ဒီ CDF Zanget Ram အခြေအနေပေါ်မှာတော့၎င်းခုလက်ရှိသူတို့ဒီ Chinland Council ပေါ်မှာသူတို့ပူးပေါင်းပါဝင်ဖို့ရန်အတွက်လဲသူတို့လှုပ်ဆောင်နေတယ်ဆိုတာတွေကြားသိရတယ်ပြီးတော့လက်ရှိဒီဟိုးအရင်ကတည်းကဒီနိုင်ငံရေးမှာလေချင်းကနေစာပြီးမှကျွန်တော်ချင်းမျိုးသားတော်လှန်ရေးမှာပူပေါင်းပါဝင်ခဲ့တယ်လေသူရဲ့လှုပ်ရှားမှုလေးတွေပေါ့နော်ပြီးတော့ချင်းပြည်နယ်လက်ရှိတော်လှန်ရေးအခြေအနေရဲ့သူ့ရဲ့အမြင်လေးတွေကိုကျွန်တော်တို့ကိုပြန်လဲပြီးမှသုံးသပ်ပေးဖို့ရန်အတွက်အခုချိန်မှာ slide လွန်ကပ်ထန်းကိုအချိန်ပေးသွားချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကချင်းလို့တော့ slide လွန်ကပ်ထန်းဗမာလိုလည်းရှိပါတယ်ကျွန်တော်ဗမာလိုနာမည်ကထွန်းထွန်းဦးဆိုတော့ဗမာတွေကကျွန်တော်ကိုထွန်းထွန်းဦးလို့ပဲခေါ်ပါတယ်ထွန်းထွန်းပေါ့နော်အဲ့တော့ကျွန်တော်ပြည်ပရောက်လာလဲကျွန်တော်ရဲ့ဗမာနာမည်နဲ့ပဲရောက်လာတာပါနော်ဆိုတော့အဲ့ဒါလဲကိုယ့်ရဲ့အကြောင်းနည်းနည်းလေးပြောရရင်တော့ကျွန်တော်က88မတိုင်ခင်89လောက်ကနေမိသားစုနဲ့အိန္ဒိယကိုရောက်လာတာပါဆိုတော့88အချိန်တွေတော့ဆိုရင်အိန္ဒိယမှာရောက်နေပြီးတော့အဲ့ဒီတော့ကျွန်တော်ငယ်ငယ်လေးပါပြီးရင်အိန္ဒိယမှာကြီးပြင်းလာတဲ့နောက်ပိုင်းမှာ၄နှစ်လောက်မြန်မာပြည်ကိုခဏပြန်ဝင်တယ်အဲနောက်ပိုင်းမှာပြန်ထွက်လာတယ်ပြန်ထွက်လာပြီးတော့ပြီးတဲ့နောက်2017ကျမှကျွန်တော်ကအချိန်ကြီးရဆိုပြီးတော့ကနေဒါကိုရောက်လာတာပါအခုမိသားစုနဲ့ဖြစ်ပါတယ်ကလေး၄ယောက်နဲ့ဆိုတော့မျိုးနွယ်အရာပြောရရင်တော့ကျွန်တော်တို့ကချင်း hills ပေါ့နော်ချင်း hills အရင်တော့ British ခေတ်တုန်းကဆိုရင်တို့ကCentral Chin Hills လို့ခေါ်ပါတယ်အခုကျွန်တော်တည်နေတဲ့ဒီ Falam Township လို့ပြောနေကြတဲ့နေရာဟာအဲ့ဒီပိုင်းကိုတို့က Central Chin Hills လို့ခေါ်တယ်အဲ့ဒီ Chin Hills ရဲ့မဏိပူရမြစ်ဟာလာRunဆိုရဲအဲ့ဒီမြစ်ရဲ့ရှေ့ပိုင်းအဲ့ဒီမြစ်ကနေရှေ့ပိုင်းအခုနည်းနည်းလေးပြောရရင်တော့Falam မြစ်နဲ့အတွင်းမှာရှိတဲ့အတွင်းရဲ့ရှေ့ပိုင်းရှေ့ပိုင်းထိအားလုံးပေါ့နော်ကျွန်တော်ဘိုးဘွားဇာနဲ့ဒီရဲ့ဘိုးဘွားနေဖြစ်ပါတယ်အဲ့ဒါ
အထူးရနေထားရလဲသူကရှင်းရှင်းလေးလေးရှိရပေါ့နော်အဲ့တော့ကျွန်တော်ဇာနေအမျိုးတွေကသူ့ရဲ့ history ပြောရရင်တော့ကျွန်တော်ရဲ့ဘိုးဘွားတွေကညီပြန့်ကနေတက်လာကြတာပါညီပြန့်ကနေတက်လာတယ်ညီပြန့်ကနေတက်လာပြီးတော့အခုကျွန်တော်တည်ရဲ့ဇာနဲ့အဲ့ဒီနေမီမှာသူတို့ကအဲ့ဒီမှာနေထိုင်သွားကြတယ်တချို့ညီပြန့်ကနေဒီချင်းတောင်ကိုတက်သွားတဲ့သူတွေကအဓိကပြောရရင်ဒီဖလန်းမြို့နယ်ဘက်မှာတက်တဲ့သူတွေကသူတို့ကဒီမဏိပူရန်ကြီးကိုသူတို့ဖြတ်ပြီးတော့လိုင်းလုံလို့ခေါ်တဲ့အဲ့ဒီကြောက်ဘူးလို့ပြောမှာပေါ့နော်လိုင်းလုံ cave အဲ့ဒီကိုရောက်သွားတဲ့သူတွေရှိတယ်အဲ့ဒီဖွဲ့တွေကြတော့နောက်ပိုင်းမှာဘာတွေဖြစ်လာတဲ့ဘယ်လိုဖြစ်သွားလဲဆိုရင်အဲ့ဒီဖွဲ့တွေကအခုကျွန်တော်တည်နေတဲ့live ဆိုတာအဲ့ဒီကနေစလာတာလို့ကျွန်တော်သိရပါတယ်အဲ့တော့ပြောရရင်တော့ကျွန်တော်တို့ဇာညက်တွေကမဏိပူရန်ကြီးကိုမဖြစ်ဘဲနဲ့အဲ့ဒီမှာအဲ့ဒီ Don River ပေါ့နော်အရှိပိုင်းမှာအနေကြပြီးတော့အေးချမ်းချမ်းနေတဲ့အမျိုးတွေကကျွန်တော်ဇာညက်တွေကပြီးရင်ကျွန်တော်ဇာညက်အမျိုးတွေထဲမှာဘယ်လိုပြောမလဲဒီကျွန်တော် Hin လို့ခေါ်တာပေါ့နော် Hin clan လေးတယ်လို့ပြောမှာပေါ့ sub tribe လို့ပြောရမှာ30 40ပတ်ဝန်းကျင်လောက်ရှိတယ်အများကြီးပဲအဲ့ဒီထဲမှာကျွန်တော်ကအဲ့ဒီဇာညက်ထဲက Lizo လို့ခေါ်တဲ့ Lizo Hin ပေါ့နော်ကျွန်တော်အဲ့ဒီ Lizo Hin ထဲပါပြီးရင်ချစ်ချင်တော့လဲကျွန်တော်ဇာညက်မျိုးတွေကနိုင်ငံကြီးမှာတိတ်credit မယူတက်ကြဘူးလို့ပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်ခက်ထိတောင်မှလူတွေကပြောကြရင်ဟာဇာညက်လို့ပြောလိုက်ရင်မသိကြဘူးဒါပေမဲ့ယူအာနာမီပြောလိုက်ရင်တော့ခင်ဗျာလုံဘန်ဆိုတာသိလားသိတယ်အဲ့ဒါလိုမျိုးပေါ့နော်လုံចំဆိုတာသိတယ်လုံចំသိတယ်လုံဘန်သိတယ်ဝိပလသိတယ်ဇာညက်တော့မသိဘူးအဲ့ဒါလိုရှိတတ်ကြပါပေါ့နော်ပြီးတော့တချို့ကအခေါ်ပေါ်မှာဝါဟာရလို့ပြောမှာပေါ့အဲ့ဒီမှာဇန်ညက်လို့ပြောကြကျွန်တော်ကဇန်ညက်လို့မခေါ်ပါဘူးဇန်ညက်ပေါ့နော်ဇာညက်နအတန်ထွက်ပါတယ်ငါအတန်မထွက်ပါဘူးလို့ပေါ့နော်ဇန်ညက်လို့ခေါ်ပါတယ်အပြင်1940ပတ်ဝန်းကျင်တော့အဲ့ဒီတော့ဒီကဘာကြီးမှာ British လွှမ်းမိုးချိန်ပေါ့နော်အဲ့ဒီလွှမ်းမိုးချိန်တော့အခုကျွန်တော်တည်နေတဲ့ဗမာနိုင်ငံနောက်ပိုင်းမှာမြန်မာနိုင်ငံဖြစ်လာတာအဲ့ဒီဗမာနိုင်ငံမှာတည်ထောင်ကြတဲ့အဲ့ဒီ British ခက်မှာကျွန်တော်ဇာနဲ့မျိုးတွေက British တွေနဲ့နီးနီးဆက်ဆက်နေခဲ့တဲ့မျိုးတွေဖြစ်ခဲ့တယ်ပြီးတော့အဲကြောင့်1940ပတ်ဝန်းကျင်တော့HMC Stevenson နော်အဲ့ဒီချိန်တော့အဲ့ဒီပုဂ္ဂိုလ်ကသူရဲ့အမှတ်တမ်းမှာတောင်းမှသူကဇန်နဲ့ ANNIAT ဆိုပြီးတော့ရှင်းရှင်းလင်းလင်းလေးသူရေးသားခဲ့တယ်သူကကျွန်တော်မျိုးတွေနေထိုင်ခဲ့တဲ့ပတ်သူရနေထားတွေလည်းသူအလုံးတော်လေးရေးသားထားတာပေါ့နော်ဆိုတော့ဒါတလို့လေကျွန်တော်တို့ရဲ့ history ရှိပါတယ်ဆိုတော့ပြောချင်ပါတယ်ဖြစ်ချင်တော့လဲဒီဗမာနိုင်ငံတည်ထောင်လာတဲ့အခါမှာတည်ထောင်ဖို့စိုင်းထိုးဒီပင်လုံ agreement စာချုပ်ဆိုတဲ့နေရာမှာချင်းတီကနေပြောတဲ့အဲဒီပုဂ္ဂိုလ်လူကြီးတွေထဲမှာကျွန်တော်ဇာနဲ့ကနေပုထုမှုဆိုတဲ့သူကစိုင်းထုတ်ခဲ့ပါတယ်ဆိုတော့ဒီဗမာနိုင်ငံကြီးတည်ထောင်ဖို့စိုင်းထုတ်တဲ့သူတွေကကျွန်တော်ဇာနဲ့မျိုးတွေပါလားချင်းကနေတက်လာတဲ့မျိုးတွေတဲ့ကနေကျွန်တော်ပါပါတယ်ဆိုတော့ပြောချင်ပါတယ်ဒီချင်းတော့နောက်ပိုင်းမှာကျွန်တော်တို့မျိုးတွေကနိုင်ငံရေးသူများကျမ်းမှာဝင်စစ်တာတိတ်မရှိတဲ့ခါကျတော့လူတွေဇာညက်ဆိုတာမသိဘူးဒါပေမဲ့အမြုပ်ရွာနာမည်တော့သိကြတာပေါ့နော်အဲ့ဒါလိုရှိပါတယ်ပြီးရင်ဆက်လက်ပြီးတော့ကျွန်တော်ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့သူကျွန်တော်တို့ချင်း National Day ဟာလားချင်း National Day 76ကျင်းမြောက်ကျွန်တော်ရောက်သွားပြီဆိုတော့ဒီဟာကိုကျွန်တော်ဘာကြောင့်ထောက်ပြီးတော့ပြောချင်လဲဆိုရင်ကျွန်တော်ချင်းပြည်နယ်အခုကျွန်တော်တည်နေတဲ့ချင်းပြည်နယ်လို့ခေါ်နေတဲ့ဒီချင်း Hills မှာကိုအနေကိုပိုင်ပြတ်ထန်းခွင့်ကိုအဲ့ဒီself determination ဆိုတဲ့ဟာကိုတုံးပြီးတော့
အစိုးရတည်ထောင်ကြရအောင်နိုင်ငံတည်ထောင်ကြရအောင်ဆိုတဲ့အဆင့်ကျွန်တော်တို့ရောက်လာတဲ့ကျွန်တော်တို့ရဲ့ဒီသမိုင်းရာအဲ့ဒီကနေကျွန်တော်စပြီးတော့ကျွန်တော်ပြောချင်တာနည်းနည်းလေးပါပါတယ်။ဘာကြောင့်လဲဆိုရင်ဒီ Chin National Day ဖြစ်လာတဲ့statement နဲ့ကျွန်တော်ထုတ်ကြတယ်ကျွန်တော်ကလည်းဟိုတုန်းကတော့သိစဉ်းစားခဲ့ဘူးမတွေးခဲ့ဘူးပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုပြောရရင်တော့ feudalism ဟုတ်လား feudal system ကိုကျွန်တော်တို့ကမလိုချင်တဲ့အတွက်ဆိုပြီးပြောခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဇာတ်နဲ့အမျိုးကနေကျွန်တော်ပြောချင်တယ်။ဟိုတုန်းက British မှာတိုင်ကျွန်တော် British တွေChin Hills ကိုမလာခင်အပြင် Chin Hills မှာ British တွေနေနေတဲ့ချိန်နောက်ပိုင်း Chin Hills ကိုChin Hills ကနေ British တွေထွက်သွားပြီးတော့ဗမာနိုင်ငံတည်ထောင်ပြတဲ့နောက်ပိုင်းထိကျွန်တော် Chin Hills မှာဘာဖြစ်လဲဆိုကျွန်တော်အုပ်ချုပ်ရေးပုံစံကယူအတကြီးဟုတ်လား chief system ယူအတကြီးအုပ်ချုပ်တဲ့အဲ့ဒီ chief system နဲ့ကျွန်တော်တွားကြအဲ့ဒီတွားတဲ့ system အောက်မှာကျွန်တော်ချင်းနေတဲ့မှာကျွန်တော်ဇာတ်နဲ့တည်းတော်တော်လေးခံခဲ့တယ်ဆိုတော့အဲ့ဒီချိန်တုန်းကတကယ်အတွန်းမိုးဆုံးအကြီး system မှာပေါ့နော် chief system မှာဖလာမ်ကတော်တော်လေးအဲ့ဒီချိန်တုန်းကတော်တော်လေးpower ရှိတယ်ပေါ့နော်ဆိုတော့ဒီဖလာမ်ရဲ့အောက်မှာဇာတ်နဲ့ data အဲ့ဒီရွာတွေအားလုံးဟာဖလာမ်ရဲ့အောက်မှာ British တွေကဘယ်လောက်ထိသူတို့ကကောက်လုပ်ထားလဲဆိုတော့ဖလာမ်အောက်မှာဇာတ်နဲ့တွေဟာကျွန်းလိုနေခဲ့ကြတယ်လို့ပြောတာနောက်ပိုင်းကျွန်တော်လူကြီးတွေပြန်ပြီးတော့ကျွန်တော်ရဲ့ history ကိုပြန်သုံးသပ်ပြီးတော့မင်းမြန်လာတဲ့အခါမှာတကယ်တမ်းပဲဖလာမ်အဲ့ဒီချိန်တုန်းကဖလာမ်အောက်မှာဇာတ်နဲ့အမျိုးတွေဟာကျွန်းဘဝနဲ့နေခဲ့ကြကျွန်းဘဝနဲ့နေခဲ့ကြတော့တော်တော်လေးခံရတယ်လုံးဝဒီ chief ကျွန်းဘဝဖလာမ်အောက်မှာဖလာမ် chief ရဲ့ကျွန်းဘဝအောက်ကနေဇာတ်နဲ့တရားလွတ်နိုင်ဖို့အခြေအနေမရှိခဲ့ဘူးနောက်ပိုင်းမှာကျွန်တော်ဇာတ်နဲ့အမျိုးတွေကလုံဘန်မှာရှိတဲ့ဟာလားလုံဘန်တကြီးလို့ပြောမှာပေါ့နော်သူတို့ဘက်ကနေBritish ကိုသူတို့က British အဲ့ဒီချိန်တုန်းကအင်အားအစုံမိုးဆုံးက British ဖြစ်တဲ့ခါကျ British ကိုသွားတယ် British နဲ့အဆင်ပြေအောင်လုပ်တယ်အဲ့ဒီမှာသူတို့အနေနဲ့ဖလာမ်အောက်မှာအလောက်ခံခဲ့ရတယ်ဒီလိုရှိပါတယ်ဆိုပြီးအဲ့ဒီနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အဲ့ဒီဖလာမ်ကိုပေးနေရတဲ့အဲ့ဒါခွန်နေဟိုဟာဒီလုပ်ပေးရတာတွေအများကြီးရှိတယ်အဲ့ဒါတွေအားလုံးဟာတဖြည်းဖြည်းနဲ့ညော့သွားတယ်အဲ့ဒါကြောင့် Chin National Day ဖြစ်လာတဲ့ကျွန်တော်ရဲ့ချင်းအမျိုးတွေဟာလားအားလုံးကsystem တစ်ခုအောက်မှာနေကြမယ်နိုင်ငံကြီးအခြေအနေရောက်လာထိအဲ့ဒီ movement စတည်တာတကယ်ပြောရရင်ကျွန်တော် chief system ဘာကြောင့်မကြိုက်ကြတာလဲအဓိကခုနကကျွန်တော်ပြောတယ်လို့ဇာနဲ့တရားတအားခံခဲ့အဲ့ဒီချိန်တုန်းကတကယ်နိုင်ငံရေးအခြေအနေဟာcentral Chin Hills ဆိုရင်တော့အဲ့ဒီ northern Chin Hills အခုအဲ့ဒီချိန်တုန်းက central Chin Hills လို့ပဲပြောကြတာအဲ့ဒီချိန်တုန်းကအဓိက chief system တအားခံခဲ့တာဇာနဲ့အမျိုးကျွန်းစနစ်ခံခဲ့ကြတာအဲ့ဒါကိုမလိုချင်လို့February 20 ရက်နေ့ဟာလားအဲ့ဒီလိုနဲ့ဖြစ်လာပြီးတော့အခုကျွန်တော်ကျင်းပနေတဲ့ Chin National Day ဆိုဖြစ်လာတာပါအခုကျွန်တော်ကနေဒါမှာနေပါတယ်အခုကနေဒါမှာဒီနိုင်ငံရဲ့ဌာနေတိုင်းသားတွေရှိတယ်ဒီအဖြူတွေရှိတယ်ပေါ့နော် European တွေရှိတယ် European တွေနဲ့ဒီတိုင်းသားတွေနဲ့ဌာနေတိုင်းသားတွေနဲ့တည်ထောင်တဲ့နိုင်ငံဖြစ်တယ်ဒီနိုင်ငံအခုကနေဒါမှာရှိတဲ့ဒီဌာနေတိုင်းသားတွေလို့ပြောရမှာပေါ့ဒီ indigenous တွေ native လူမျိုးတွေကသူတို့မှာအခုထိ chief ဆိုတာရှိတယ်ဒါပေမဲ့ချင်းပြည်မှာဘာကြောင့် chief ဆိုတော့မလို့ချင်တာလဲဆိုတာသုံးသပ်စေချင်တယ်နော်သုံးသပ်စေချင်တယ်အဲကြောင့်အဲ့ဒီ chief system ကိုကျွန်တော်တို့သုံးသပ်ကျွန်တော်တို့အဲ့ဒီချိန်တုန်းက chief system မှာကျွန်တော်တို့အဆင်မပြေခဲ့ဘူးအဲ့ဒါကိုမလို့ချင်လို့ Chin National Day ထိအခုကျွန်တော်ရောက်လာနောက် next step ပါလိုလာတယ်ဆိုကျွန်တော်တို့က federal system သုံးသပ်ရဖို့ကျွန်တော်စ조사ကြတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့
ချင်းတမိုင်းနေနဲ့ပဲဖြစ်ဖြစ်မြန်မာဗမာနိုင်ငံကြီးတမိုင်းနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော် Federal System ရုန်းကန်နေရတဲ့အခြေအနေဟာတော်တော်လေးကြာလာပါပြီအဓိကကျွန်တော်တော့အတိတ်လောက်ရဆိုရင်တော့ Federal System ကိုစပြီးတော့ကင်တွယ်ပြီးတော့ဟာလာမြန်မာနိုင်ငံကြီးကို Federal System လိုအပ်ပါတယ်ဆိုတဲ့အခြေအနေဟာကျွန်တော်ချင်းကနေပဲစလာပါတယ်လို့ကျွန်တော်နားလည်ပါတယ်နော်ကျွန်တော်ဘယ်သူဘက်ကို credit ပေးချင်လဲ CNF ကိုကျွန်တော် credit ပေးချင်တယ်ဒီကိစ္စမှာဆိုတော့ပြောချင်တာအခုကျွန်တော်တို့ Federal System ရလာနိုင်ဖို့အတွက်ကြိုးပမ်းကြတယ်ဟာလားအဲ့ဒီမှာဖြစ်ချင်တော့လဲကျွန်တော်တို့2020ရွေးကောက်ပွဲကိုကျွန်တော်တို့အတွက်အဆင်မပြေဘူးအဲ့ဒီနောက်မှာဖြစ်ချင်တော့လဲဒီစစ်တပ်အာဏာသိမ်းတာတွေဖြစ်လာတယ်ဆိုတော့အားလုံးတခါတည်းကျွန်တော်အခုစူးစမ်းနေတဲ့ဟာတွေဟာတကယ် Federal နိုင်ငံတည်ထောင်ဖို့ဆိုပြီးတော့ဖြစ်လာတယ်ဒီတော်လှန်ရေးကို2021ဖေဖော်ဝါရီမှာဒီ SAC ကပေါ့မြေအွန်လိုင်းကသူကအာဏာသိမ်းသွားတဲ့နောက်ပိုင်းမှာချင်းအမျိုးကနေတကယ်တမ်းလက်နဲ့တိုက်ပြီးတော့ပထမဆုံးတိုက်ပွဲဝင်တယ်ကျွန်တော်ဇန်နဲ့မျိုးတွေကနေဖြစ်ပါတယ်ဟိုဇန်နဲ့ချင်းတောင်ရဲ့အောက်ပိုင်းမှာရှိတယ်အဲ့ဒီဟာလာအဲ့ဒီမြေပြတ်မှာရှိတယ်ကျွန်တော်ချင်းနေတွေကကျွန်တော်ဇန်နဲ့မျိုးတွေကသူတို့ကစတိုက်တယ်တေတာလဲအသက်ရှုံးသွားတာလဲဟာလာပထမဆုံးကျွန်တော်ဇန်နဲ့မျိုးတွေကနေဖြစ်ပါတယ်ဒါမဲ့ဖြစ်ချင်တော့လဲကျွန်တော်တို့ကနိုင်ငံကြီးအဖွဲ့အစည်းတွေမှာအလောက်ကြီးကျွန်တော်တို့ကဝင်စစ်ချင်းတွေကျွန်တော်အားနဲ့ချက်လေးပါတာပေါ့လေအဲ့တလို့နဲ့ဇန်နဲ့နေနဲ့လက်နဲ့ကင်တစ်ဖွဲ့လို့ပြောမှာပေါ့အခုကျွန်တော်အများသိနေတဲ့ defense ဟလာ defense အဖွဲ့အစည်းရာကျွန်တော်တို့မထီထောင်နိုင်ခဲ့ကြဘူးအဲ့တလို့နဲ့2022ကြာမှကျွန်တော်တို့ကဒီ CDF ဇန်နဲ့ RAM ဆိုပြီးတော့ကျွန်တော်စတီထောင်တာဖြစ်ပါတယ်အဲ့တော့သူများဟိုဘက်ဒီဘက်ကနေလက်နဲ့ကင်တစ်ဖွဲ့ defense အဖွဲ့တွေဒီထောင်ပြီးတော့တိုက်ပွဲဝင်နေတဲ့အချိန်မှာကျွန်တော်တို့ကတော့CC လုံးနဲ့ပါဝင်နိုင်ဖို့အဖွဲ့အစည်းကျွန်တော်မရှိခဲ့ဘူးပေါ့နော်ကျွန်တော်တို့အားနေချက်လို့ပြောမှာပါတစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာပဲကျွန်တော်ဒီချိန်လေးရတော့ကျွန်တော်လှုပ်တင်တယ်ပေါ့နော်ဆိုပြီးတော့ကျွန်တော် CDF ဇာနီရမ်ကိုကျွန်တော်တို့ကMarch 17ရက်2022မှာကျွန်တော်တည်ထောင်ခဲ့ပါတယ်ကျွန်တော်တည်ထောင်တဲ့ CDF ဇာနီရမ်ကိုကျွန်တော်တည်ထောင်တဲ့အချိန်မှာဒီကျွန်တော်တို့က committee အဖွဲ့နဲ့ပဲကျွန်တော်management လုပ်ကြပေါ့နော်ဒါပေမဲ့တစ်နှစ်လောက်ကြာလာတဲ့ခါကျတော့ committee အနေနဲ့ကျွန်တော်အဆင်မပြေတော့ဘူးဆိုတော့ကျွန်တော်အဖွဲ့အစည်းလိုအပ်လာပြီဆိုပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်ဒီတဲ့ ZPO လို့ခေါ်တဲ့ Zania Land People's Organization ဆိုတဲ့အဖွဲ့အစည်းကိုကျွန်တော်တည်ထောင်လိုက်တယ်အဲ့ဒါဒီနှစ်ကျမှမနေ့ကျမှတည်ထောင်တယ်အဲ့ဒါ August လ2023ပေါ့နော်မနေ့ကကျွန်တော်တည်ထောင်တယ်ဆိုပြီးတော့ဒီအဖွဲ့အစည်းရဲ့ပြင်လည်းဒီ defense အဖွဲ့အစည်းရဲ့ပြင်ပြည်ရင်းမှာပြည်ရင်းလို့ပြောမှာပေါ့ဒီကျွန်တော်ဇာနီလန်ချင်းတောင်မှာရှိတဲ့အဲ့ဒီနေရာမှာလည်းကျွန်တော်local administrative အဖွဲ့အစည်းလည်းကျွန်တော်တည်ထောင်တယ်အဲ့ဒါလိုနဲ့အခုလက်ရှိအဆင်ပြေတဲ့လောက်တိုက်ပွဲဝင်တယ် management နဲ့လုပ်ကြတယ်အဓိကကျွန်တော် CDF ဇာနီရမ်တည်ထောင်တဲ့ချိန်လုံးကအဓိကobjective 3ခုပေါ့နော်3ခုရှိတယ်အဲ့ဒါဘာလဲဆိုတစ်အာဏာရှင်ကြရှုံးရေးအာဏာရှင်မလို့ချင်းဘူးဟုတ်လားတိုက်ထုတ်မယ်ပေါ့နော်လည်းပြောရရင်ပြင်ဒုတိယချင်းမျိုးသားအလုံးစီးလုံးညီညွတ်ရေးအဲကြောင့်ကျွန်တော်တို့ CDF တည်ထောင်တဲ့အတွက် CDF ကျွန်တော်တို့တည်ထောင်တဲ့အတွက်ကျွန်တော်တို့ကတက်ချင်းကနေဟိုအဖွဲ့ကနေကွဲထွက်တာဟိုဒီကနေကွဲထွက်တာမျိုးမဟုတ်ဘူးအဓိကကျွန်တော်တို့လိုချင်တာပါတယ်ဆိုအလုံးပူပေါင်းကြရအောင်ပူပေါင်းတဲ့နေရာမှာကျွန်တော်တို့လည်းပါဝင်ချင်တယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့ချင်းမျိုးသားအလုံးစီးလုံးညီညွတ်ရေး3 Federal ပြည်ထောင်စုပေါ်ပေါက်လာရေးဆိုတော့အခုက Federal ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်ကျွန်တော်တို့ဇာနီမျိုးတွေဒီ defense ကနေဖြစ်ဖြစ်နိုင်ငံရေးဖွဲ့စည်းကနေဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့
ကန်နိုင်တော့ပါဝင်ကြမယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီလိုနဲ့ပါဝင်ကြတာပါဆိုတော့ကျွန်တော်အနေနဲ့defense ဒီတီထောင်နာဒီကဆိုရင်တော့တော်လန်ရေးပုံမှန်အားရှိလာဖို့အတွက်အခုချိန်နေရလည်းပဲကျွန်တော်ဒီတော်လန်ရေးမှာပေါ့နော်တော်လန်ရေးမှာကျွန်တော်တို့ defense တွေကကိုတော့ချင်းတဲ့နေရာမှာတော့ကိုတိုက်ချင်းတဲ့နေရာမှာတော့မတိုက်ဘူးအဓိကCNA Chin National Army ရဲ့ commanding အောက်မှာကျွန်တော်တွားကြပါတယ်ဆိုတော့ပြီးခဲ့တဲ့ဒီတရားဒီခွတ်တာပေါ့နော်အဲ့ဒီတိုက်ပွဲတွေမှာလည်းပဲကျွန်တော်တို့ဖွဲ့ကျွန်တော်ဇာနီဖွဲ့တွေပါတယ်ပြီးခဲ့တဲ့ဒီတိုင်းငင်း operation မှာလည်းပဲပါတယ်အခုလည်းပဲဟိုဘက်ဒီဘက်ဘာလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကျွန်တော်အနေနဲ့CDF ဇာနီရမ်ဆိုပြီးတက်ဟလာ credit ယူပြီးတော့ဟိုနေရာကိုတွားတိုက်ဟိုမှာပါအဲ့လိုမျိုးတော့မလုပ်ပါဘူးအဓိကကျွန်တော်တို့ကတော်လန်ရေးအကောင်းဖို့အတွက်ကျွန်တော်တို့ကအဓိကCNA ရဲ့ဥဆောင်မှုကိုကျွန်တော်တို့ကလိုက်နာနေပါတယ်ဆိုတော့အဲ့လောက်ထိပဲကျွန်တော်ပြောချင်ပါတယ်မေးစရာရှိရင်လည်းမေးလို့ရပါတယ်เนาะကျေးဇူးပဲဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ဟိုမေးခွန်းကဏ္ဍတော့ကျွန်တော်နောက်မှပြန်ပြီးမှဆက်လက်ပြီးမှမေးမယ်ပြီးတော့ခုနကျွန်တော်တို့ဒီဇာငက်တမိုင်းเจ้าရောကျွန်တော်တို့ဒီဖလန်မြို့နယ်ရဲ့တမိုင်းเจ้าတွေရောကျွန်တော်တို့ကိုပြည့်စုံနဲ့ပြောပြပေးသွားတဲ့ပုံမှာထူပဲကျေးဇူးတင်တယ်ကျွန်တော်တို့ပုလှမုံမှာဆိုရင်အခုကျွန်တော်တို့ဖလန်မြို့မှာဆိုရင်လှမုံရိတ်တာဆိုပြီးမှဒီကနေ့အချိန်ထိကျွန်တော်တို့ရှိနေပါသေးတယ်ကျွန်တော်တို့ဒီဖလန်မြို့နယ်မှာဆိုရင်လည်းဒီဇာငက်မြို့နယ်စုဟာလူဦးရေရဆိုအများဆုံးလည်းဖြစ်ပါတယ်နေမြေရဆိုရင်လည်းအကျယ်ဝန်းဆုံးပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ရဲ့မြို့နယ်စုလည်းဖြစ်ပါတယ်အခုလိုကျွန်တော်တို့ဒီ CDF ဇာငက် drum ကျွန်တော်တို့ဒီ CNF နဲ့အခုလိုပူပေါင်းပြီးမှပူပေါင်းလိုချင်တဲ့စိတ်ချင်းတစ်မျိုးသားလုံးအားလုံးညီညွတ်ရေးကိုရှေ့တန်းထားပြီးမှအခုလိုဆောင်ရွက်တဲ့ပုံမှာကြားသိတဲ့ပုံမှာထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုတယ်ပြီးတော့ဒီကနေ့ညမှာအခုကျွန်တော်တို့ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတွေလည်းကျွန်တော်အနေနဲ့တောင်းဆိုလိုတာက like and share အဖြစ်ကျွန်တော်တို့ကိုပူပေါင်းပါဝင်ကူညီပေးဖို့ရန်အတွက်လည်းကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ထောက်ပို့ပိုင်းဆိုင်ရာကိုကျွန်တော်ဒီဆရာထန်းလုံးကိုမဖိတ်ခင်လေးမှာကျွန်တော်တို့ဒီ motorcycle project လေးကိုကျွန်တော်ခဏလေးလှည့်ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ motorcycle project ဟာအင်မတန်မှအရေးကြီးပါတယ်။ကျွန်တော်တို့ရှီတန်းကိုပဲတော့နောက်ပိုင်းမှာပဲဖြစ်ကျွန်တော်ထောက်ပို့ပိုင်းမှာဆိုရင်ကျွန်တော်ချင်းတောင်ရဲ့အနေထားမှာဆိုရင် motorcycle ဟာအင်မတန်မှအသုံးဝင်တဲ့အရာဖြစ်တဲ့အတွက်အခုချိန်မှာကျွန်တော်တို့ဒီ slide ရမ်ကစ်ထန်ကိုကျွန်တော်တို့ဒီdescription နဲ့ကျွန်တော်တို့ကို update လုပ်ပေးဖို့ရအတွက်ခုချိန်မှာအချိန်ပေးချင်ပါတယ်ကျွန်တော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဟိုလေးပေးလိုက်မယ်နော်ခဏလေး co-host ခဏလေးပေးလိုက်မယ်ထန်ကိုဟုတ်ကဲ့အဆင်ပြေလားရပြီ okay ရပြီလားရပြီဒါဆိုရင်စပြီနော်ကိုဗီဒီယိုလေးshort video လေးနည်းလောက်ထားတဲ့ဟာပြပြန်အဆင်ပြေသူလို့ပြောလို့ရတယ်နော်ဟာခါလို့လည်းပြောလို့ရတယ်လောက်ပါပဲဒီလို့ရှိရင်
ဒါကတော့2024ကနေသူတို့ပတ်စံလူရဟာတွေနာမည် list နဲ့လောက်ထားတဲ့ဟာအဲ့လောက်ပါပဲလူ9ယောက်ပဲရှိခဲ့တယ်ဒီနေ့ကတော့ပြီးခဲ့တဲ့နေ့ကတော့အပေါ်မှာ49ယောက်ရှိတယ်အဲ့ဒါတသိန်းကျွန်တော်တို့ကရထားတယ်အလုံးခါလို့ပဲပြောမယ်နော် ရတယ်အဆင်ပြေသူလို့ပြောလို့ရတယ် 2023 achen minung sombi la pakwa ni nengkan zapi te ni nengkan thop ya ke atho min zapi te chungjong alung lop nak tampi kan nge azapi kan mu kho me 2023 hen leng sie cycle he som ret leng from kan chok 2024 en chen atho mi minung pasari long an sari e tu tianga kem kan pak pi me cycle panga long sari pe tu nen zapi nu la pa ulen nào mi phun hoi bel te na chunga ngom nak tampi kan ngai mi zonga pe chin khau mi kan siko na ha atampi athong thong in tho jong haw lo zakhat zani ten pek nan du sia chun kaima ram kip thang ka selo la pu kolbat selo la pu ong win sina contract khop tang kan si timi kha adong na pi ga chin ku du tampi ka loကဲသူပဲကျေးဇူးတင်တယ်ခုနပြောသွားတာတော့ကျွန်တော်တို့ဒီ2023ခုနှစ်မှာဆိုရင်ကျွန်တော်49ဦးတီတီနဲ့မှာကျွန်တော်တို့ဒီ motorcycle project မှာပူပေါင်းပါဝင်နိုင်တယ်လူဒန်းနိုင်တယ်ကျွန်တော်တို့ဆိုင်ကယ်စီးပေါင်းကျွန်တော်ဒီအိန္ဒိယဆိုင်ကယ်ကျွန်တော်တို့ဒီတရုတ်ဆိုင်ကယ်အပါဝင်အားလုံးစီ80ကျော်ကျွန်တော်တို့ဝယ်နိုင်တာဖြစ်ပါတယ်ဒီနှစ်မှာတော့ကျွန်တော်တို့ကမ်ကိုရောက်ရှိတာဟာလူဦးရေဒီ9ယောက်လောက်ပဲပေးလူကြသေးတဲ့ခါကျတော့ဆိုင်ကယ်5စီးလောက်ပဲကျွန်တော်တို့ဒီ2024မှာတော့ကျွန်တော်တို့ရရှိနိုင်သေးတယ်အဲကြောင့်ဆက်လက်ပြီးမှကျွန်တော်တို့ ਨੇ ပူပေါင်းပါဝင်ပေးပါကျွန်တော်တို့ရဲဘော်တွေအတွက်အမတန်မှအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်ထောက်ပို့ပိုင်းဆိုင်ရာဟာကျွန်တော်တို့အားကောင်းမှသာလင်ကျွန်တော်တို့ရဲဘော်တွေရဲ့လှုပ်ရှားမှုမှာအထောက်အကူပေးနိုင်မှာဖြစ်ပါတယ်အခုလိုကျွန်တော်တို့ ਨੇ အတူဒီဆိုင်ကယ် project လေးကိုဒီ sharing လုပ်ပေးသွားတဲ့ဒီဆရာထန်းပေါ်မှာလည်းအထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်ဒီနေ့ပြောလိုပါတယ်အခုချိန်မှာဆရာဟုံနိုင်ရွှေလည်းအချိန်မီပါဝင်လာတယ်အထူးပဲကျေးဇူးတင်တယ်အခုချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီပရိသတ်တွေကိုဖြောပြပေးဖို့ရန်အတွက်နဲ့ကျွန်တော်တို့ရဲ့ဧည့်သည်တော်တွေကိုဖြောပြဖို့ရန်အတွက်ညီမငယ်စနိုးကိုတချင်းတပုတ်အားဖြင့်ဖြောပြပေးဖို့ရန်အတွက်ခုချိန်မှာခဏအချိန်ပေးကြရအောင်နော်ဟုတ်ကဲ့တင်တယ်စနိုးထနာစနိုးရရဲ့ပေါ်ရီစီကနေပြီးတော့နှုတ်ခွန်းရုံဆုံးကြဟုတ်ကဲ့ရှူစာမမေရဲ့တားနိုင်တယ်ဆိုတဲ့တခြင်းလေးအဖြစ်စနိုးပါဝင်ပေးသွားပါရစေအတန်ထင်နေလားမသိနော်โอเคဒီညမှာတော့မမေရဲ့သားတွေပဲများတယ်ဆိုတဲ့ခါကျတော့လေမမေရဲ့သားနိုင်တယ်ဆိုတဲ့တခြင်းလေးနဲ့ပဲစနိုးရှူစားပေါင်းပေးတော့ပါစေခလီတယောက်ရဲ့ကောင်းကင်ရဲ့Just cause you quit 이제 무로 난초래 니도부 위성 위키냐 챙냐 태시 서다가 클리리야 지는 게비 미미에 잔장으로 시조래 가디무리에 쇼무비네 미였다 아비래 I'll be like Demi can bring
စီဝင်အောင်ပွဲများလဲရရှိမယ်မမေရဲ့မမေရဲ့တာနိုင်တယ်မမေရဲ့ရင်ဆိုင်ပွဲတိုင်းမမေရဲ့တာနိုင်တယ်အငယ်ရင်းရင်ဆိုင်ရွယ်တိုင်းမမေရဲ့အမန်တွေတားလေးရဲ့သွေးတွေကိုစီဝင်အရှုံးပွဲနဲ့တွေ့ဖို့ရကြောင်းမြင်အလုံးအောင်ပွဲစင်အတိတ်ပဲရဲ့စံတလို့ရပါမလားတချင်များကဖေးကိုကြမ်းတမ်းနေရချမ်းများနှလုံးသားရဲ့မတရားအင်ထားအောင်ပွဲများလဲရရှိမယ်မမေရဲ့မမေရဲ့တာနိုင်တယ်မမေရဲ့ရင်ဆိုင်ပွဲတိုင်းမမေရဲ့တာနိုင်တယ်အငယ်ရင်းရင်ဆိုင်ပွဲတိုင်းမမေရဲ့အမန်တွေတားလေးရဲ့သွေးတွေကိုစီဝင်အရှုံးပွဲနဲ့တွေ့ဖို့ရကြောင်းမြင်အလုံးအောင်ပွဲစင်မမေရဲ့တာမမေရဲ့ရင်ဆိုင်ပွဲတိုင်းမမေရဲ့တာနိုင်တယ်အငယ်ရင်းရင်ဆိုင်တွေတိုင်းမမေရဲ့အမန်တွေတားလေးရဲ့သွေးတွေကိုစီဝင်အရှုံးပွဲနဲ့တွေ့ဖို့ရကြောင်းမြင်အလုံးအောင်ပွဲစင်ကျေးဇူးများရတင်ပါတယ်အောင်ပွဲတွေနဲ့လှမ်းလာတဲ့ရဲဘော်လူတွေကျေးဇူးနေပါတယ်လို့ thank you ညီမငယ် snowball ထူပဲကျေးဇူးတင်ပါတယ်ခုလိုကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးတွေပေါ့နော်အများတန်းကျွန်တော်တို့ကိုတက်တက်ကြွကြွနဲ့ပါဝင်ပေးတဲ့ပုံမှာဘုရားသခင်တာပြည့်ကောင်းကြီးပေးပါစေအခုချိန်slide ဆရာထန်းလွန်းစင်တင်ဖြစ်လာမသိနော်ဆရာထန်းလွန်းစင်တင်ဖြစ်နော်ဆရာထန်းလွန်းကိုကျွန်တော်လှည့်ပေးခြင်းနဲ့အခုလက်ရှိကျွန်တော်တို့ဒီမလ၄ရက်နေ့ကကျွန်တော်တို့ဒီရခိုင်တပ်တော်AAသတင်းစာရှင်းလင်းပွဲဥခိုင်ဒုက္ခပြောသွားတဲ့ပုံမှာကျွန်တော်နဲ့ငယ်ပြန်လဲပြီးမှတုံးတက်ခြင်းနဲ့ကျွန်တော်တို့ပလဲဝမြို့နယ်ဟာဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်ရဲ့ကျွန်တော်တို့အသေးနှလုံးဖြစ်တယ်ကျွန်တော်တို့ပင်လယ်ထွက်ပေါက်ဆိုလို့ဒီပလဲဝနယ်တစ်ခုတည်းကျွန်တော်တို့ရှိတာဖြစ်ပါတယ်အဲ့ဒီပုံမှာဒီရခိုင်တပ်တော်ပြောရဆိုခွင့်ရှိတဲ့သူကဒီမတ်လ၄ရက်မှာဘယ်လိုတုံးတက်သွားလဲဆိုတော့ဒီပလောဝမြို့နယ်တွင်လူမျိုးစုများထက်ကတင့်လျော်သူများဖြင့်လုံခြုံရေးနဲ့ဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲကအုပ်ချုပ်ရေးအစီအစဉ်များကိုလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုပြီးမှသူတို့အတီးလင်သူတို့ပြောပြသွားတာရှိပါတယ်အဲ့ဒါရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီချင်းမျိုးသားတပ်မတော်အနေနဲ့တော်၎င်းကျွန်တော်တို့ဒီချင်းလူငယ်ဒီရဲဘော်တယောက်အနေနဲ့တော်၎င်းအဲ့တဲ့အမြင်လေးတွေကိုကျွန်တော်တို့ကိုအနေငယ်ပထမဦးစွာအဲ့တဲ့အရေးလေးကိုပြန်လည်သုံးသပ်ပေးဖို့ရန်အတွက်ဒီပလဲဝရေးနဲ့ပတ်သက်ပြီးမှအခုလက်ရှိအနေထားလေးတွေကိုအခုချိန်မှာကျွန်တော်တို့ဒီ Lieutenant Slide ထောင်လုံးကိုချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါအတန်ကြားရတယ်နော်အားလုံးမင်္ဂလာပါချင်းလုံမီဒီယာကနေပါဝင်နေကြတဲ့ပုဂ္ဂိုလ်တွေဒီ live ကနေကြည့်ရှုနေတဲ့ပြည်သူများအားလုံးမင်္ဂလာပါအခုနမေးတဲ့မေးခွန်းကတော့ပြောဖို့ဆွေးနွေးဖို့တော့တော်တော်လေးတတိထားစရာကိစ္စဖြစ်တယ်လို့တော့
ကျွန်တော်တို့အားလုံးနားလည်ပြီးသားဖြစ်ပါတယ်အာ ULAA ပြောရေးဆိုခွင့်ခိုင်သူခကနေတရင်စာရှင်းလင်းပွဲမတ်လ9 ရက်တုန်းကသူတို့လုပ်ကြတဲ့အပေါ်မှာသူတို့လည်းရှင်းရှင်းလင်းလင်းပြောတာမျိုးတော့မရှိဘူးကျွန်တော်တို့လည်းရှင်းရှင်းလင်းလင်းတော့နားမလဲဘူးဘာလဲဝချင်းပြည်ဘာလဲဝနဲ့ပတ်သက်လို့ပေါ့နော်ဘာပဲဖြစ်ဖြစ်မြေကြီးဆိုတာကတော့ပိုင်ရှင်ရှိတယ်နိုင်ငံဆိုတဲ့ဟာလဲပိုင်ရှင်နိုင်ငံလူမျိုးရှိလို့အဲ့ဒီလိုမျိုးနဲ့ဒီရှိနေကြတဲ့နေမြေပိုင်းခြားသတ်မှတ်မှုတွေပေါ့နော်ဆိုတော့အဲ့ဒီကျွန်တော်လည်းတိတ်နားမလဲမရှင်းလင်းနိုင်တာကသူတို့လည်းတိကျရှင်းလင်းလင်းတော့မပြောထားဘူးအရင်ကတည်းကလည်းဒီ ULAA အနေနဲ့ဘလဲဝါဒီရခိုင်ပြည်ဖြစ်ပါတယ်ဆိုတဲ့ဟာကိုသူတို့တရားဝင်ပြောတာလည်းမရှိဘူးပြီးတော့စာနဲ့ဘေးနဲ့ထုတ်ပြန်ချက်မျိုးလည်းမရှိဘူးယနေ့ထိတိုင်ပေါ့နော်တကယ်ဘာခေါ်မလဲ policy အရာဖြစ် legitimacy အရာဖြစ်ပေါ့အဲ့ဒီဟာတော့မရှိဘူးဒါပေမဲ့အခုပုံစံကိုကျွန်တော်တို့ကြည့်ရရင်တော့စိုးရင်စရာမဟုတ်ပေမဲ့လည်းစဉ်းစားစရာအလေးအနက်စဉ်းစားစရာကျွန်တော်တို့ချင်းအမျိုးသားများပေါ့နော်ချင်းလူမျိုးများအနေနဲ့အချင်းနေဖြစ်နေပြီးဆိုတာကိုတော့ကျွန်တော်တို့အားလုံးနားလည်ဖို့လိုအပ်ပါတယ်ဒါပေမဲ့တခုပေါ့နော်ဂရနီတော်လှန်ရေးမှာသူတို့ဆိုရရှိတယ်ကျွန်တော်တို့မြေကြီးကိုလိုချင်ရင်ကျွန်တော်တို့ရဲ့အလုံးကိုကြော်နိုင်မှရမယ်ဆိုတဲ့ဟာပေါ့နော်ဂရနီတော်လှန်ရေးခုံးဆောင်နေရဲ့သမိုင်းမှာသူတို့အဲ့ဒီပြောဆိုဂိုင်းဆွဲထားတဲ့စကားရှိတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းနဲ့ရခိုင်ကတော့စကားများဆရာလည်းမလိုပါဘူးရံဖြစ်ဆရာလည်းမလိုပါဘူးအမြဲတမ်းဘယ်နယ်ကိုဘယ်သူကပိုင်နေဘယ်နယ်ကိုဘယ်သူကမပိုင်ဘူးရှိနေရင်ဖြစ်နေရင်တော့မှကျွန်တော်အဲ့ဒါအဆက်နေမှာဖြစ်တယ်လူမျိုးရေးအရာရောပေါ့နော်ဂုံတွေရေးအရာနေမြေဆက်ဆက်မှုအရာနိုင်ငံရေးအရာစီရေးအရာစီးပွားရေးအရာအမြဲတမ်းဆက်ဆက်နေမှာဖြစ်တယ်ကျွန်တော်တို့ချင်းနဲ့ရခိုင်ရဲ့ကြားမှာဒီကပါမြေကြီးကပေါ့နော်ဒီဟာကနေချဖြစ်ပါတယ်နေဆက်ဖြစ်ပါတယ်ဆိုပြီးတော့ကွဲထွက်သွားမှာမဟုတ်ဘူးအမြဲတမ်းကျွန်တော်တို့ဆက်ဆက်နေမှာဖြစ်တယ်အဲ့ဒါကြောင့်အဖိနှိတ်ခိုင်တိုင်းရင်သားလက်နိုင်ကန်တော်လှန်ရေးအဖွဲ့အစည်းချင်းခန်းစားချက်နော်ရီမှန်းချက်လွတ်မြောက်လို့တဲ့ကျွန်တော်တို့လှုပ်ဆောင်မှုဖန်တိုင်နေမှာလှုပ်ဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ညီညွတ်ကြဖို့တိုင်ပင်ဆွေးနွေးကြဖို့ပေါ့နော်ကျွန်တော်တို့အမြဲတမ်းအဲ့ဒီစိတ်ထားပဲရှိတယ်စီရေးအရာနိုင်ငံရေးအရာပြီးတော့လူမှုရေးအရာနေမြေဆက်ဆက်မှုစီးပွားရေးပညာရေးအမြဲတမ်းထိတွေ့ဆက်ဆက်နေကြမယ်လူမျိုးဖြစ်တယ်ဘယ်လိုမှခွဲလို့မရဘူးနော်ရခိုင်ပြည်မှာလည်းချင်းအများကြီးရှိတယ်တင်းနဲ့ချီရှိတယ်ပြီးတော့အခုချင်းပြည်ပလက်ဝမှာလည်းရခိုင်အများကြီးရှိတယ်နော်အဲ့ဒီကျွန်တော်တို့လူမျိုးရေးပြိပက္ခနယ်မြေပြိပက္ခစီးရေးပြိပက္ခနိုင်ငံရေးပြိပက္ခအဲ့ဒီလိုမျိုးဖြစ်လာဖို့ဘယ်သူအတွက်မှအကျိုးရှိမှာမဟုတ်ဘူးအဲ့ဒါကိုရခိုင်အမျိုးသားများကလည်းသူတို့သိရှိပြီးသားဖြစ်မယ်ကျွန်တော်တို့ဘက်ကလည်းဒါကိုကောင်းကောင်းသိရှိနားလည်ပြီးသားဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ကပ္ပဒီအိန္ဒိယနိုင်ငံကနေခွဲထွက်သွားတဲ့ဘင်္ဂလားဒေ့ရှ်တို့ပေါ့နော်ပါကစ္စတန်တို့
ပြီးတော့ဆီရီလင်ကာတို့အဲ့ဒီဟာတွေကဘာကြောင့်ဖြစ်လာလဲဆိုတဲ့သမိုင်းကိုပြီးတော့အခုယူကရိန်းနဲ့ရုရှားရဲ့ပြဿနာကလည်းနယ်မြေပြဿနာတွေပဲနော်အထူးသဖြင့်တော့နယ်မြေခံလူမျိုးတိုင်းရင်းသားမျိုးနွယ်စုဟိုအခြေခံပြီးတော့ဆုံးဖြတ်တဲ့ဟာကကပ္ပသမိုင်းကပ္ပနိုင်ငံတွေကိုကြည့်ရင်ပေါ့နော်တိတာပါတယ်ပြီးတော့ယူဂိုစလာဗီးယားနိုင်ငံဖက်ဒရယ်နိုင်ငံအဆင့်ကနေ1980တင်တယ်အဲ့ဒီမှာအကုန်လုံးခွဲထွက်သွားတယ်ဆိုတော့အခုကျွန်တော်တို့မြန်မာပြည်ကလည်းဟိုတစ်ခါကျွန်တော်ပြောတယ်နိုင်ငံကတော့ဟိုမပြိုကွဲနိုင်ပေမဲ့လည်းနယ်မြေတွေကတော့အများကြီးပြောင်းလဲသွားမယ်နယ်မြေတွေပေါ့နော်မြေပုံတွေလူမျိုးအရာပိုင်ဆိုင်မှုတွေနယ်မြေအရာပိုင်ဆိုင်မှုတွေပြည်နယ်အလိုက်ပိုင်ဆိုင်မှုတွေပေါ့နော်နေရာတကာမှာဟိုမြန်မာတပြည်လုံးပေါ့နော်မြေပုံတွေပိုင်ဆိုင်မှုတွေကတော့တော်တော်ကိုအပြောင်းအလဲရှိမှာပါကျွန်တော်တို့ချင်းပြည်မှာလည်းဒီမြို့နယ်ခရိုင်ဆိုတဲ့ဟာတွေက1984ဖွဲ့စည်းပုံကဖြစ်ပေါ်လာတဲ့ဟာပေါ့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေရရှိနေခဲ့တဲ့ဟာတွေဒါတွေကအခုနောက်ပိုင်းဆိုရင်အများကြီးပြောင်းလဲသွားပါလိမ့်မယ်ဆိုတော့အခုကျွန်တော်တို့ရခိုင်နဲ့ချင်းကပလက်ဝကိစ္စမှာကတခုကျွန်တော်စဉ်းစားမိတာပေါ့နော်ပလက်ဝမှာAAကခြေကုပ်ယူဖို့ဂျင်းတဲ့လူကြီးတွေနဲ့နားလည်မှုတပေါ်တရားယူခဲ့ကြတယ်အဲ့ဒီအဆင့်ကနေအဲ့ဒီမှာခြေကုပ်ယူပြီးတော့မှပဲရခိုင်ပြည်ဖက်ကိုကြောင်းရှိတယ်တခြားနေရာလမ်းကြောင်းစီးရေးအရာပေါ့နော်တော်တော်ကိုခက်ခဲတယ်ဘာခေါ်မလဲ military map ပေါ့နော်စစ်တုံးမြေပုံအရာပဲကြည့်ပေါ့အဲ့ဒီဟာကရခိုင်တော်လှန်ရေးALP ကလည်းအဲ့ဒီလိုပဲဟိုးရခင်1980ကျော်1990ဝန်းကျင်မှာအဲ့ဒီလိုပဲဘလက်ဝကိုခြေကုပ်ယူပြီးတော့ရခိုင်ပြည်ကိုဒီထိုးဖို့ပေါ့နော်မြောက်ဖက်ကနေတောင်ဖက်ကိုထိုးဖို့ဆိုတဲ့တပေါ်မျိုးဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီချိန်ကစပြီး2018 2016ကနေတိုက်ပွဲတွေရှိလာတယ်တိုက်ပွဲတွေရှိလာတော့အဲ့ဒီတမိုင်းကြောင့်ဖြစ်စဉ်လေးတွေပြောရင်တော့အရန်ရှိပါလိမ့်မယ်ဒါပေမဲ့နေပါမနေပါနဲ့ဆိုတဲ့ဟာထက်ပေါ့နော်ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းများအားလုံးကတော့ဖြစ်နိုင်တဲ့နီလာနဲ့ဘူညီအဖက်ဖက်ကဘူညီကြဖို့လိုအပ်တယ်ရိုင်းပင်ကြဖို့နော်လူမှုရေးအရာပေါ့နော်ဖြစ်လက်နဲ့ပြီးတော့စီးရေးအရာဖြစ်အဲ့ဒီဟာတွေတော့ကျွန်တော်တို့လည်းကချင်းကအများကြီးကူညီတာပဲစသဖြင့်ပေါ့နော်အခုအညီတစ်ဖွဲ့နဲ့တစ်ဖွဲ့ရိုင်းပင်မှုကြောင့်ပဲဒီတော်လှန်ရေးကမဟာမိတ်စီးရေးနိုင်ငံကြီးနဲ့ပဲအောင်မြင်ခရီးပေါက်နိုင်တဲ့ဟာဖြစ်တယ်အတိကပြောချင်တာကတော့ဒီချင်းပြည်ပလက်ဝဟိုယခုချိန်မှာရခင်ကပဲဖြစ်ပေါ့နော်ဘယ်သူပိုင်ဆိုင်တယ်လဲယခုဘယ်သူပိုင်ဆိုင်လဲနောင်ဘယ်သူပိုင်ဆိုင်မလဲဆိုတဲ့ဟာကနေမြေခံဒီရဲ့ပိုင်ဆိုင်မှုကနံပါတ်1အဲ့ဒီပြီးမှသူတို့ရဲ့သဘောထားဒီဘယ်နိုင်ငံဘယ်ပြည်နယ်ဘယ်လူမျိုးနဲ့ပုံမလဲဆိုတဲ့ဆုံးဖြတ်ချက်ကပို့ပြီးမှအတိကကြပါလိမ့်မယ်လို့ကျွန်တော်ကတော့အဲ့ဒီလိုပဲမှတ်ချက်ပြုပြီးမှဆွေးနွေးချင်တယ်ဟုတ်ကဲ့သူပဲကျေးဇူးတင်တယ်အခုစလိုက်ထောင်လွန်သုံးသက်တဲ့ပုံမှာ
ကျွန်တော်ရဲ့သဘောထားနဲ့လည်းအများကြီးတိုက်ဆိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ဒီပလက်ဝရင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီ CNF ကဘာမှလှုပ်ရှားမှုမရှိဘူးလားဒီတိုင်းပဲငြိမ်နေသလားဆိုတဲ့ပုံစံမျိုးနဲ့ဒီအပြစ်တင်ဝေဖန်တဲ့ဟာမျိုးတွေလည်းကျွန်တော်ရှိမှကိုယ်တိုင်လည်းကျွန်တော်ကြားတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချင်းတပြည်နယ်လုံးရဲ့အရေးဟာကျွန်တော်တို့ချင်းတစ်မျိုးသားလုံးနဲ့ဆိုင်ပါတယ်။ကျွန်တော်တို့ဒီ CNF အရေးတယ်မဟုတ်ပါဘူး။ဒါချင်းလက်နဲ့ကိုင်အဖွဲ့အစည်းအားလုံးနဲ့ဒီပတ်သက်ကျုံးဝင်နေတဲ့အရာလေးဖြစ်ပါတယ်ပြီးတော့ပလက်ဝအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့အကြံပေးချင်တာကကျွန်တော်တို့ပြည်သူလူထုလည်းဒီလောက်ထိကျွန်တော်တို့စိုးရိမ်စရာမရှိပါဘူးအခုဟာဒေါ်လာကာလဖြစ်တယ်ကျွန်တော်တို့ဒီ ULAA အနေနဲ့လည်းတကယ်တမ်းသူတို့ဒီရခိုင်ပြည်နယ်ကြီးကိုထိုးစစ်ဆင်ဖို့ရန်အတွက်နီးဗျူဟာအကြဆုံးလမ်းကြောင်းနဲ့နီးဗျူဟာဂုံးယူဖို့အတွက်ကပလက်ဝမြို့နယ်ဟာသူတို့အတွက်လည်းအခြေချမဲ့နေရာဒီရခိုင်ကိုထိုးစစ်ဆင်ဖို့အတွက်အင်မတန်မှကောင်းမွန်တဲ့လမ်းကြောင်းနဲ့ဖြစ်တဲ့အတွက်အခုလိုသူတို့ပူးပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒီဒါနိုင်ငံရေးအရာကျွန်တော်တို့စပွဲထဲမှာကျွန်တော်လိုချင်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့် Federal Democracy ကျွန်တော်ရသွားပြီဆိုရင်စစ်ကောင်စီပြုတ်ကြပြီဆိုရင်ဒီအရေးကိစ္စတွေဟာကျွန်တော်တို့စပွဲထဲမှာကျွန်တော်လူကြီးတွေချင်းကျွန်တော်တို့ဖြည့်ရှင်းသွားမယ်ဆိုတော့အကောင်းမွန်ဆုံးအဖြေတစ်ခုထွက်လာမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်ပါတယ်အဲ့ဒါရင်းနဲ့ပတ်သက်ပြီးမှဒီဆရာဟိုနိုင်ရွှေကိုလည်းတစ်ဆက်တည်းပဲအနေငယ်အမြင်လေးသုံးသပ်စီချင်ပါတယ်ဆရာဟိုနိုင်ရွှေကိုခုနမေးခွန်းနဲ့တစ်ဆက်တည်းပဲအချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့အတအဆင်ပြေပါတယ်နော်ဟုတ်ပြီအားလုံးlive show မှာပါဝင်တဲ့ပုံကိုယ်တွေနဲ့အတူကြည့်ရှုနေတဲ့မိဘပြည်သူများအားလုံးကိုလည်းတရားနဲ့လိုက်လဲကြိုဆိုကြောင်းကျွန်တော်ဥစွာပြောကြားလိုတယ်ကျွန်တော်အမြင်နဲ့ဆိုရင်တော့လူတယောက်နဲ့တယောက်အမြင်ချင်းမတူတာလည်းရှိတယ်လို့မပြောတဲ့စကားလုံးတွေလည်းတီချိန်မှာထွက်မသွားဖို့အမှန်မှအရေးကြီးတယ်ဆိုတော့ ground level နဲ့ကြည့်ပြီးမှကျွန်တော်အနေငယ်သုံးသပ်သွားမယ်မြင်ပြမှာပဲကိုတိုင်နေတဲ့အခါကြတော့เนาะဆိုတော့ကျွန်တော် ULAA ဆိုတာကနံပါတ်1ကျွန်တော်အနေနဲ့ပြောချင်တာကဖိနှိပ်ခံတိုင်းရင်းသားညီအကိုလက်နဲ့ကင်နေဖြစ်တယ်ဆိုတာကျွန်တော်ဒီနေရာနဲ့ဥစွာပြောကြလို့လေသူလည်းပမာရရဲ့ဖိနှိပ်မှုပမာရရဲ့ချုပ်ချယ်မှုကိုနှစ်ပေါင်းများစွာအလူအလဲခံရတဲ့ဒါမှမကလူမျိုးတုံးတပ်ပြမှုလို့ပြောသည့်တိုင်အောင်ခံနေရတယ်ဆိုတာကျွန်တော်တို့ပေမကဘူးသူတို့လည်းအတိအဆုံးဖြစ်မှာပါဆိုတော့ကျွန်တော်တို့ကမတရားမှုကိုတိုက်ထုတ်ပြီးမှကျွန်တော်တို့မြေပေါ်မှာနေကျွန်တော်တို့အုပ်ချုပ်ကျွန်တော်တို့ကျွန်းရောက်လို့မျိုးဆက်ဆံနေတဲ့ဗမာတမတော်တိုးလာနေတဲ့အချိန်မှာ ULAA အနေနဲ့ARG ထွာလာတဲ့အင်အားတီဆောက်တယ်ပြီးတော့တူလုံနိုင်တဲ့အတိုင်းတာထိမြို့ပြီးတစ်မြို့တက်သိန်းတယ်တိုက်ပွဲပေါင်းများစွာလက်နဲ့ပေါင်းများစွာသူတို့သိမ်းပိုက်နိုင်တဲ့အချိန်မှာငါARGတာပဲဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်သွားမှာကိုတော့အားလုံးတတိထားဖို့လိုတယ် ULAA နဲ့တို့လည်းကောင်းကျွန်တော်တို့အားလုံးတတိပြုဖို့လိုတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အထူးတစ်ဖြစ်တတိထားရမှာကကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာတို့တွာလာလှုပ်ရှားတယ်ဒေါ်လာလက်နဲ့ကအချင်းချင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ချင်းပြည်သူတွေချင်းလူထုတွေကငကိုကလေးကလက်နဲ့ကင်နေဆိုရင်တော့ကြောက်နေကြတယ်ဆိုတော့ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့သဘောတဘာဝအရတို့အထက်တောင်ဆွေတွေကိုတောင်ရခုတ်ပြီးမှဒီကျေးရွာမြို့ပြနဲ့အလှမ်းဝေးတဲ့တောင်ရမှာပဲပေါ်ပေါ်စင်စိတ်ကနဲ့မိရောဖလာကျွန်တော်တို့ကလောက်ကန်စားတောင်းနေရတာဖြစ်တဲ့အတွက်အခုချိန်မှာစစ်ကြောင်းပဲဖြစ်ဘယ်လိုဒီမှာတွာလာလှုပ်ရှားရတဲ့အတွက်တောင်ရမှာတောင်မှပြည်သူတွေကကြောက်ပြီးမှမတွားရဲဘူးပြီးလို့ရှိရင်တောင်ရမှာပြည်သူတွေရဲ့ပြည်သူတွေထားခဲ့တဲ့ထမင်းနဲ့စာနိုဘာလို့ရှင်တော့အကုန်လုံးခဏပြောက်တယ်သူတို့ကတိုးလိုင်းရေးပဲသူတို့လုံးမှာပဲဆိုတာမျိုးတော့မဟုတ်ဘူးတိုးလိုင်းရေးမှာလည်းသူ့စီးရှိတယ်သူ့နေရာနဲ့သူ
တူတံဖို့ရှိတယ်အဲ့ဒါမျိုးကိုကျွန်တော်တို့သတိထားဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်အမြင်နဲ့တစ်ချက်လေးsharing လုပ်သွားချင်တာကြတော့ဒီ ULA ရဲ့လှုပ်ရှားမှုကိုကျွန်တော်တေချာကြည့်တဲ့အချိန်မှာအင်္ဂလိပ်ခက်တုံးက colonization ဒီ colony နဲ့ချက်ခက်တုံးကအင်္ဂလိပ်တွေကျင့်သုံးတဲ့ဒီ formula 3 ခုပုံစံနဲ့တွားနေတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ formula 3 ခုထဲမှာတစ်ခုကmission အာဒနာပြုတယ်အာဒနာပြုပြီးမှနေချဲတယ်ပထမ M တလုံးဒုတိယ M တလုံးကြတော့ margin လို့ခေါ်တယ်ဒီကုံတွေရေးဖို့ကုံတွေရေးလုပ်ရင်းနဲ့နေချဲတယ်နောက်ဆုံးက military စီရေးအရာနေချဲတယ် 3M လို့ဒီ3ခုပုံစံနဲ့နေချဲတာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အခုချင်းပြည်နယ်ကိုတို့ရောက်လာတယ်တချို့နေရာတွေမှာဆိုရင်တော့စေတီတဲနေကြတယ်စေတီတဲဖို့ပြင်နေကြတယ်နောက်တစ်ခုကဒီကျွန်တော်တယောက်ရင်းရင်းနှီးနှီးစကားပြောဖို့တဲ့တုံငယ်ချင်းဖို့တို့ AA ရရဲဖို့တယောက်ကကျွန်တော်ပြောတာကျွန်တော်ဗိုလ်ကြီးကကျွန်တော်ရမ်းချစ်တာတဲ့မိမယူရင်လဲချင်းမလေးတွေလည်းယူကြရခိုင်မလေးတွေမယူနဲ့တဲ့ဟောအဲ့လိုမျိုးချင်းမလေးကိုယူလို့ရှိရင်အတွန်းကျအစားငါအကုန်ဗိုလ်ကြီးအတာဝန်ခံပေးမယ်တဲ့ဟောနော်ဒီအရေးကိုကျွန်တော်ကြည့်ချင်းအဖြစ်လိုအပ်တဲ့စေယုံတွေလိုအပ်တဲ့ကျမ်းမာရေးအတွက်လိုအပ်တဲ့ကြောင်းတွေသူတို့အတီဆောက်ပေးတယ်ဆိုတော့ကိုထောင်လုံးပြောသွားတာလေအမရာမဒီ covering ဖြစ်တယ်အချိုးလိုက်ကြတယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်နည်းနည်းထပ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတေဒခံတွေရဲ့ဘယ်လိုပြောမလဲတေဒခံနေမီခံတွေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်မယ်ဆိုပြီးကျွန်တော်တို့ဒီရနဲ့ပြောမယ်ဆိုရင်တော့တစ်ဖက်မှာလည်းကျွန်တော်တို့ပြန်တုံးတတ်ရမှာကလူတွေယောက်ကရိုက်တွန်းဖို့ရိုက်ချိုးဖို့ဆိုတာလွယ်လေးပဲဒီဒေတာခံဒီလူနဲ့ပဲနီးစပ်ပြီးမှဒီလူနဲ့ပဲအမြဲတမ်းနေချင်တယ်ဒီလူနဲ့ပဲထိတွေ့နေတယ်ဒီလူရဲ့အုပ်ချုပ်မှုစီမံခန့်ခွဲမှုကောင်းကဲမှုအောက်မှာအမြဲတမ်းသူတို့ရှင်းတာနေမှရွှေနောက်တစ်ချိန်မှာဒေတာခံလူမျိုးတွေရဲ့ဒေတာခံချင်းလူမျိုးတွေရဲ့ဆုံးဖြတ်ချက်အတိအကဖြစ်ပါလိမ့်မယ်ဆိုရင်တော့မှဒေတာခံချင်းလူမျိုးတွေဖြစ်ပေါ်များစွာရိုက်ချိုးခံရတဲ့ဒေတာခံချင်းလူမျိုးတွေကဘယ်လိုဖြစ်သွားမလဲဒါကကျွန်တော်တို့စဉ်းစားဖို့လိုတယ်ကြည့်လေအခုဥပမာနောက်ထပ်တစ်ခုပြောမယ်ဆိုရင်ဗမာတွေကကျွန်တော်တို့နှစ်ပေါ်များစွာနှစ်ပေါင်း1949နဲ့ဒီကနေ့အထိတိုင်အောင်နှစ်ပေါ်များစွာကျွန်တော်တို့အုပ်ချုပ်ခဲ့တယ်ကျွန်တော်တို့ရဲ့စာပေတွေကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုတွေအကုန်လုံးကိုရိုက်ချိုးပေးတယ်ကျွန်တော်တို့စာပေကိုလည်းကျောင်းအိမ်မှာသင်ကြားခွင့်မပေးဘူးဗမာဇာတိတို့ဗမာပြည်တီတို့ပြည်ဗမာစကားတီတို့စကားဘာညာအကုန်လုံးဒီလိုရိုက်ချိုးတဲ့အခါကျတော့အခုချင်းတွေတောင်မှကျွန်တော်တို့လည်းဗမာလိုနဲ့ပဲပြောနေရပြီလေချင်းတွေတောင်မှတချို့သူ့အဖေလည်းချင်းသူ့အမေလည်းချင်းစကားမတတ်တယ်လို့မသိတယ်လို့နော်ဗမာကိုလည်းအောက်တမ်ခပ်ပြီးမှငါပိတန်ကြီးနဲ့ဟိုတောင်ပြုံးမြောက်ပြောတဲ့သူတွေလည်းအများကြီးချင်းလူမျိုးတွေလည်းပြောချင်တာကဒီဖြည်းချင်းနဲ့ဗမာလည်းနေချက်ခဲ့တာပဲအခုကျွန်တော်တို့ချင်းပြည်နယ်မြေပုံကိုကြည့်မှရှင်တော့အရင်တော့1896 The Chin Hill Regulation Act မှာပြဋ္ဌာန်းထားတဲ့ချင်းဝိဒေသတိုင်းအရာဆိုရင်ချင်းပြည်နယ်ရဲ့မြေပုံကိုပြန်ကြည့်လိုက်ပါချင်းပြည်နယ်ရဲ့မြေပုံကိုကျွန်တော်တို့ Chin Hill Regulation Act ချင်းဝိဒေသတိုင်းထဲမှာပြန်ကြည့်မှရှင်တော့ဘယ်လောက်ကျယ်ပြန့်တယ်လဲတချို့မကွေးမှာထည့်လိုက်တချို့စကိုင်းမှာထည့်လိုက်ဖြည်းချင်းထည့်ပြီးမှကျွန်တော်တို့နောက်ဆုံးမှာချင်းလူမျိုးတွေနေဖို့မြေကြီးတော့မကြံတော့တဲ့အထိဖြစ်သွားခဲ့တာပဲဒါတွေကျွန်တော်တို့ဘယ်လိုလုပ်နိုင်ခဲ့လို့လဲဒါကြောင့်ဒူလာရဲ့အလွန်မှာစပွဲပေါ်မှာဆိုတာထက်ဒီဒူလာရဲ့ကာလမှာဒူလာရဲ့အရှင်အဝါနဲ့လဲဆွေးနွေးညှိနှိုင်းဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ကမ္ဘာနိုင်ငံအသီးသီးကိုတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့မှဒုတိယကမ္ဘာစစ်ဒီခေါ်ဝါဖို့စီအေးကာလမှာဒုတိယကမ္ဘာစစ်sorry ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာ
ဒီနေချက်ကိုရိုနီနိုင်ငံများကိုကြည့်မယ်ဆိုရင်တော့မှတနိုင်ငံပြီးတနိုင်ငံသိမ်းပိုက်ခဲ့တာပဲဂျပန်ကလည်းသိမ်းတယ် British ကလည်းသိမ်းတယ်နိုင်ငံပေါင်းများစွာသူတို့သိမ်းပိုက်အုပ်ချုပ်ခဲ့တာပဲဒါပေမဲ့လည်းသူတို့ပိုင်ဆိုင်တဲ့နိုင်ငံဆိုတာတော့သူတို့ကိုယ်ပိုင်သိမ်းပိုက်ထားတဲ့နိုင်ငံကိုမြေကြီးပါသူတို့နိုင်ငံဖြစ်တယ်ဆိုတာတော့ဘယ်နိုင်ငံမှမရှိဘူးအဲ့ဒါလည်းကျွန်တော်တို့ပြန်လဲသုံးသပ်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့ကပထဝီအနေအထားအရာအစွမ်းနာကိုထမ်းလို့ရှိရပြောသွားတယ်လို့ပညာရေးကျမ်းမာရေးနဲ့နမိတ်ချင်းအမြဲတမ်းထိတွေ့နေတယ်ဘယ်တော့မှခွဲလို့မရဘူးဆိုတော့အဲ့ဒီဒေတာကလူတွေကလည်းအခုလင်းမျိုးချောင်းဘက်မှာဆိုရင်တော့ကြည့်မယ်ဆိုရင်တော့ချင်းလူမျိုးတွေဒါပေမဲ့မိသားစုចောင်းသားကလေးအစားချင်းစကားပြောတဲ့သူမရှိပါဘူးရခိုင်လိုပဲပြောနေကြတာကျွန်တော်အဲ့တော့ကရခိုင်ပြည်နယ်ဖြစ်ရခိုင် AAULA ထိန်းချုပ်နယ်မြေတော့ဖြစ်တယ်ချင်းပြည်နယ်ဖြစ်တယ်အဲ့တော့ကကျွန်တော်လူတွေစုဆောင်ရင်းနဲ့အမျိုးသားရေးဟိုပြပွဲတော်လုပ်တဲ့အချိန်မှာကျွန်တော်မေးခဲ့တယ်လေခမရတော့ကဘာလူမျိုးလဲချင်းလူမျိုးဒါဆိုရင်ချင်းပမာရခိုင်စကားတစ်လုံးမှမပါအောင်ချင်းစကားပြောတတ်တယ်ဆိုတဲ့သူလက်ထောင်ကြည့်လို့လူကထောင်ကနန်းနဲ့ချီတယ်ရာကနန်းနဲ့ချီတယ်အဖိုးကြီးအဖွားကြီးအစားကျွန်တော်ဟိုပြပွဲအမျိုးသားရေးဟိုပြပွဲလုပ်တဲ့အချိန်မှာကလေးလေးအစားအကုန်ခိုးတယ်ဆယ်နှစ်အရွယ်ကနားထောင်တတ်တဲ့သူနားနဲ့ကြားနိုင်တဲ့အရွယ်အစားအဖိုးကြီးအထိခိုးပြီးမှနားထောင်ခိုင်းတယ်ရခိုင်စကားမပါဘဲနဲ့ချင်းစကားပြောတတ်တဲ့သူလက်ထောင်ရှင်ဘယ်သူလက်ထောင်လို့လဲပြောချင်တာဒီ culture ဒီယဉ်ကျေးမှုအလွှမ်းခြုံပြီးရှင်ဒါတွေကို reform ပြန်လုပ်ဖို့လည်းမလွယ်တော့ဒီ KSS အာနာမသိခင်ကလေးကရခိုင်တွေရဲ့ကြီးစိုးမှုရခိုင်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ကျွန်တော်တို့ဗလဲဝချင်းလူမျိုးတွေကခက်ကောင်းလာရင်ရောငါတို့ကချင်းမဲဆိုတဲ့စကားလုံးပြန်ထွက်လာနိုင်အောင်မလားစနစ်တကျဗမာအစိုးရလိုမျိုးပဲလေဗမာအစိုးရကလည်းအခုမဲအောင်လှိုင်ဥဆောင်တဲ့စစ်တပ်ကဗမာအစိုးရကလည်းကျွန်တော်တို့ကိုလူမျိုးရေးအရာအနိုင်ကျက်တာမကဘူးကျွန်တော်တို့ကို brainwash လုပ်တာတွေမကဘဲနဲ့ဥပဒေပါပြထမ်းပြီးမှကန့်တပ်ပြီးမှကျွန်တော်တို့တိုင်းရင်းသားတွေဖိနှိပ်ခဲ့တာပဲအခု ULA ရဲ့လောက်ရတဲ့ကျွန်တော်အဲ့ဒီလမ်းကြောင်းပေါ်ရောက်နေတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ရှင်းရှင်းလေးပြောမယ်ဆိုရင်တော့လူသိမ်းပိုက်ထားတဲ့အနေအထားတွေမှာရခိုင်စကားပဲပြောရမယ်ရခိုင်စာပဲတင်ရမယ်ရခိုင်စကားမပြောလို့မရဘူးစေတီဆောက်မယ်စေယုံဆောက်မယ်အဲ့ဒီနေရာတွေမှာအရင်တော့ရွှေတော့အစိုးရရန်တရားမပြောပြက်ခင်မှာပလဲဝဒေတာမှာကျောင်းအိမ်တိမ်မှာဆရာမချင်းကျောင်းဆရာမရှိတဲ့သူတွေအဝဲကိုပို့လိုက်အဲ့ဒီနေရာမှာရခိုင်တွေအစားထိုးလောက်ခဲ့တာပဲဒါတွေရောပါချက်လဲဆိုတာကျွန်တော်တို့အားလုံးစဉ်းစားဖို့လိုပြီဆိုတော့ ULAA နဲ့ပတ်သက်ပြီးမှကျွန်တော်နောက်ဆုံးပြောချင်တာကမုတ်ဆိုးနီနာမုတ်ဆိုးတငါနီနာတငါဆိုတယ်လို့ပဲကျွန်တော်တို့ကဒိုလန်ရေးအလွန်မှာစပွဲပုံမှာအေးစေပြောလို့ရတယ်ဆိုတာတော့ဟုတ်ပါတယ်ပြောလို့ရအကောင်းရနိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တန်ထောင်သွားတော့ကသူတို့အရာရှိတွေနဲ့တွေ့တယ် ULA ကလူတွေနဲ့လည်းတွေ့ပြီးစကားပြောတဲ့အချိန်မှာဘလဲဝနဲ့ဆိုတာကငါတို့ရဲ့ဘလဲဝနဲ့ဆိုတာချင်းပြည်နယ်ဖြစ်ပါတယ်မှန်ပါတယ်တဲ့ဒါပေမဲ့ငါတို့အသက်ပေါင်းများစွာရင်းပြီးသားလေတဲ့ဒီစကားလုံးကိုအတိတ်ပဲအများကြီးဖွင့်ဆိုလို့ရတယ်ဆိုတော့တချို့ကျွန်တော်ကြားတဲ့အရာရှင်တို့ကျွန်တော်တို့အသက်ပေါင်းများစွာတိမ့်ပိုက်ပြီးရထားတဲ့မြေကြီးကိုပြန်လို့ချင်ရင်တော့ပြန်တိုက်ပြီးပြန်ယူလေဆိုတဲ့စကားတန်တွေလည်းအများရန်ကြားနေရတယ်ပြီးလို့ရှိရင်ရဲဘော်ရကိတ်ထိုင်ရင်းနဲ့ဒါဘာနေမြေလဲဆိုပြီးတက်လာတဲ့ရဲဘော်တွေအများကြီးရှိမှမေးလိုက်တော့ကျွန်တော်တို့ uniform the sick နဲ့တနတ်နဲ့ရှိတဲ့ကိတ်ရဲဘော်တွေရှိမှဘာပြောလဲထောက်ဖို့မတယောက်ကဒါရခိုင်ပြည်နယ်တဲ့ဒါချင်းပြည်နယ်မှာကျွန်တော်တို့ရှိမှပြောသွားတာနော်ဒါတွေကိုကြည့်မဆိုရင်ရဲဘော်တွေပြောတာပဲဆိုပြီးမှကျွန်တော်တို့လိလူရှုလို့မရဘူးစကလုံးတစ်လုံးရဲ့တန်ဖိုးက
အမှန်တမ်းအရေးကြီးတယ်ဒါတွေတည်ဖို့လိုတယ် ULAA နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်လည်းဒီလောက်ပဲပြောချင်တယ်အကုန်လုံးစဉ်းစားစရာလေးလေးနဲ့တွေးခေါ်ဖို့လိုအပ်တယ်ဆိုတာအရောက်စီတိုင်းနိုင်ငံတော်ဝန်ကဘာတော်ဝန်မှာရှိနေတဲ့ချင်းလူမျိုးများကိုအကြီးမားဆုံး message page နဲ့ဒီအရာကိုဘယ်လိုစဉ်းစားကြတယ်လဲခင်ဗျားတို့ကိုဆိုပြီးမှကျွန်တော်လည်းချက်မေးခွန်းပြန်ထုတ်ချင်တယ်အားလုံးကိုကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်တယ်ကျွန်တော်တို့စကားဝိုင်းလည်းတော်တော်ကောင်းတယ်အခုကျွန်တော်တို့ဒီပလက်ဝနဲ့ရခိုင်ပြည်ဆိုတာကျွန်တော်တို့ကျွန်းကိုင်းမိကိုင်းကျွန်းမိပေါ့နော်ကဘာတီသွေးကျွန်တော်တို့နယ်ဆက်ဖြစ်နေမှာဖြစ်တယ်အဲဒါကြောင့်အဓိကအားဖြင့်ကျွန်တော်တို့ဒီအရာတွေကျွန်တော်ဖြစ်နေတဲ့အရာတွေဟာကျွန်တော်တို့ချင်းပြည်နယ်မှာအဓိကအားဖြင့်ဒီခေတ်ဆက်ဆက်ကနေမှကျွန်တော်တို့ကိုဒီလမ်းပန်းစစ်သွေးအရာတော်၎င်းပညာရေးတော်၎င်းကျွန်တော်တို့ကိုဖက်ဖက်ကနေမှဒေတာဖွံ့ဖြိုးရေးကိုကျွန်တော်တို့ကိုဖိနှိပ်ပြီးမှမလုပ်ပေးတဲ့အတွက်ဒီအခြေအနေတွေအခုချိန်မှာကြောက်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပထမဦးဆုံးကျွန်တော်တို့ဖလန်းမြို့မှာဒီချင်းအမျိုးသားနေချင်းပဖို့ရန်လုပ်တဲ့ခါမှာဒီပလက်ဝမြို့နယ်နေမှာဒီဖလန်းမြို့ကိုရောက်ရှိဖို့အတွက်ဆိုရင်ဒီနှစ်ပတ်နီးနီး10ရက်ကျော်ကျော်လောက်သူတို့ချီချင်းနဲ့လမ်းလျှောက်လာခဲ့ရတဲ့အနေအထားတွေပါ။အဲ့ဒါတွေကျွန်တော်တို့ပြန်လဲသုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ချင်းပြည်ဟာဘယ်လောက်ထိလမ်းပန်းစစ်သွယ်ရေးဒေတာဖွံ့ဖြိုးတွေကနောက်ကျခဲ့တယ်ဆိုတာကျွန်တော်တို့မြင်တွေ့မှာဖြစ်ပါတယ်။အဲဒါကြောင့်ဒီအခွင့်အရေးတွေကိုကျွန်တော်ရရှိဖို့ရန်အတွက်တန်းတူညီမျှမှုတွေကိုရရှိဖို့ရန်အတွက်အခုချိန်ကလည်းကျွန်တော်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။အဲဒါကြောင့်အခုကျွန်တော်တို့စကားဝိုင်းကိုဘယ်လိုခေါ်မလဲကျွန်တော်တို့အနည်းဆုံးတယောက်ကိုဒီ10မိနစ်အလွန်ဆုံး15မိနစ်ပေါ့နော်စကားကိုဝန်းနဲ့အချုပ်ပြီးမှကျွန်တော်တို့ပြောသွားစေချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ညကျွန်တော်တို့ဒီစပီကာတွေလည်းတုံးလောက်ဖိတ်ထားတဲ့ခါမှာကြတော့ကျွန်တော်တို့အချိန်မလောက်ပါဆိုလို့ပေါ့နော်အဲကြောင့်အခုချိန်မှာအခုနကျွန်တော်တို့ဒီပလက်ဝအရင်နဲ့ပတ်သက်ပြီးမှအနည်းငယ်9မိနစ်လောက်ပေါ့နော်3မိနစ်5မိနစ်လောက်အနည်းငယ်ဒီ slide တော့ keep ထန်ကိုလည်းနည်းနည်းသုံးသပ်စီချင်ပါတယ်သူရဲ့အမြင်လေးပေါ့နော်ခဏအချိန်ပေးကြရအောင်ကျွန်တော်ကဒီ Southern Chin Hills ဒီစရင်းနဲ့ပတ်သက်ပြီးတော့တိတ်အလောက်ကြီးမပြောပါဘူးဒါပေမဲ့ကျွန်တော်အနေနဲ့တော့ခုနဆရာလေးဆောင်ပြောသွားတဲ့အတိုင်းပါပဲကျွန်တော်တို့ချင်း hills မှာရှိတဲ့သူတွေဟာစက်တွေတအားပြတ်တယ်communication မကောင်းဘူးကျွန်တော်ပညာရေးအချင်းကြီးရဲ့ဒီထိုင်ရေးအစင်မပြေတဲ့ခါကျတော့အဲ့ဒီဟာတွေနဲ့ကျွန်တော်ဟိုဘက်ဒီဘက်ချင်းမထောက်ပိုက်နေတဲ့အကြားမှာတချို့ကအဲ့ဒါကိုခွင့်ကောင်းယူပြီးတော့ဟလာနေစိုးမိုးခြင်းအခြေအနေထိကြောက်လာပါတယ်လို့လည်းကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဆက်လက်ပြီးစူးစမ်းစရာအများကြီးရှိပါတယ်လို့ပြီးရင်ဒီ Southern Chin Hills နဲ့ခုနကိုခုနိုင်ပြောတာဒီအပြင်ဒီမတိုင်ခင်တခြား interview တွေမှာလည်းကျွန်တော်နားထောင်တဲ့အခါမှာကျွန်တော်ဒီ Southern Chin Hills ရခိုင်နေကကျွန်တော်နေပါပဲလို့သူတို့ရဲ့ claiming လုပ်နေကြတယ်တကယ်တမ်းဆိုရင်လည်းကျွန်တော် Chin Hills ဒီမှာအရင်ကတည်းကပါဝင်ခဲ့တာတွေရှိပါဝင်ခဲ့တာပါဆိုရတယ်ပြောတာမျိုးများကျွန်တော်နားထောင်ခဲ့ပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်အခါတလေက might is power ဆိုတဲ့ချင်းတွေရောက်လာတာပေါ့နော်ဆိုတော့ကျွန်တော်ချင်းတွေအားလုံးဆက်လက်ပြီးတော့အားစုကြရအောင်ဟုတ်လားထောက်ပံ့ကြရအောင်နှုတ်မဟုတ်ရင်တော့တကယ်ပြောရင်တော့ကျွန်တော်ဒီ Southern Chin Hills ထဲမှာဒီရခိုင်တွေကသူတို့ကဘာသာရေးရတဲ့ဒီဖြစ်ကျွန်တော်ရဲ့ဒီနေရထိုင်ရေးတော်တော်လေးမတူဘူးပေါ့နော်ကျွန်တော်က Christianity သူတို့ကတော့ Buddhism ပေါ့နော်ဆိုတော့အဲ့ဒီအရာတွေနဲ့ကျွန်တော်သူတို့ရဲ့ culture နဲ့သူတို့နဲ့ကျွန်တော်ကြားမှာလည်းအများကြီးမတူတာတွေအများကြီးရှိတယ်ဆိုတဲ့ခါကျတော့အဲ့ဒါတွေလည်းအများကြီးပါဝင်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့တောင်ပိုင်းချင်းအားကောင်းလာဖို့အတွက်ကျွန်တော်အားပေးကြရအောင်အဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့သူပဲကျေးဇူးတင်တယ်ဒီကနေ့ညမှာအခုအယောက်150ကျော်လောက်ကျွန်တော်တို့ကြည့်ရှုနေတယ်အဲ့ဒါကျွန်တော်တို့ရဲ့ပရိသတ်ကျွန်တော်တို့ရဲ့မိဘပြည်သူတွေကို live and share ဖြင့်ပါဝင်ကူညီပေးဖို့ရန်အတွက်လဲကျွန်တော်အနေနဲ့တောင်းဆိုလိုတယ်ပြီးတော့ဒီကနေ့ညမှာကျွန်တော်တို့ဒီ motorcycle ထောက်ပို့ပိုင်းဆိုင်ရာမှာလဲကျွန်တော်တို့မိဘပြည်သူတွေကိုပူပေါင်းပါဝင်ဖို့ရန်အတွက်လဲကျွန်တော်အနေနဲ့ထပ်မံမိမှဖိတ်ကြားလိုတယ်ပြီးတော့ကျွန်တော်တို့ရဲ့ season ကိုဆက်လက်သွားနိုင်ဖို့ရန်အတွက်ကျွန်တော်ဒီ Lieutenant Slide ထောင်းလုံးကိုကျွန်တော်ဆက်လက်ပြီးမှအလှည့်ပေးသွားခြင်းနဲ့
အဲ့ဒီရနဲ့ပတ်သက်မြင်ပါလဲဆိုတော့အခုလက်ရှိကျွန်တော်တို့ရဲ့ချင်းပြည်နယ်အနေထားကျွန်တော်လက်နက်ကင်အဖွဲ့အစည်းတီးတီးတွေကျွန်တော်ရှိကြတယ်အဲ့ဒီပုံမှာအခုလက်ရှိကျွန်တော်တို့ချင်းပြည်နယ်မှာ hot issue ဖြစ်နေတဲ့ဒီ MDF နဲ့ဒီ CDF မှာဖြစ်တဲ့ပြဿနာကြားမှာတော်၎င်းပေါ့နော်အဲ့ဒါမြေခွန်းတစ်ခုဖြစ်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီချင်းညီနောင်သုံးဖွဲ့အရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီချင်းမျိုးသားတပ်ဦးတွေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်မှုရှိတယ်လဲအဲ့ဒီအပေါ်မှာနည်းနည်းအနေငယ်ဒီစလိုက်ထန်းလုံးရဲ့အမြင်လေးတွေကိုကျွန်တော်တို့ကိုတုံ့တက်ပြစီချင်ပါတယ်ဒုတိယအချိန်ပေါ့အားလုံးမင်္ဂလာပါကျွန်တော်တို့ချင်းလူမျိုးအရေးနဲ့ပတ်သက်လာရင်ကျွန်တော်မေးချင်တာတစ်ခုရှိတယ်ချင်းပြည်ကိုတကယ်ချစ်ကြလားချစ်ကြရဲ့လားတို့မဟုတ်နောက်တစ်ခုကချင်းလူမျိုးကိုတကယ်ချစ်ကြရဲ့လားကျွန်တော်တို့ချင်းလူမျိုးတွေကနော်ချင်းလူမျိုးချစ်တဲ့သူတိုင်းကလည်းချင်းပြည်ကိုမချစ်ဘူးဒါနံပါတ်1တစ်ခုရှိတယ်ချင်းပြည်ကိုချစ်တဲ့သူတိုင်းကလည်းချင်းလူမျိုးကိုမချစ်ဘူးကျွန်တော်တို့ချင်းတွေရဲ့အနေအထားဖြစ်တည်နေမှုဒီသဘောတရားပဲကျွန်တော်တို့အားလုံးမြင်မှာတိမှာတွေ့မှာပဲနော်ချင်းလူမျိုးဆိုတဲ့နေရာမှာကျွန်တော်တို့မြေကြီးပိုင်ဆိုင်မှုမြေကြီးအကုန်ပါတယ်ကျွန်တော်တို့လူမျိုးအကုန်ပါတယ်အဲ့မှာတချို့ကအဆင့်ကိုမတက်လာနိုင်ဘူးကလန်အဆင့်ကနေကိုမတက်လာဘူးတချို့ကရှိနိုင်သေးတယ်ဂျေးရောအဆင့်ကနေကိုဒီချင်း nation ပေါ့နော်ချင်းအမျိုးသားအဆင့်ပေါ့မတက်လာနိုင်သေးတဲ့ဂျေးရွာတွေလည်းရှိမယ်မျိုးနွယ်စုမှာပဲရပ်တတ်နေတဲ့ဟာရှိမယ်ဒေသမှာပဲမြို့နယ်မှာပဲရပ်တတ်နေတဲ့သူတွေရှိနိုင်သေးတယ်အဲ့ဒါကြောင့်ကျွန်တော်ကမေးခွန်းချင်းပြည်ကိုတကယ်ချစ်ရလားချင်းလူမျိုးကိုတကယ်ချစ်ရလားကျွန်တော်တို့ချင်းလူမျိုးတွေပေါ့နော်ချင်းပြည်ကိုချစ်တဲ့သူတိုင်းကလည်းချင်းလူမျိုးကိုမချစ်ပြန်ဘူးကျွန်တော်တို့အကုန်လုံးနိုင်ငံတကာမှာပြန့်ကျဲနေတာပဲဒါမဲ့ပြန့်ကျဲနေတဲ့ဟာကိုကျွန်တော်တို့ကတော့အခွင့်ကောင်းယူဖို့လိုတယ်အရင်တုန်းက1948အစ္စရေးနိုင်ငံလော်လာရေးပြန်မရဂျူးရီရဲ့နိုင်ငံတကာမှာပြန့်နှံ့ရောက်ရှိပြီးတော့သူတို့နိုင်ငံပြန်ထူထောင်တဲ့အချိန်မှာပညာစုံတွေတည်လာကြတယ်အသိပညာအတတ်ပညာပေါ့နော်အမျိုးစုံသူတို့တည်လာကြတယ်နောက်တစ်ချိန်မှာအဲ့ဒီလိုမျိုးတော့ကျွန်တော်တို့ဖြစ်ကြရအောင်တကယ်ကိုဖြစ်စေချင်တဲ့ဆန္ဒဖြစ်ပါတယ်နိုင်ငံတကာမှာဒီတိုင်းပဲပြန်ကျဲနေထိုင်တာမျိုးတော့မဟုတ်ပဲနဲ့ပေါ့နော်အဲ့ဒီဟာနောက်တစ်ခုချင်းလူမျိုးကိုချင်းလူမျိုးတိုင်းကချစ်ကြရအောင်တန်ဖိုးထားရအောင်ချင်းလူမျိုးတိုင်းကချင်းပြည်ကိုချစ်ကြရအောင်တန်ဖိုးထားရအောင်အဲ့ဒါကိုကျွန်တော်ဝိဝါဒလည်းမကွဲပြားစေကြဖို့ပေါ့နော်စီးလုံးညီညွတ်ကြဖို့ကိုကျွန်တော်ဘာခေါ်မလဲအတိပေးခြင်းနဲ့စေတနာမေတ္တာအမှန်နဲ့ချင်းလူမျိုးချင်းပြည်ချစ်တဲ့ချင်းလူငယ်ချင်းမျိုးသားတမတော်အားလုံးကိုအတိပေးခြင်းတာဖြစ်ပါတယ် MDF နဲ့ AA MDF နဲ့အခု CNA ဖြစ်နေခဲ့တဲ့တိုက်ပွဲဘာခေါ်မလဲပရိပက္ခမလိုလားအပ်တဲ့ကိစ္စရပ်များကအမြင့်ပြင်းမှဖြစ်တာကဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့online မှာကပိုးပြီးမှကြီးကျယ်ခမ်းနားပြန်ပွားမှုကအစပေါင်းများစွာဖြစ်တယ်တခါတည်းမှာအဲ့ဒါကိုကျွန်တော်တို့ချင်းရဲ့ခါချာလားကျွန်တော်တို့ရဲ့ society လားမကုန်းတဲ့ဟာပေါ့နော်အစင်မပြေတဲ့အရာမတူညီတဲ့အရာကိုအရန်ရှာဖွေကြပြီးတော့တူညီတဲ့အရာကိုတော့တိတ်ပြီးတော့ခရုမစိုက်ကြဘူးတကယ်တမ်းတူတဲ့အရာကိုကျွန်တော်တို့အရင်ဆုံးနံပါတ်1ဦးစားပေးညှိနှိုင်းလုပ်ဆောင်
ပြောဆိုကြပြီးတော့နောက်မတူတဲ့အရာတွေကိုကျွန်တော်တို့ဆက်ပြီးတော့နားလည်ဒါသဘောထားကြီးနိုင်ကြဖို့သဘောထားယူနိုင်ကြဖို့ပေါ့နော်အဲ့ဒီဟာအရေးကြီးတယ်ဆိုတော့လူတိုင်းမှာကျွန်တော်တို့ဒီချင်းတွေဒီ online မှာပေါ့နော်လူတစ်ယောက်ရဲ့အကောင့်ဟာတကယ် mainstream ဖြစ်တဲ့မီဒီယာတစ်ခုလိုများမှတ်နေကြတယ်အဲ့ဒါကြောက်စရာကောင်းတယ်ဒါတကယ်ဟိုပေါ့နော်မှန်ကန်မှုရှိတယ်မရှိဘူးဆိုတဲ့ဟာကိုခဏအပထားပြီးတော့တကယ် hack speed ဒီနော်အမုန်းစကားမဟုတ်မှန်တဲ့ရေးသားပြောဆိုထုံလွှတ်မှုတွေအဲ့ဒါကိုကျွန်တော်တို့ကတော်တော်လေးကိုဟောဖြစ်ကြတယ်အခုနောက်ပိုင်းဆိုရင်ကျွန်တော်ကတကယ်ကိုတိတ်အလေးမထားမကြည့်တော့ဘူးဒါမီဒီယာမှန်ကန်တဲ့အာမခံချက်ပေးနိုင်တဲ့တာဝန်ခံမှုတာဝန်ယူမှုရှိတဲ့မီဒီယာနော် mainstream ဖြစ်တဲ့မီဒီယာတွေမှမဟုတ်တာကျွန်တော်ဆိုလိုတာကတကယ်ဟုတ်တယ်မှန်တယ်ဖြစ်တယ်ဆိုရင်သတင်းဌာနတစ်ခုခုကနေသူတက်လာပါလိမ့်မယ်အတီးပြုတ်ချက်မှားတယ်မှန်တယ်ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်အခုကကျွန်တော်တို့သတင်းတစ်ခုမြေပြင်မှာတစ်ခုကြားလိုက်တာနဲ့အဲ့ဒါအမှားလားအမှန်လားဘယ်ချိန်တုန်းကလည်းဘယ်လိုလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့စစ်တပ်မှာတော့သတင်း6မျိုးရှိတယ်အဲ့ဒီဟာမျိုးကိုအခုဟာကကျွန်တော်တို့ကိုပိုင်Facebook account ကနေပေါ့နော်ဒီ social media ကနေကိုယ့်ရဲ့ personal account ကိုပဲ media တစ်ခုလို့မှတ်ပြီးတော့ကျွန်တော်တို့ချင်းနေတကယ်အနောက်ဖို့ကောင်းတယ်စာတကြောင်းလေးရေးလိုက်တာနော်လေးငါကြောင်းလေးရေးလိုက်တာအဲ့ဒါဘယ်လောက်ထိဖြစ်သွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်အဲ့ဒီဟာနဲ့ပဲကျွန်တော်တို့ဝိဝါဒကွဲပြားစေတယ်အမြင်သဘောထားတွေအဲ့ဒီဟာကိုလည်းဟုတ်သလားမဟုတ်ဘူးလားဆိုပြီးတော့ကျွန်တော်ကိုလာမေးတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒါကျွန်တော်ဖြေချဖို့အချိန်မရှိဘူးကျွန်တော်ရဲ့တာဝန်လည်းမဟုတ်ဘူးအခုဆက်ပြီးမှပြောရမယ်ဆိုရင် AA နဲ့ MDF နဲ့ကျွန်တော်တို့ CNA ရဲ့ကိစ္စကပြောရေးဆိုခွင့်ရှိတဲ့CNF ကခေါင်းဆောင်ပိုင်းတို့ပေါ့နော်ဒီပါတီဖက်ကလူကြီးတွေပြောရမယ့်ဟာတော့အထူးသဖြင့်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်စစ်သားတယောက်အနေနဲ့CNAစစ်သားတယောက်အနေနဲ့ပြောရမယ်ဆိုရင်ရှင်းရှင်းလင်းလင်းကျွန်တော်ရဲ့သဘောထားအမြင်ဒါမေရာပြည်သူလူထုမေရာနဲ့မေရာမျိုးနွယ်စုတွေရဲ့မိသားစုအတွင်းရေးကောင်းချင်းဆိုချင်းပြဿနာကိစ္စတစ်ခုလို့ကျွန်တော်နံပါတ်1သဘောထားတယ်မြင်တယ်ဒီမှာကျွန်တော်တို့ CNA တခြား CDF မိဖက်အဖွဲ့အစည်းတွေနဲ့တိုက်ခိုက်မှုတွေဖြစ်လာတယ်ရှိလာတယ်ဆိုတာကျွန်တော်တို့အားလုံးအသိပဲမြေပြင်မှာနော်ဟိုဖက်လက်ကျဒီဖက်လက်ကျအဲ့ဒါတွေကျွန်တော်တို့အချင်းချင်းတပ်ဖြတ်နေကြတာကတော့မမှန်ဘူးကျွန်တော်ကအမပေးဘူးကြာဆုံးသွားတဲ့အဖက်ဖက်ကချင်းလူငယ်ရဲဘော်တွေကိုတကယ်နှမျောတယ်လေးစားတယ်ကျွန်တော်တို့ချင်းလူမျိုးအားလုံးကအဖွဲ့အစည်းတိုင်းက CDF ပဲဖြစ်ဖြစ် CNA CNF ပဲဖြစ်ဖြစ်နော်ညီနောင်သုံးဖွဲ့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကောင်းကောင်းပြန်စဉ်းစားကြပြီးမှပြန်သုံးသပ်ကြပြီးတော့ဆုံးဖြတ်ချက်ချဖို့လိုတယ်ကျွန်တော်ဒီလိုဖြစ်နေရင်ဘာအကျိုးရှိမှာလဲကျွန်တော်တို့အချင်းချင်းတပ်ဖြတ်နေရင်ဘယ်လိုအကျိုးရှိမလဲဘာအကျိုးရှိမလဲဘာမှအကျိုးမရှိဘူးကျွန်တော်တို့ရန်သူမိတ်ဆွေနော်ခွဲခြားဖို့ရန်တော့မှပိုးပြီးမှအလုပ်များတယ်အဲ့ဒါကျွန်တော်ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြောချင်တယ်နောက်ပြီးတော့ဒါကျွန်တော်တို့မိသားစုမေရာမိသားစုအတွင်းရင်ပြဿနာကိစ္စလည်းဖြစ်တယ်လို့ကျွန်တော်တို့ချင်းနေရဲ့မိသားစုအတွင်းရင်ပြဿနာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့
ဘယ်အရာမီဒီအရာမဆိုကျွန်တော်တို့ထားဝစဉ်စီးဆင်းနေတဲ့အရာနော်အဆက်မဖြတ်ဖြစ်ပေါ်နေတဲ့အရာဆိုတာမရှိပါဘူးတစ်ချိန်ချိန်မှာကျွန်တော်တို့ဆွေးနွေးမှုနဲ့ညီတက်မှုပြန်လည်ရရှိလာနိုင်မဲ့အနေအထားဖြစ်ပါတယ်ဒါမဲ့ဒီ online မှာသတင်းတစ်ခုကြားလို့ဒီလိုဟောလို့ဖြစ်လို့နော်ကျွန်တော်တို့ CNA CNF ကလည်း lobby တွေအမျိုးမျိုးရှိကြတယ်မဟုတ်ကနော်ဒီ MDF ဘက်ကလည်းမဟုတ်က lobby တွေနော်အရေးအသားအပြောအဆိုတွေရှိကြတယ်ဒါတွေကိုမယုံကြပါနဲ့သူတို့မှာတရားဝင်ရေးသားပြောဆိုပိုင်ခွင့်တာဝန်ခံမှုတာဝန်ယူမှုမရှိဘူးအဲ့ဒါကိုပဲယုံဝါပြီးတော့အဟုတ်ထင်ပြီးတော့ကျွန်တော်တို့အဲ့ဒီမီဒီယာလူတဦးတယောက်ရဲ့ social media ပေါ်မှာစီးမျောနေကြမယ်ဆိုရင်ကျွန်တော်တို့ရဲ့အဆင့်အတန်းကပါလဲကဘာမှာတကယ်နာမည်ကြီးတဲ့ဒီမြန်မာပြည်မှာတကယ်နာမည်ကြီးတဲ့သတင်းမီဒီယာသတင်းဌာနတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီ CNA အဖွဲ့အစည်းမှာလည်းသတင်းဌာနနော် MTF မှာလည်းသတင်းဌာနအဲ့ဒါတွေကိုပဲကျွန်တော်တို့အတည်ပြုချက်ဖြစ်ပေါ်လာတဲ့ဟာကိုကျွန်တော်တို့လေ့လာသုံးသပ်ကြမယ်လေကိုစီသတင်းထုတ်ပြန်ချက်မျိုးသဘောထားအမြင်ဝိဝါဒကွဲပြားအောင် lobby လုပ်တာမျိုးတွေကကျွန်တော်တို့ချင်းအလုံးအတွက်လည်းမကုန်ဘူးနော်မဒါအတွက်လည်းမကုန်ဘူးနော်ဘယ်မျိုးနွယ်ဘယ်ချင်းအတွက်မှမကုန်ဘူးဘယ်တူတယောက်အတွက်မှမကုန်ဘူးအဲ့ဒီဟာကိုအဲ့ဒီအခြေအနေကိုတော့အဲ့ဒီလောက်နဲ့ပဲကျွန်တော်ပြောချင်တယ်နောက်တစ်ခုဖြည့်စွက်ချင်တာကဒီမနေ့ပိုင်းအချိန်တိတ်မရတော့တဲ့အတွက်ကြောင့်ပေါ့နော်ဘလဲဝါကိစ္စကိုတစ်ချက်ကျွန်တော်ပြန်ဆွေးနွေးချင်တယ်ဘလဲဝါကိစ္စမှာကျွန်တော်ရဲ့စီရေးသုံးသပ်ချက်နဲ့နိုင်ငံရေးအမြင်သဘောထားလေးမှာပေါ့နော်ကျွန်တော်ဒီအကြောင်းအရာတွေကိုပြောပြီးဆိုရင်ကျွန်တော်အစစ်သားနိုင်ငံရေးကိုမပြောချင်ဘူးနိုင်ငံရေးတမမဟုတ်ဘူးကျွန်တော်ကတော်လှန်ရေးတမဒါမဲ့အဲ့ဒီအရာတွေပါပြောလာပြီးဆိုရင်နိုင်ငံရေးပါလာချင်တယ်အခုကိုနဲ့မဆိုင်တဲ့ဟာပေါ့နော်ကိုအလုပ်ကိုတည်ရမယ်ကိုနဲ့ဆိုင်တဲ့ဟာပဲပြောရမယ်လုပ်ရမယ်ဆိုတာတာဝန်တိရဲဘော်တယောက်အနေနဲ့ဆိုတော့အဲ့ဒီ black work ကိစ္စမှာကျွန်တော်တစ်ချက်ဒီစစ်ကောင်စီကကျွန်တော်တို့ရခိုင်တပ်တော် AA နဲ့ CNA ရခိုင်လူမျိုးနဲ့ချင်းလူမျိုးပြဿနာဖြစ်အောင်ဖန်တီးပေးလိုက်တဲ့နေမြေများဖြစ်သွားပြီလားအခုတပ်နေရတပ်စခန်းအခုမှမရှိတော့ဘူးချင်းပြည် black work အခုတပ်စခန်းပေါ်များစွာရှိခဲ့တယ်တကယ်အချက်အချာကြားတဲ့အပြူဟာတွေစခန်းကုန်းနေအဲ့ဒါကို AA ကအကုန်လုံးတင်းပိုက်နိုင်ခဲ့တယ်ကျွန်တော်တော့ဝန်တာတယ်ကျေးဇူးတင်တယ်ပွန့်ပွန့်လင်းလင်းပြောတယ်ဒါကျွန်တော်တို့နှစ်ပေါင်း36နှစ်အတွင်း CNA CNF တော်လှန်ရေးတမိုင်းတော်လှန်ရေးကာလတစ်လျှောက်ကျွန်တော်တို့မလုပ်နိုင်ခဲ့တဲ့ဟာကိုနော်အခု black work ကရခိုင်ပိုင်းနဲ့ချင်းပိုင်းနဲ့ဆိုတဲ့အားချက်အခုကျွန်တော်တို့ပုံရန်သူကျွန်တော်တို့ကိုဖိနှိပ်တဲ့ကျွန်တော်တို့တိုင်းရင်းသားတွေကိုဖိနှိပ်တဲ့ဒီပုံရန်သူဗမာတမတော်ဒီစစ်ကောင်စီစခန်းရှိတဲ့ black work ကနေရာတွေကို AA ကတိုက်ခိုက်တင်ပိုက်လိုက်တယ်တိတ်ကောင်းတယ်ကျွန်တော်တို့ကျေးဇူးတင်တယ်ဝန်တာတယ်ဒါမဲ့ဒီနောက်ဆက်တွဲမှာကျွန်တော်တို့ကဘာရှိလာမလဲဆိုတာဘာဖြစ်လာနိုင်လဲဆိုတာကျွန်တော်တို့ပထမမှာကျွန်တော်ပြောသလိုချင်းပြည်ကိုချင်းလူမျိုးတိုင်းချစ်ကြရဲ့လားချင်းလူမျိုးတိုင်းကချင်းလူမျိုးကိုချစ်ကြရဲ့ချင်းမြေကြီးကိုချင်းလူမျိုးတိုင်းကချစ်ကြရဲ့လားတန်ဖိုးထားကြရဲ့လားနော်ကျွန်တော်တို့တခြားတိုင်းသားလက်နဲ့ကိုင်နေနဲ့စဉ်းစားနှိုင်းရှင်ရင်
ကျွန်တော်တို့နိုင်ငံကြီးတော်လှန်ရေးအသိစိတ်တွေကကျွန်တော်တို့ချင်းလူမျိုးမှာယနေ့အထိတိုင်နေပါသေးတယ်နောက်ဆုံးကျွန်တော်ပြောမယ်ကျွန်တော်ကိုယ်တိုင်လဲတခြားတိုင်းရင်းသားလက်နက်ကင်ကျွန်တော်အသက်အရွယ်ကျွန်တော်ရာထူးနော်နဲ့တိုင်းရှင်မယ်ဆိုရင်အများကြီးကိုရင်ကိုအောင်ပါကျွန်တော်ကတော့ဝန်ခံတယ်ချင်းပြည်ကိုတကယ်ချစ်ကြရလားချင်းလူမျိုးတကယ်ချစ်ကြရလားချင်းမြေကြီးကိုတကယ်ချစ်ကြရလားတန်ဖိုးထားကြရလားနော်ဒါပေမဲ့ဒါခုအရေးကြီးဆုံးကတော့ကျွန်တော်တို့ချင်းပြည်ကကြီးတယ်ကျင်းတယ်ကျဲတယ်ဆိုတာထက်နော်လူတွေနဲတယ်များတယ်ဆိုတာထက်ကျွန်တော်တို့ကစူးစီးညီညွတ်ကြဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့လိုချင်တဲ့ဟာကိုလုပ်လို့ရမှာအင်းအားရှိရင်ပါမဆိုလုပ်လို့ရတယ်ဆိုတဲ့အခုနောက်ပိုင်းလက်နဲ့ကိုင်နဲ့အင်းအားနဲ့ဖြစ်ဖြစ်နော်ငွေချင်းအင်းအားနဲ့ဖြစ်ဖြစ်ဒီကဘာပေါ်မှာဒီအရာနံပါတ်1အရေးကြီးဆုံးကရှိတဲ့လူနဲ့ရှိတဲ့အင်အားနဲ့စူးစီးညီညွတ်ဖို့တော့ပို့ကတကယ်ကြည့်လိုက်တဲ့ဣစရေးကဘယ်လောက်ကျဲလို့လဲလူရေဘယ်လောက်ရှိလို့လဲအဲ့ဒါသူတို့စူးစီးညီညွတ်တယ်နော်အဲ့ဒါအခိုင်အမာသူတို့ကာကွယ်ခုခံနိုင်တဲ့ဟာအဲ့ဒါကြောင့်ကျွန်တော်တို့ချင်းနေလဲပြည်တွင်းမှာပဲနေပြည်ပမှာပဲနေစူးစီးညီညွတ်ကြဖို့လိုတယ်အင်းအားရှိတိုင်းပါမဆိုလို့ရတယ်ဆိုရင်ကဘာပေါ်မှာပါမဆိုလို့ရမှာပေါ့အဲ့ဒီလိုကြီးလဲရာအကုန်လုံးတော့မဟုတ်ပါဘူးကျွန်တော်တင်းတဲ့နေမြေပိုင်ဆိုင်ကြတယ်လူမျိုးရှိတယ်နော်တန်းကျော်ပေါ့တန်းကျော်လို့ပေါ့နော်ကျွန်တော်တို့ချင်းလူမျိုးနေမြေအရကီလိုမီတာဘယ်လောက်စသဖြင့်ကျွန်တော်တို့မှာရှိကြတာပဲနော်အဲ့ဒါကြောင့်ဘယ်လိုကိစ္စနဲ့ပတ်သက်ပြီးမှဖြစ်ဆွချင်တဲ့အရာကတော့ကျွန်တော်တို့စိုးရင်နေလို့ပါထူးမှာလဲလုံးဆက်ရှိတာလုပ်ရမယ်လေအစီအစဉ်ရှိရမယ်အားလုံးနဲ့ဆိုင်တယ်ကျွန်တော်နဲ့ဆိုင်တယ်ဘယ်လိုအရေးကို CNF တခုထဲနဲ့ဆိုင်တာမဟုတ်ဘူးတချို့တွေကျွန်တော်ပြောမယ် CNF ကိုပဲအပြစ်မတင်ကြနဲ့အကုန်လုံးဖလမ်းနဲ့လည်းဆိုင်တယ်တီးတင်နဲ့လည်းဆိုင်တယ်မြို့နယ်တိုင်းနဲ့ဆိုင်တယ်ချင်းမျိုးနယ်ဆိုချင်းလူမျိုးတွေးသားရှိတဲ့သူတိုင်းနဲ့ဆိုင်တယ်လေနောက်ဆုံးဘယ်လိုမှနေထိုင်တဲ့ခူမီအများစုခူမီတွေနဲ့လည်းဆိုင်တယ်တစ်ဆက်တည်းမှာပြောအောင်မယ်ခူမီတွေလည်းအခုနိုင်ငံတကာမှာရောက်နေကြတယ်မလေးရှားမှာဆိုရင်4000 5000လောက်ရှိတယ်ခူမီလူငယ်တွေကျွန်တော်တို့ CNA အင်းကအဲ့လောက်မရှိဘူးနော်ကျွန်တော်ချင်းပြည်ကိုကာကွယ်ရအောင်လေကျွန်တော်တို့ချင်းဒီတိုင်းဒီလိုစိုးရင်ပါတယ်ဝန်နေပါတယ်အဝေးမှာနေပြီးတော့ဒီတိုင်းပြောရုံနဲ့တော့မဖြစ်ဘူးအဝေးမှာနေတဲ့သူတိုင်းကိုလည်းကျွန်တော်အကုန်လုံးကိုဆိုလိုပြီးပြောချင်တာမဟုတ်ဘူးနော်ကျွန်တော်တို့အထူးတကွလို့ရအောင်စူးစီးညီညွတ်ရအောင်ကိုမျိုးနွယ်စုအဆင့်ကနေကျွန်တော်တို့တဆင့်တက်ပြီးမှကျွန်တော်တို့ချင်းအမျိုးသားအဆင့်ကနေတခြားတိုင်းသားလူမျိုးတွေရဲ့အမျိုးသားအဆင့်တွားနေကြတဲ့level မှာပေါ့နော်အဲ့လိုကျွန်တော်တို့တွားရအောင်သူများကိုအားကြနေလို့ကိုဘာမှမလုပ်ဘဲနဲ့မဆုစီမညီညွတ်ဘဲနဲ့ကျွန်တော်တို့ပါထူးလာမှာလဲအဲ့ဒါကြောင့်ကျွန်တော်ဒီမနေ့ပိုင်းကတော့MTM နဲ့ CNA နဲ့အဆက်တဲမှာအခုဘလက်ဝကိစ္စနဲ့ပတ်သက်ပြီးမှပြန်ချုပ်ရမယ်ဆိုရင်အခုMTM နဲ့ AA ကမဟာမိတ်ဖြစ်တယ်စီးရဲအရာနိုင်ငံရေးအရာတော့ကျွန်တော်မသိဘူးသူတို့ပဲသိမှာပေါ့နော်
အားလုံးကလွတ်မြောက်ဖို့လက်နဲ့ကင်ဒီပုံရန်သူကိုပေါ်လန်တိုက်ကကြမယ်ဆိုတဲ့လမ်းစဉ်တော့ရှိကြမှာပါဒါပါပဲဆိုတော့လဲကျွန်တော်တို့ချင်းလူမျိုးအားလုံးနဲ့ဆိုင်ပါတယ်ချင်းအဖွဲ့အစည်းအားလုံးနဲ့ဆိုင်ပါတယ်ချင်းလက်နဲ့ကင်အားလုံးနဲ့ဆိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြေကြီးတိုးချက်ဖို့ဆုံးရှုံးဖို့ဆိုတဲ့ဟာတွေကကျွန်တော်တို့ချင်းလူမျိုးတွေနဲ့ပဲဆိုင်ပါတယ်ကျွန်တော်တို့ပဲလုပ်ရမယ့်ဟာပါအမေရိကန်ကလာလုပ်ပေးမှာမဟုတ်ဘူးဣသရေလတို့လည်းလာလုပ်ပေးမှာမဟုတ်ဘူးကိုဟာကိုပဲစောက်ကြရမှာပဲအဲ့ဒီလောက်နဲ့ကျွန်တော်အဆုံးသတ်ပါရစေဟုတ်ကဲ့အထူးပဲကျေးဇူးတင်တယ်ပြီးတော့အခုကျွန်တော်တို့အချိန်က10နာရီထိပဲဖြစ်တဲ့ခါကျတော့အချိန်ကန့်သက်ရှိတဲ့ခါကျတော့အခုနောက်ပိုင်းကျွန်တော်တို့နိုင်ဝက်လောက်ကြံသေးတယ်အဲကြောင့်ကျွန်တော်တို့10မိနစ်စီလောက်ပဲ9မိနစ်ကျော်10မိနစ်အလွန်ဆုံးပေါ့နော်အဲ့လောက်စီအချိန်ကျွန်တော်ပေးချင်တယ်အခုကျွန်တော်ဒီ slide လွန်ကစ်ထန်းကိုကျွန်တော်အလှည့်ပေးချင်တာကအခုကျွန်တော်တို့ဒီချင်းပြည်နယ်မှာတော်လိုင်းရေးအဖွဲ့အစည်းအသီးသီးကျွန်တော်တို့ရှိကြတယ်ဒါပေမဲ့ဘယ်လိုခေါ်မလဲတလုံးတဝါတဲ့စီလုံးညီညွတ်မှုကျွန်တော်တို့မရှိဘူးဆိုတာတော့ကျွန်တော်တို့ညင်းစရာမလိုပါဘူးပြောပြစရာတော့မလိုအောင်ကျွန်တော်တို့ဖြစ်နေပါတယ်တယောက်တစ်ခွဲတစ်ပြားစီတော်တော်များများဖြစ်နေကြတယ်ကျွန်တော်တို့ချင်းပြည်ကိုကာကွယ်ဖို့ဆိုရင်ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်မှစီလုံးမှသာလျှင်ကျွန်တော်တို့ချင်းပြည်ကိုအင်အားတောင့်တင်းစွာနဲ့ကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအနေထားပေါ်မှာတော့၎င်းပြီးတော့ဒီ Chinland Council မှာပူပေါင်းပါဝင်ဖို့ရန်အတွက်ပြင်ဆင်နေတယ်လို့လဲဒီ ZPO အနေနဲ့ကျွန်တော်တို့တင်သွင်းနေဆိုတာလဲကျွန်တော်ကြားသိရတယ်အဲ့ဒါနှစ်ခုလေးကိုအနည်းငယ်ကျွန်တော်တို့ဒီတော်လိုင်းရဲဘော်တွေပေါ်မှာဘယ်လိုစီလုံးအင်အားမှုရှိအောင်ဘယ်လိုတုံ့တက်ပေးစေချင်တယ်လဲပြီးတော့ Chinland Council နဲ့ပတ်သက်ပြီးမှပူပေါင်းပါဝင်မဲ့အနေထားလေးတွေကိုအနည်းငယ်တုံ့တက်ပေးဖို့ရန်အတွက်ခုချိန်မှာအချိန်ပေးသွားချင်ပါတယ်ကျေးဇူးတင်ပါတယ်ခုလိုချိန်ပေးတဲ့အတွက်ပြောစရာတော့အများကြီးရှိမှာပါနိုင်ငံရေးကျွန်တော်ချင်းအတွင်းပေါ့နော်ချင်းအတွင်းနိုင်ငံရေးအခြေအနေရယ်ပြင်တော်လှန်ရေးအခြေအနေရယ်ဆိုပြီးတော့နှစ်ဖက်ပြောစရာရှိတဲ့အတွက်ပြောကျဲချက်ချင်းတော့အများကြီးချက်လို့ရတာပေါ့နော်ပထမအနေနဲ့နိုင်ငံရေးအခြေအနေရပြောရင်တော့ကြီးခဲ့တဲ့ဒီလတွင် March 3 ရက်ထင်တယ်ပူလျံဟုံးစခေါင်းပြောသွားတဲ့ကျွန်တော်ချင်းနိုင်ငံရေးအခြေအနေတွေသူရဲ့သုံးသက်ချက်ပြင်ကျွန်တော်လာမဲ့ချင်းဒီထောင်စုလို့ပြောမလားChilean government ဒီထောင်ဖို့တဲ့နိုင်ငံဒီထောင်ဖို့သူရဲ့သုံးသက်ချက်ပြောသွားတာကျွန်တော်တော်တော်လေးသဘောကျပါအဓိကပါလဲဆိုရင်ကျွန်တော်ဒီနိုင်ငံရေးအခြေအနေမှာအခုကျွန်တော်ကြားမှာကျွန်တော်ဖလမ်တောင်းရှိအတွင်းမှာရှိတာလဲကျွန်တော်အဓိကနှမျိုးနဲ့꿰တယ်အခုကတောင်းရှိကိုဆက်လက်ပြီးတော့ထားချင်တာပေါ့နော်တောင်းရှိနဲ့ပဲတွားချင်တယ်နောက်တစ်မျိုးကတော့တောင်းရှိကိုအချိန်ခံတယ်နဲ့နေမျိုးနဲ့ data လိုက်ဟုတ်လားအဲ့ဒါတို့တွားချင်တယ်ဆိုတော့ကျွန်တော်ဇာတ်တွေကတော့ဒီမျိုးနဲ့ data အခြေခံပြီးတော့အုပ်ချုပ်ရေးကျွန်တော်ဖြစ်စေချင်တယ်ကျွန်တော်ဖလမ်township တွေမှာရှိတဲ့သူတွေဒါမှမဟုတ်တခြား township တွေလည်းရှိမှာပါဆိုတော့အဓိကတော့ကျွန်တော်ချင်းတွေက township ကဘေးချင်းလုံးကစတည်ထောင်တယ်လို့ပဲချင်းတွေကဒီကဒီ interview မှာပဲကျွန်တော်ပြောသွားတယ်လို့ချင်း national day ဖြစ်လာတာကချင်းtownship ဖြစ်လာဖို့ meeting conference ကြီးမဟုတ်ခဲ့ဘေးချင်းလုံးကကျွန်တော်က township စတည်ထောင်တယ်လို့ပဲအဲ့ဒါတွေလည်းကျွန်တော်ပြန်သုံးသပ်စေချင်ဆိုတော့အခုကျွန်တော်ချင်းဒီထောင်စုကြီးကျွန်တော်ဒီထောင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာဆက်လက်ပြီးတော့ဒီစစ်အစိုးရဗမာလို့ပြောရမှာပေါ့နော်ဗမာလို့ပြောလူမျိုးနာနေခေါ်ဝင်နေရတာကျွန်တော်တိတ်မကြိုက်ဘူးဒါနဲ့တစ်ခါတည်းနဲ့သုံးရတာပေါ့ဆိုတော့လူမျိုးကြီးဆန်ပြီးတော့အုပ်ချုပ်တဲ့ဒီဗမာအဲ့ဒီလိုချင်တဲ့ပုံစံမျိုးနဲ့ဆက်လက်ပြီးတော့သွားမလားဟုတ်ပြီနဲ့ကျွန်တော်ချင်း
လူမျိုး data အလိုက်အချင်းနေနဲ့အဆင်ပြေဆုံးပြောင်းသွားမလားအခု Chilling Council ကလူမျိုး data အလိုက်အဆင်ပြေဆုံးသွားဖို့သူကဒီ federal system ကိုတွားချင်တယ်ဆိုတော့ကျွန်တော်သဘောပေါက်တယ်ဆိုတဲ့အတွက်ကျွန်တော်အခုကျွန်တော်အချိန်တွေမှာ2008အခြေခံဥပဒေကိုလည်းကျွန်တော်မလိုချင်ဘူးလို့ပြောတယ်အဲ့ဒီမတိုင်ခင်တော့ကစစ်ဆိုးရရဲ့အုပ်ချုပ်ရေးကိုလည်းမလိုချင်ဘူးလို့ပြောတယ်ဒါပေမဲ့ဆက်ပြီးတော့ကျွန်တော်ဘာကြောင့်ဒီ township government လို့ပြောမှာလား system ကြီးကိုကျွန်တော်ဆက်လက်ပြီးတော့ဘာကြောင့်သုံးချင်ကြပါတယ်မဟုတ်ရင်လည်းပဲ2008အခြေခံကို2008အခြေခံဥပဒေကိုအခြေခံတဲ့အုပ်ချုပ်ရေးကိုဆက်လက်ပြီးတော့ကျွန်တော်တော့ချင်တဲ့အလားအလာတွေဆက်လက်ပြီးတော့ကျွန်တော်အထဲမှာရှိနေတဲ့ဟာကြတော့အဲ့ဒါကျွန်တော်တို့ရဲ့နိုင်ငံရေးကျွန်တော်ချင်းအတွင်းမှာနိုင်ငံရေးပြဿနာလို့လည်းပြောမှာပေါ့နော်အဲ့ဒါလိုရှိတဲ့အတွက်ကျွန်တော်အနေနဲ့အပေးချင်တယ်ကျွန်တော်တို့ system အသစ်တစ်ခုကိုတည်ထောင်ဖို့စိတ်ဓာတ်အသစ်ပြန်ပြီးတော့ကျွန်တော်မွမ်းမံကြရအောင်ဟလာအဟောင်းကိုဆက်လက်ပြီးတော့သုံးနေမဲ့အစားအသစ်ကိုကျွန်တော်ကောင်းကောင်းလေးတည်ထောင်ကြရအောင်အဲကြောင့်လည်းအခု Chilling Council မှာကျွန်တော်တို့ဇာတ်နယ်တွေလည်းကျွန်တော်ပါဝင်ဖို့ကျွန်တော်လျှောက်ထားတယ်ရှိရဲအခုလည်း process သွားနေတယ်အဓိကကကျွန်တော်ချင်းပြည်ထောင်စုကြီးချင်းဟာလာတည်ထောင်တဲ့နေရာမှာခင်ဗျားတို့ကလူနည်းတဲ့အတွက်မပါဝင်နဲ့ခင်ဗျားတို့အားနည်းတဲ့အတွက်ပါဝင်စရာမလိုဘူးပုံစံမျိုးမဟုတ်ဘူးအဓိကလူမျိုးနည်းတာတဲ့များတာအားနည်းတာများတာမဟုတ်ဘူးအဓိကချင်းပြည်ချင်းလန်ချင်းလူမျိုးအားလုံးပူပေါင်းဖို့အဓိကပါပဲအဲကြောင့်နိုင်ငံရေးအခြေအနေရဲ့အဓိကကျွန်တော်တို့အဲ့လိုသဘောထားရှိပါတယ်ကျွန်တော်ဇာတ်နယ်တွေကလည်းအဲ့လိုပဲကျွန်တော်ဘက်ကလည်းဒီလိုသွားပါအဲကြောင့်ကျွန်တော်နံပါတ်1အားပေးချင်တယ်နံပါတ်2မှာတော့ဒီတော်လှန်ရေးမှာကြတော့တချို့ကCDF ရှိတာမလိုအပ်ဘူးလို့ပြောတဲ့သူတွေလည်းရှိနေတယ်အခုဒီတော်လှန်ရေးမှာအားပေးအားဖြစ်စေတာကျွန်တော်ချင်းဒီတော်လှန်ရေးမှာအဓိကအအားဖြစ်စေတာ CDF အဲ့ဒီ CDF ကိုmain commanding လုပ်ပြီးတော့ဟာလာလုပ်နေတာ CNA နဲ့ CDF ပူးတွဲခြင်းဟာကျွန်တော်အားကြီးလို့ကျွန်တော်မြင်တယ်အဲအကြောင်းလဲအဲ့ဒါကိုဆက်လက်ပြီးတော့ကျွန်တော်အားပေးကြရအောင်နော်တချို့အဖွဲ့တွေမှာပါတဲ့သူလည်းရှိတယ်ပါဝင်ကြရအောင်ကျွန်တော်ခုနနိုင်ငံရေးအခြေအနေကိုလည်းကြည်ပြီးဒီတော်လှန်ရေးအခြေအနေကိုပဲကြည်ဒီနှစ်ခုစလုံးကျွန်တော်ပူးပေါင်းမှဖြစ်နေဆိုတော့ကျွန်တော်CDF တွေအားလုံးလည်းပဲ CNA ရဲ့ command အောက်မှာကျွန်တော်ကောင်းကောင်းလေးဆက်လက်ပြီး CNA ဘက်ကလည်းပဲဆက်လက်ပြီးတော့ကျွန်တော်တို့ဒီတော်လှန်ရေးကိုအားကောင်းလာဖို့အတွက်ဘယ်လိုလုပ်ကြမလဲ CDF တွေလာကြပါကျွန်တော်ဘယ်လိုလုပ်ကြမလဲဟာလားတိုက်ခိုက်တဲ့နေရာမှာကျွန်တော်ဘယ်လိုနဲ့ကျွန်တော်လိုအပ်တာ management မှာဘာတွေလိုအပ်တာအဲ့ဒါတွေလည်းကျွန်တော်ဆက်လက်ပြီးတော့ CNA ဘက်နဲ့ CNA ရဲ့ CDF ကြားမှာလည်းပဲညှိနှိုင်းခြင်းတွေဆွေးနွေးခြင်းတွေလည်းပုံနဲ့ဖြစ်စေချင်တယ်လို့ကျွန်တော်မြင်ပါတယ်အပြင်ထောက်ပံ့ရေးပိုင်းမှာကျွန်တော်တအားကြီးအားနည်းတာတွေအများကြီးပါပါတယ်ဆိုတော့ဒီအဓိကအခုကျွန်တော်အခြေအနေမှာဒေါ်လာရေးကိုအားကောင်းဖို့ဘယ်သူကထောက်ပံ့လဲလို့ဒီဘက်ကနေကျွန်တော်ထောက်ပံ့ကြတာအဲကြောင့်ဒီဘက်မှာရှိတဲ့သူတွေချင်းအမျိုးအားလုံးကျွန်တော်ဆက်လက်ပြီးတော့ပါဝင်ကြရအောင်နော်1990အဲ့ဒီရွေးကောက်ပွဲနောက်ပိုင်းပြဿနာကြောင့်ဟာလားအဲ့ဒီစစ်တပ်ပြန်တက်လာတဲ့ပုံစံမျိုးနောက်ပိုင်းမှာကျွန်တော်သိတဲ့အတိုင်းပဲ NCGUB ချင်းနေတယ်ကျွန်တော်ကြုံခဲ့ရတယ်နောက်ပိုင်း NCGUB ကတကယ်တမ်းပြည်တွင်းမှာနိုင်ငံရေးတော့မယူနိုင်ခဲ့ဘူးเนาะအခု2020 election နောက်ပိုင်းမှာအဲ့ဒီပုံစံကျွန်တော်ထွက်လာအဲ့ခါကျတော့ကျွန်တော်ပြောချင်တာတခုကဘယ်လိုလဲဆိုရင်ဟိုတော့က NCGU ပုံစံမျိုးနဲ့အခုဒီကျွန်တော်တော်လှန်ရေးနိုင်ငံရေးလည်းပဲဖြစ်သွားစေချင်ဘူးเนาะကျွန်တော်ခံစားရတယ်များနေပြီတည်တာများနေပြီပျက်စီးတာများနေပြီဆုံးရှုံးရများနေပြီပေးဆက်ရတာများနေပြီဆိုတဲ့ခါကျတော့ကျွန်တော်ဆက်လက်ပြီးတော့အဲ့ဒါကျွန်တော်လက်မလျှော့ပါနဲ့ဟုတ်လားကျွန်တော်ဒီရင်းမရှိတဲ့သူတွေတော်လကောင်ပြည်ပမှာရှိကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်အားဖြည့်ကြရအောင်ပါဝင်ကြရအောင်ပြီးရင်အခုကကျွန်တော်သိတဲ့အတိုင်းပဲဒီ SAC အစိုးရက
သူထင်းတယ်လို့နိုင်ငံရေးကိုသူကကင်တွယ်လိုက်ပြီးတော့ဒီနိုင်ငံသူမတိုင်ခင်မှာဖြစ်ခဲ့တဲ့ပုံစံအတိုင်းပဲသူကဆက်လက်ပြီးတော့ဒီနိုင်ငံကိုစစ်တပ်နဲ့ကင်လွယ်လွယ်လေးကင်တွယ်လို့ရမယ်လို့သူထင်ခဲ့တာဒီတစ်ခါမရတော့အခု3နှစ်ဖြစ်နေ3နှစ်ကျော်နေကျော်တော့ဒီခါကျတော့ကျွန်တော်ရဲ့တော်လှန်ရေးကတော်တော်လေးအောင်မြင်တယ်လို့ပြောရမယ်ပြီးခဲ့တဲ့လွန်ခဲ့တဲ့ဘယ်နှစ်လဲဟာလားနှစ်ပေါင်းများစွာဒီအဆင့်မရောက်ခဲ့ဘူးအခုကကျွန်တော်ဒီအဆင့်ကတော်တော်လေးမဲတဲ့အဆင့်မျိုးဘူးလို့ကျွန်တော်မြင်ပါတယ်ဒီခါကျတော့ကျွန်တော်ချင်းပြည်အတွင်းမှာကျွန်တော်stronghold လိုအပ်တဲ့ပိုင်းတွေဆက်လက်ပြီးတော့လုပ်မယ်ပြီးတော့ချဲ့ဖို့နေပိုင်းတွေချဲ့နိုင်ဖို့အတွက်လည်းဆက်လက်ပြီးတော့ကျွန်တော်ပါဝင်ကြရအောင်ဆိုတော့စစ်တပ်ဒီ defense ပိုင်းမှာဟာလာ military ပိုင်းမှာကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်လုပ်ကြမလဲနိုင်ငံရေးပိုင်းမှာကျွန်တော်ဆက်လက်ပြီးတော့ဘယ်လို federal ကိုတည်ထောင်ကြမလဲအဲ့ဒါတွေလည်းကျွန်တော်ပုံမှန်အပေးစေချင်တယ် federal system မှာကျွန်တော်အနေနဲ့ဒီ western မှာရှိတဲ့ကျွန်တော်ဒီ western မှာရှိတဲ့သူတွေတော်တော်များပါတယ် US ဘက်က North America မှာနေတဲ့သူတွေများတယ်ကျွန်တော် federal နိုင်ငံမှာနေကြတာပဲ federal နိုင်ငံမှာခင်ဗျားတို့အနေနဲ့ကျွန်တော်အနေနဲ့ township system မှမရှိဘူးနော် township system မရှိဘူး township system မရှိပါဘူးfederal government ရှိတယ် federal government အောက်မှာ US မှာဆိုရင် state government ကျွန်တော် Canada မှာဆိုရင် provincial government အောက်မှာကျွန်တော်တို့က municipal government ဆိုပြီးတော့ရှိတယ် township system လည်းမရှိဘူးအခုက township system ကျွန်တော်ချင်းပြည်နယ်မှာပြဿနာက township system ကျွန်တော်အခုခင်ဗျားတို့ကျွန်တော်တို့ရဲ့ဒီ township ကိုလာမထီးနဲ့လာမခွဲနဲ့ဆိုတဲ့စိတ်ဓာတ်တွေကအဲ့ဒီဟာကြောင့်ကျွန်တော်ရဲ့ဒေါ်လာရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်အဟန့်တားတော်တော်ဖြစ်နေတယ်လို့ကျွန်တော်မြင်ရပါတယ်ဆိုတော့အဲ့ကြောင့်ဘယ်ခုနကျွန်တော်ပြောသွားတယ်လို့ပဲ township system ကျွန်တော်တို့ဘယ်ချိန်တော့လုပ်သဘောတူပြီးတော့လုပ်ခဲ့တာပဲဘယ်ချိန်တော့ဟာလာtownship ဒီ Falam township ဒီထောင်ဖို့အတွက်ခင်ဗျားတို့လာချက်ဇာနဲ့တွေလာချက်ဇာဟော်တွေလာချက်ဟာလာဝန်ငိုးတွေလာချက်township ဒီထောင်ကြရအောင်မရှိခဲ့ပါဘူးအတိုင်းနဲ့တခြား township တွေလည်းဖြစ်ကြမှာပဲဒီခါကျတချို့ township တွေတက်စင်ပြေလိုက်မယ်တချို့ township တွေတက်မစင်မပြေတဲ့ခါကျတော့အစင်ပြေတဲ့လူမျိုး data အခြေခံပြီးတော့ကျွန်တော်ဒီနိုင်ငံကိုကျွန်တော်ချင်းပြည်ထောင်စုကျွန်တော်တည်ထောင်ဖို့ဖြစ်ပါနော်အဲ့ဒီ federal စိတ်ဓာတ်ကျွန်တော်လိုအပ်ပါတယ်မဟုတ်ဘဲနဲ့ federal စိတ်ဓာတ်မလိုအပ်ဘဲနဲ့ democracy ပဲလိုအပ်တယ်ဆိုရင်တော့ democracy ဆိုတော့ခင်ဗျာဟာလာအနိုင်ရတဲ့သူရဲ့လိုအပ်တယ်လို့တွားဆိုတဲ့ပုံစံမျိုးနဲ့တွားရင်ခင်ဗျာဗမာအောက်မှာပဲဝင်ဖို့ဖြစ်သွားပါလိမ့်မယ်နော်ဆိုတော့ဟာကျတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်ထားနေဒိုင်းရင်သား indigenous people ဖြစ်ကြတယ်ကျွန်တော်တို့ခင်ဗျာကိုယ့်ရဲ့ထွန်းထားနေတာဒိုင်းရင်သား indigenous တွေရဲ့ rights indigenous land နယ်မြေကိုကျွန်တော်ဘယ်လိုနဲ့ကာကွယ်ကြမလဲနော်ကျွန်တော်ကျွန်တော် article တစ်ခုလည်းကျွန်တော်ရေးခဲ့တယ်ကျွန်တော် township system တွန်းနေတဲ့ခါကျတော့ဘာလဲဘယ်လိုဖြစ်လဲဆိုတော့ township ကသူကမြို့ဆိုရင်တော့ခါကျတော့သူကလူမျိုးချင်းမခံတော့ဘူးလူမျိုးအခြေမခံတဲ့ခါကျတော့မြို့လည်းတော်နောက်ပိုင်းကျရင်တစ်ချိန်ချင်းကျရင်အဲ့ဒီမြို့ကနာမည်ပြောင်းသွားလိမ့်မယ်ခင်ဗျာကျွန်တော်တို့ရဲ့မြို့နယ်တွေဟာလားနယ်မြေတွေပျောက်သွားလိမ့်မယ်မြို့အခြေခံတဲ့အခါကျတော့အဲ့ဒီခါကျတော့အဆင်မပြေဘူးကျွန်တော်တို့အဲ့ဒါကြောင့်အခုကျွန်တော်ဒီ North America မှာဒီကဆိုကျွန်တော် Canada မှာကျွန်တော်နေတယ် Canada တောင်မှာတော့ဒိုင်းသားတွေကသူတို့ရဲ့လုံခဲ့တဲ့နှစ်ပေါင်းများစွာဆုံးရှုံးခဲ့တဲ့နယ်မြေတွေအခုကအစိုးရနဲ့သူတို့ကတိုင်ပင်နေကြတယ်နော်သူတို့ရဲ့နယ်မြေတွေကိုပြန်ရချင်အဲ့ဒီအဆင့်တောင်မှသူတို့တွားနေတဲ့အချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်တို့ကနိုင်ငံချင်းပြည်ထောင်စုကြီးနိုင်ငံတည်ထောင်နိုင်ဖို့အတွက်အခွင့်အရေးတအားကောင်းတယ်ဒီ North America မှာရှိတဲ့ native တွေထက်နော် Red Indian တွေထက်ကျွန်တော်တို့အခြေအနေတအားများကြီးတာအဲအကြောင်းကျွန်တော်တို့ကအခုကအဲ့လိုမျိုးသူတို့ဒီ North America မှာရှိတဲ့ native တွေအခြေအနေမရောက်အခြေအနေအထိကျွန်တော်တို့မရောက်ဘူးနော်သူတို့ကျွန်တော်အခြေအနေသူတို့အခြေအနေထက်ကျွန်တော်အခြေအနေပိုကောင်းသေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအစိုးရတည်ထောင်နိုင်တဲ့အခြေအနေကျွန်တော်ရောက်တယ်နော်အဲ့ဒီအခွင့်အရေးကိုကျွန်တော်မလွတ်ကြပါနဲ့နော်မလွတ်ကြပါနဲ့နေလူမျိုးအခြေခံမခံဘဲနဲ့ကျွန်တော်နိုင်ငံတွေမှာတွားတည်ထောင်ပါလေခင်ဗျာကျွန်တော်တည်ထောင်လိုက်မယ်ဆိုတော့ဘသူကဦးဆုံးဘသူကအဲ့ဒါကိုနေနဲ့လူမျိုးကိုအခြေမခံတဲ့ခါကျတော့ဘယ်နိုင်ငံဖြစ်သွားမှာလဲဟုတ်လားဘာဖြစ်သွားမှာလဲအများကြီးပြောစရာများရှိပါတယ်ဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ဒီ federal system ကိုကျွန်တော်ဦးစားပေးကြရအောင်နော်ပြီးရင်ကျွန်တော်
တော်လာရေး defense military ကိုကျွန်တော်ဦးစားပေးကြရအောင်ကျွန်တော်အချင်းချင်းတည်းမှာကျွန်တော်နှီးလို့ရတယ်အပေါင်းဆုံးနှီးကြရအောင်အဲ့ဒါကျွန်တော်အားပေးချင်ပါတယ်လို့ကျေးဇူးပါပဲကျေးဇူးတင်ဟုတ်ကဲ့အထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့အားလုံးတက်ညီလက်ညီပူပေါင်းဆောင်ရွက်အားမှုရှိဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှသာလျှင်အများဆုံးကျွန်တော်တို့လိုချင်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Federal Democracy ကျွန်တော်ရရှိမှာဖြစ်ပါတယ်ညီမငယ်စနိုး update ပေးစရာရှိမလားဟုတ်ကဲ့ update လေးရှိပါတယ်စနိုးတို့ comment မှာထွန်းထွန်းကနေပြီးတော့$60နဲ့ပါဝင်အားဖြစ်ပေးသွားပါတယ်လို့ပြီးတော့ William Sape Sampara နဲ့ပြီးတော့$40ဆလိုင်းဟိုနိုင်ရွှေအတွက်လို့ပြောပြီးတော့ပါဝင်ပေးသွားပါတယ်ပါဝင်ပေးသွားတဲ့ညီကောင်မများအတွက်လည်းခေါ်ပါလိမ့်ချီးမြှင့်ပေးကြစို့ကျေးဇူးများတင်ပါတယ်ပြီးတော့ဟိုတရားကြံသေးသလားလို့ဟိုညောဂျိုဆက်ဘီကျုံဟာအဲ့ဒါနှစ်ခုပေါင်းလားတော့ဟုတ်တယ်နှစ်ခုပေါင်းဟုတ်ပြီသူပဲကျေးဇူးတင်တယ်အခုကျွန်တော်တို့ဆက်လက်ပြီးမှညီမငယ်စနိုးပဲတချင်းတပုတ်အားဖြင့်ဖျော်ပေးဖို့ရန်အတွက်အချိန်ပေးခြင်းတယ်ဟုတ်ကဲ့ပါဒီညအစီအစဉ်မှာပေါ့နော်စကားပြောတာတွေရန်နောက်ထောင်လို့ကောင်းတယ်ကျမတို့ရဲ့ရဲဘော်တွေရောကျမတို့ပါဝင်ပေးကြတဲ့ညီကောင်မောင်နှမတွေအကုန်လုံးရန်နောက်ထောင်လို့ကောင်းတယ်ဒီညတော့လေစနိုးဒီညမှာထပ်မံပြီးတော့ဖျော်ပေးသွားခြင်းတဲ့သချင်းလေးရတော့ပေါ့နော်စနိုးတော့တောင်ပန်ပါလို့ရှိရင်တောင်ပန်တာရှိခဲ့ရင်ပေါ့နော်စနိုးမြန်မာပြည်မပြောနဲ့စနိုးတော့သွားချင်တဲ့နေရာကိုလည်းစီးလင်းနဲ့သွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာထားပြီးတော့စနိုးရဲ့စိတ်ကတော့အများနဲ့မြန်မာပြည်မှာပဲရှိပါတယ်လို့ဟုတ်ကဲ့အဲ့ဒီအတွက်နဲ့တောင်ပန်ပါရင်မစီကိုဆိုတဲ့သချင်းလေးနဲ့စနိုးအဖြစ်ပါဝင်ပေးသွားပါစေမင်းရှိတဲ့ညတွေကိုတယောက်ထဲမရဲ့အလွန်ရမြလေးခွဲချာရှိလုံးခဲ့ပါတယ်မျိုးကမိုင်းငယ်စေအမြန်ပြေးတွေးလိုက်ခြင်းဒိန်လာပြင်းတွေချောလွှားမယ်အချိန်တည်းရင်လွမ်းစိတ်ဖို့အတောင်ပန်ပါရင်မင်းစီကိုဟိုးဝေးနေတဲ့ရခီလေးကိုလက်ရဲ့အားရှိစွာထွေးပိုက်ပါတော့ရင်ခုန်တန်တွေအိမ်ဆက်ဆိုဒုံရောက်ရဲ့ချစ်တွေထောင်စဉ်ဆွဲမြဲစီမေအကိုတန်ချေရဲ့အကျဉ်းသာဆွာရီနေနာရင်တွေချလဲအမြန်ပြေးတွေးလိုက်ခြင်းပင်လဲပြင်းတွေဖြတ်တမ်းမယ်အတောင်ပန်ပါရင်မနာကိုအတောင်ပန်ပါရင်မင်းစီကိုဟိုးဝေးနေတဲ့ရခီလေးကိုလက်ရဲ့အားရှိစွာထွေးပိုက်ပါတော့ရင်ခုန်တန်တွေအိမ်ဆက်ဆိုမင်းသိပါစေမတွေ့နိုင်တာလွမ်းပြစေအိမ်မြတာတွေဖြေရတာချာနေပြီအတောင်ပန်ပါရင်မင်းစီကိုဟိုးဝေးနေတဲ့ရခီလေးကိုလက်ရဲ့အားရှိစွာထွေးပိုက်ပါတော့ရင်ခုန်တန်တွေအိမ်ဆက်ဆိုမင်းစီကိုဟ
ရင်အင်အားရှိစွာထွေးပိုက်ပါတော့ရင်ခုန်တဲ့တွေအိမ်ဆက်ဆိုဟုတ်ကဲ့ကျေးဇူးများတင်ပါတယ် သူပဲညီမငယ်စနိုးပေါ်သူပဲကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ slide ဟုံးတိုင်းရွှေကိုကျွန်တော်ညီကုန်းချုပ်အနေနဲ့ကျွန်တော်လက်ရှိကျွန်တော်တို့ရဲ့ချင်းပြည်ရဲ့အနေထားပေါ်မှာတော့၎င်းဒီသူ့ရဲ့အမြင်လေးတွေကိုပေါ့နော်ကျွန်တော်တို့ကိုသုံးသပ်ပေးဖို့ရန်အတွက်အခုချိန်မှာလှည့်ပေးချင်ပါတယ် slide ဟုံးတိုင်းရွှေကိုချိန်ပေးကြရအောင် ဟုတ်ကဲ့အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာချင်တယ်ဆိုတော့ဒီကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ CDF CNA MDF CNO တွေအပါအဝင်ကျွန်တော်ခြုံအောင်ပြီးပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့အရင်ဦးဆုံးပထမဦးဆုံးအချိန် interview စဖြေတဲ့အချိန်အစားပြီးကျွန်တော်လိုချင်တာက one chain ကျွန်တော်ဖလမ်ချင်းကျွန်တော်ဟာခါချင်းကျွန်တော်မင်းသားချင်းငါကမ်ဘလက်တာကျွန်တော်ခယူလက်မဆိုင်စိတ်လက်မဝန်စားဘူးကျွန်တော်ချင်းလူမျိုးဖြစ်တယ်ဆိုတာကျွန်တော်ခံယူတတ်ဖို့လိုတယ် just one chin ဆိုတော့အရေးတော့ဘုံအောင်နာမအောင်နာလဲကျွန်တော်လည်းခယူမဆိုင်ဘူးချင်းလူမျိုးတွေ one chin ဖြစ်ပြီဆိုရင်အရေးတော့ဘုံလဲအောင်ပြီးသားပဲလို့ကျွန်တော်အရင်ကတည်းကစပြောပြီးသားဆိုတော့ဒီတိုလန်ရေးကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့တချို့လူတွေကမြေပြင်မှာလက်ရှိအသက်ရှင်ပြီးမှအတိုက်ပွဲဝင်တဲ့လူတွေလိုင်းပေါ်မှာအလူဟိုခန်တီခန်ယူနီဖောင်းဝတ်လိုက်တိုလန်ရေးလို့ဖို့တကယ်မျိုးချစ်စိတ်ရှိပြီးမှအတွေ့အတားနဲ့လာတဲ့ချစ်ချင်းမဲ့တမဟုတ်ဘူးဟမ်ပြအနေနဲ့ယူနီဖောင်းတွေကတနတ်တွေကတပ်ပုံတွေရိုက်လိုင်းပေါ်တဲ့အလူခံတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတာမိဘပြည်သူအားလုံးကိုသိစေချင်တယ်ဆိုတော့ဒီအထက်မှာကျွန်တော်လုံးဝသတိမထားမိတဲ့အရာတွေကိုကျွန်တော်တစ်ချက်ကိုကျွန်တော်ထောက်ပြချင်တယ် CDM ဝါမအကုန်လုံးကတော်လှန်ရေးလုပ်လာခဲ့ကြတာပဲ CDM ဝါနာနဲ့တောင်ရလည်းမခုတ်တက်ဘာမှမလုပ်တက်လို့ဒုက္ခရောက်တဲ့သူတွေအများကြီးကိုလည်းကျွန်တော်နှိပ်သွားလို့မရဘူးအလားတူဆိုတီအရေးတော်ပုံကြောင့်အရေးတော်ပုံကိုစတင်အာနာတင်ကြရတဲ့ဒီအရေးတော်ပုံမှာဥဥဖြဖြပါဝင်လာတဲ့သူတော်တော်များများထောင်ထဲမှာရောက်နေပြီသူတို့လည်းအများဆုံးလို့ချင်ပြီသူတို့လည်းကျွန်တော်ဘယ်တော့မှမိတ်လို့မရဘူးတဲ့အတွက်ရမှာဒီအရေးတော်ပုံကျွန်တော်အများဆုံးကြုံဖြတ်နိုင်မှာသူတို့လည်းထောင်ကနေအများဆုံးထွက်လာနိုင်ဖြစ်တယ်လိုင်းပေါ်မှာရှိနေတဲ့သူတွေဘာမှမလုပ်မကိုင်းခိုးရောင်ဒီရောင်အယောင်ပြတ်တော်လှန်ရေးသမားတွေကိုအများကြီးလူနေမဲ့အစားထောင်မရှိတဲ့ရဲဘော်တွေထောင်မှာရောက်နေတဲ့ကျွန်တော်တော်လှန်ရေးသမားတွေဒုက္ခရောက်နေတယ်သူတို့ကိုလည်းကျွန်တော်ထည့်တော့ရမှာဒါဒီကပထမဒုတိယချက်ဖြစ်တယ်ဒါဒီအပိုင်းမှာကြတော့ကျွန်တော်ကြည့်ရမှာကလက်ရှိမြေပြင်မှာအလုပ်လုပ်တဲ့ CDF CNA တွေကျွန်တော်ပြောချင်တယ် CNA CDF ဒီလက်နဲ့ကန်အတိုင်းဝိုင်းကိုကျွန်တော်ခံစားရတယ်မြေပြင်မှာဒီနေ့ကျွန်တော်ချက်မျိုးသားတပ်မတော်တပ်ဦးတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ဒီကနေ့ကျွန်တော်ကမ်ဗီတိုရီယာချန်လိုမျိုးအနေကျွန်တော်ဖတ်သွားပြီဆိုရင်ထန်ဒလန် CDF ငါတို့ထိန်ချုပ်နေမြေပဲထန်ဒလန်ထိန်ချုပ်နေမြေ CDF ထိန်ချုပ်နေမြေလာပြန်နည်းနည်းထပ်ကြိုလိုက်ဇော်ဖေးစီဟုတ်တယ်ဇော်ဖေး CDF လာပြန်တယ်နည်းနည်းထပ်ကြိုလိုက်လုံတူ CDF ထိန်ချုပ်နေမြေပြောပြန်တယ်နည်းနည်းထပ်ကြိုလိုက်မာရာနဲ့ဇုံတုံထိန်ချုပ်နေမြေပြောပြန်တယ်အဲ့ဒါထပ်ကြိုလိုက်မတူဘီထိန်ချုပ်နေမြေပြောပြန်တယ်အဲ့ဒါထပ်ကြိုလိုက်ပလေဝါထိန်ချုပ်နေမြေတဲ့ CDF ပလေဝါထိန်ချုပ်နေမြေနည်းနည်းထပ်ကြိုလို့ရှိရင်ကမ်လက် CDF ထိန်ချုပ်နေမြေကျွန်တော်ကမင်းသားဆိုဟိုအဆုံးထိပြန်တော့လို့ရှိရင်မင်းသားကျွန်တော်မွေးရစာဒီကျွန်တော်ဒေတာကိုပြန်ရောက်ရင်မင်းသား CDF ထိန်ချုပ်နေမြေဆိုတော့ကျွန်တော် CNA မှာနေတဲ့သူတွေဘယ်မှာသွားနေမှာလဲကျွန်တော်တို့ဘာလုပ်နေရလဲကျွန်တော်တို့အလကားအားရပြီးအသက်ပေးနေတာလားကျွန်တော်တန်ဖိုးမရှိတာလားဒါ CDF ကိုနည်းနည်းတော့ကျွန်တော်ပြောချင်တယ်
ကိုမှထိန်ချုံတဲ့မြေမရှိဘဲနဲ့အလကားအားရပြီးမှကျွန်တော်တို့စစ်တိုက်နေတာလားတကယ်တမ်းပြောလို့ရှိရင်ဒီဖက်မှာထန်တလာဟိုဘက်ရိုးနဲ့ကန်ကိုဒီဖက်မှာတိုက်ပွဲတွေဖြစ်ရင်ဟိုးမင်းသားစစ်ဖက်မှာကမ်ဘလက်ဖက်မှာတာဝန်ကြတဲ့ CNA တွေ CDF ထိန်ချုံတဲ့မြေများစွာကိုကြိုးဖြတ်ပြီးမှစစ်ကူလာရတယ်အဲ့ဒီမှာစစ်ကူလာရင်လည်းတိုက်ပွဲကြတော့ပြီအလောင်းတော်ကျွန်တော်တို့ပြန်မယူနိုင်တဲ့သူတွေအများကြီးပဲအဲ့လိုမျိုးထိုင်ပြီးပြောနေမယ်ဆိုရင်ကျွန်တော်တို့လည်းနည်းနည်းအားနာကြပါအောင်လို့ကျွန်တော်ဒီနေရာမှာပြောချင်တယ် CDF တွေရောဆိုတော့အခု MDF နဲ့ကျွန်တော်တို့ CNA ကြမှာမိသားစု break ဖို့ဖြစ်တယ်ရှိတယ်ဒီမိသားစု break ဖြစ်တဲ့ထဲမှာတကယ်လက်တွေ့စစ်မြေပြင်မှာပြစ်တာက MDF မဟုတ်ဘူး AA နဲ့ပြစ်ရတာ MDF ရ AA ခေါ်တာ哦ဒါရကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုပြီမိသားစုအရင်မှာတခြားလူမျိုးခေါ်ပြီးမှတခြားမျိုးသားကိုခေါ်ပြီးမှရှင်းရှင်းပြတယ်ကိုမိသားစုမယုံကြည်တာပဲယုံကြည်မှုမရှိရင်ကျွန်တော်တို့ရှေ့ဆောက်လို့လုံးဝမရဘူးအခုရှင်ကျွန်တော်တို့ဒီတောင်ပိုင်းတစ်ခုလုံးနေပါ CDF AA ရပုံများတယ်ဆိုတော့ AA ရသူတို့အတာ AA ကိုငါတို့ရဲ့မဟာမိတ်လို့ပြောရင်ပြောမှာ AA ရသူတို့မဟာမိတ်အစစ်နဲ့တတ်မှတ်နိုင်မလားမဟာမိတ်ဖွဲ့တယ်ဆိုတာကချင်းအချင်းချင်းကြားမှာဟိုတနေ့က CDF ရဖို့တဲ့ကွာကျွန်တော်တို့ကမဟာမိတ်တယ်မဟုတ်ဘူးငါတို့မဟာမိတ်မဟုတ်ဘူးငါတို့ကညီကိုတွေချင်းတွေငါတို့ကြားမှာမဟာမိတ်ဆိုတာမရှိဘူးလို့ကျွန်တော်ပြန်ပြောလိုက်တယ်မဟာမိတ်ဖွဲ့တယ်ဆိုတာကမဟာမိတ်ရဲ့အတိတ်ပဲကိုလည်းကျွန်တော်တို့နားလည်ဖို့လိုတယ်မဟာမိတ်ဖွဲ့တာရဲ့ဆိုကြရလာတွေကောင်းကြရလာတွေကနှမျိုးပဲရှိတယ်ကိုမဟာမိတ်တော့ဖွဲ့တဲ့သူကကိုတဲ့အင်အားကောင်းပြီးကိုကယူမဆိုင်ရင်သူ့လည်းအောက်ဘက်ကိုဖြစ်သွားမှာသူ့တဲ့အင်အားကိုကောင်းရင်ကိုလည်းအောက်ပဲဖြစ်မှာစာရွက်စာတမ်းနဲ့စာအုပ်စာပေနဲ့လက်မှတ်တွေထိုးပြီးမှမဟာမိတ်ဖွဲ့တာသူတို့ပြောကောင်းပြောလိုက်မယ်စာရွက်စာပေရခိုင်နဲ့ CDF မင်းသား CDF ကမ်ဘလက် CDF တိုင်းကိုလည်းတိုင်းတယောက်ပဲသူတို့တွေကြားမှာစာချုပ်ကဘယ်လောက်ခိုင်မာမှုရှိမှလဲဘယ်လုံးစာချုပ်တော့မှပြစ်ခဲ့တော့ပဲဒီကနေ့ဒီနှစ်ပေါင်း90တို့ပြည်တွင်းစစ်ရှင်နေနေတာနိုင်ငံပေါ်မြောက်များစွာလက်မှတ်ရေးထိုးခဲ့တဲ့ NCA ငင်းချိုင်းရေးလက်မှတ်တပြစ်ခဲ့တာပဲပြောချင်တာကရခိုင်တွေကိုတိုင်ကျွန်တော်ရှေ့မှာပါပြောလဲ CDF တွေဆိုတာငါတို့မွေးထုတ်ထားတဲ့အကောင်တွေပဲလို့ကျွန်တော်မျက်စိကိုကြည့်ပြီးကျွန်တော်ရှေ့မှာပြောသွားတာနော်အဲ့ဒါကိုဟိုကောင်တဲ့မဟာမိတ်အားရချင်းတယ်ဒါကကျွန်တော်စဉ်းစားဖို့လိုတယ်ဆိုတော့ဇွန်နာစလိုင်းတောင်ဂစ်ထန်ပြောတဲ့ထဲမှာနည်းနည်းကျွန်တော်စစ်ထဲမှာကတိကောက်ဖြစ်သွားတဲ့ဟာတခုရှိတယ် Sovereign State အကောင်လာဖို့ဆိုတာတော့မဟုတ်ဘူးကျွန်တော်အမျိုးသားတပ်မလို့အကောင်လာဖို့လိုတာ Sovereign State ဆိုရင် Northern State နဲ့ Sovereign State ခွဲတယ်လို့ဖြစ်သွားလို့စကလုံးအနေထားကိုပြန်ပြောပြတာပါဆရာဆိုတော့ဒီပလဲဝအရေးဆိုတာက Sovereign State တခုထဲနဲ့ဆိုင်တာလည်းမဟုတ်ဘူးကျွန်တော်ပြည်တွင်းပြည်ပမှာရောက်တဲ့အကုန်လုံးချင်းလူမျိုးနဲ့ဆိုင်တယ်ကိုဟန်ပြချစ်ချင်းမေတ္တာပေးလို့ရှိရင်ဟန်ပြချစ်ချင်းမေတ္တာဟာဆောင်မှုပဲပြန်ရမှာဟန်ပြဒေါ်လာရေးလုံးနေရင်ဟန်ပြအောင်မြင်မှုပဲရမှာတကယ်နှလုံးသားထဲနဲ့လာတဲ့အတွေ့အကြုံစစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ဒေါ်လာရေးလည်းလုပ်ဖို့လိုတယ်ဒါကိုအမျိုးသားရေးလို့ခေါ်တယ်အမျိုးသားမလို့လူမျိုးကနေစတာမလို့အမျိုးသားရေးလို့ခေါ်တဲ့အတွက်ကျွန်တော်တို့ကချင်းလူမျိုးတွေဖြစ်တယ်ချင်းအမျိုးသားရေးလုပ်တာဖြစ်တယ်အမြဲတမ်းမြေပြင်သွားတယ်သူတို့များများကျွန်တော်မြေပြင်မှာပဲနေတယ်ဒီဖက်မှာ4လတစ်ကြိမ်3လတစ်ကြိမ်ပဲရောက်ဖြစ်တယ်အခက်ခဲပေါ်မြောက်များစွာကြုံရတယ်ဆိုတော့သူဆိုနာပြောတော့တယ်လို့ MDF နဲ့ CDF ဇိုလန်ရှိမယ်ဒီ ZRE ကို CNDF ရှိမယ်မင်းသားရှိမယ်က
complete ရှိမယ်ဒါကျွန်တော်လက်နဲ့ကင်တိုလန်ရေးလုပ်တယ်ဆိုတာကတိုလန်ရေးလောက်ခက်တဲ့လုပ်ငန်းကိုလောကမှာဘာမှမရှိဘူးတိုလန်ရေးအခက်ဆုံးဆိုတော့ဒီနေရာမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့မှ complete CDF က complete CDF မှာ complete CDF မင်းသား CDF ထိန်းချုပ်နေမြန်မာအပါလက်နဲ့ကင်ပြီးဘယ်သူမှမဝင်ရမင်းသားတိုင်းပြည်ထူထောင်မလုပ်လား complete နိုင်ငံထူထောင်မလုပ်လားဖလမ်ပြည်ထောင်စုတည်ထောင်မလုပ်လားကျွန်တော်ဒီပုဂ္ဂိုလ်တွေကိုအထူးတစ်ဖြစ် AA နဲ့ပတ်သက်တဲ့ CDF လည်းပါတယ် MDF မင်းသား complete CNDF ရကျွန်တော်ဒီနေရာနဲ့ပွန်ပွန်လင်းလင်းပြောချင်တယ်အမှားဆိုတာကကိုမှားသွားလို့ရှိရင်ခဲဖြစ်နေပြန်ဖြစ်လို့ရတယ်အမှားမျိုးရှိတယ်ပိုးပဲနဲ့ရေးမှားလို့ရှိရင် correction နဲ့ဖြစ်လို့ရတယ်အခုလက်ရှိဒေါ်လာရေးကာလမှာသူတို့မှားလို့ရှိရင်တမိုင်းမှာပြင်လို့မရတဲ့တမိုင်းမှားဖြစ်လိမ့်မယ်ကျွန်တော်မင်းသားမှာရှင်ကိုကမင်းသားတမလို့ပွန်ပွန်လင်းလင်းပြောတာမင်းသားမှာရှင်တို့သူတို့ပြောတယ်လေ CNA နဲ့ AA ပါညာဖြစ်ရင်ငါတို့ရှစ်ဆုံးရနဲ့ပြစ်မယ်သူတို့ပဲပြောခဲ့တာဟိုတနေ့ကကျွန်တော်ဒေတာတစ်ခုမှာကျွန်တော်အဲ့ဒီမင်းသားကမ်ပလက်မှာတာဝန်ကြတဲ့ကျွန်တော် CNA ရဲဘော်တွေနဲ့AA နဲ့နည်းနည်းပြဿနာတက်သွားတယ်အဲ့ဒီချိန်မှာလူထုတွေအကုန်လုံးပါဝင်လာလို့လူထုနဲ့ CNA နဲ့ AA နဲ့မပြောဘဲနဲ့လူထုနဲ့ AA နဲ့ပြောကြပြီပြောတဲ့အချိန်မှာ AA ဗိုလ်ကြီးတယောက်ကလူထုကိုပါပြောသွားတယ်မင်းတို့ဒီတိုင်းဆက်နေလို့ရှိရင်လို့စစ်ကောင်စီတော်ပြန်တရတဲ့အဆက်ဖြစ်သွားမှာလို့သူပြောသွားတယ်တေချာလေးစင်စကလုံးကရိုးရိုးလေးပဲတေချာလေးစင်စားတေချာလေးစင်စားကျွန်တော်တို့အသက်ရှင်ရတဲ့နဲ့ဘဝရည်တည်နေရတယ်တစ်ဖက်ကပမာလက်အောက်ပမာစစ်သားတွေကိုမလို့ချင်တော့မဲအောင်လှိုင်စစ်ခွေးအုပ်စုကိုမလို့ချင်တော့ကိုကံကြမ္မာကိုဖန်တီးဖို့ကိုအိမ်တွင်းရေးကိုပိုင်ဆုံးကိုတိုင်ဆုံးဖြတ်ဖို့တူလှန်ရေးလုပ်နေတာနဲ့တစ်ဖက်ကဒီလိုရောက်လာပြန်တယ်အဲ့ဒါတော့မှသူတို့နဲ့တော်ပေါင်းပြီးမှမျိုးမျိုးလုပ်နေတဲ့သူတွေရှိတယ်ဒါကကျွန်တော်ဘယ်လိုကံတွေရမလဲနောက်ဆုံးကျွန်တော်စိတ်တန်းနဲ့ပြောမယ်ရှင်တို့မကြောက်နဲ့မခေါင်းနဲ့တေးမအောင်မကြောက်နဲ့ဟမ်ဟန်ကန်ကပြတာလို့တနေ့မတေးရမဲ့လူမှမဟုတ်တာတေးမအောင်ကြောက်နေရင်တူလာရေးလုံးမနေနဲ့ရှင်းဆုံးပဲဒီဒေါ်လာဒီနိုင်ငံရေးဆိုတာကမိသားစုနဲ့ပဲရှင်းတဲ့လာတာဆရာရဲ့မိသားစုကိုကျွန်တော်ကစီမံခန့်ခွဲပိုင်ခွင့်မရှိဘူးဆရာရဲ့မိသားစုကိုကျွန်တော်စီမံခန့်ခွဲရင်ဆရာကလည်းလက်ခံမှာမဟုတ်ဘူးအလားတူဆိုပဲကျွန်တော်တို့ချင်းအရေးကိုလည်းဘယ်ရခိုင်မှဆုံးဖြတ်ပေးစရာမလိုဘူးဘယ်ရခိုင်မှတရားဥပဒေတန်းတူညီမျှအရေးကျောင်းတွေလျှောက်ပေးဖုံးစေတီတွေတည်စရာလည်းမလိုဘူးချင်းပြည်နယ်မှာလည်းပုတ်ကြတွေအများကြီးသူတို့တည်ချင်းတည်ခွင့်ပြုရမှာပဲသူတို့ကျမရေးကိုချင်းမလုပ်နိုင်ရင်တော့ချင်းလူမျိုးတွေခံပါတော့ချင်းအရေးကိုချင်းအဝဲဆုံးဖြတ်ရမယ်ချင်းမိသားစုအရေးကိုချင်းအဝဲကင်တွေရမှာဗမာလာကင်တွေတာမကြိုက်လို့ပဲရခိုင်ရောချင်းရောကရင်ရောကချင်းရောတိုင်းရင်းသားတွေအားလုံးနဲ့ကင်တာလေအာနာရှင်ရောမလို့ချင်းတို့ဒေါ်လာရေးလို့ပြင်မဲ့အာနာရှင်ရှာနေပါအဲ့ဒါမျိုးပဲတူဒေါ်လာနေတဲ့အာနာစင်သက်သူကပို့ဆိုးသွားတယ်ဆိုတော့ကျွန်တော်ပြောတယ်ရခိုင်ပိုကြီးတယောက်ပြောတယ်ဆိုတာအဲ့ဒါကိုပြောချင်တာငါတို့ကပမာတွေထက်တော်မှရက်စက်မှာနော်ဆိုတဲ့ပုံစံဖြစ်သွားတာတကယ်တမ်းပြောရင်တော့ဖြစ်လည်းဖြစ်နေပါပြီတချို့ဒေသတွေမှာကိုကဒီဖက်ဆိုရင်ချက်တဲ့ချင်းပြည်နယ်မြောက်ပိုင်းမှာပဲနေတော့ချင်းပြည်နယ်တောင်ပိုင်းရပဲလူတွေခံနေရတော့တောင်ပိုင်းတွေပြောစရာမလိုကျွန်တော်တို့ချင်းပဲကိုလုံး
နောက်ဆိုရင်တော့ငါမင်းသားငါ complete ချင်းမင်းဘာလို့မျိုးလဲဆိုရင် complete ချင်းမင်းသားချင်းဟာခါချင်းဖလမ်ချင်းအဲ့ဒါကိုမပြောနဲ့ချင်းဖလမ်ချင်းရနဲ့ပဲစားရတော့မှာဖလမ်ချင်းလို့ဒေတာအစွဲပြီးမှအရင်ပြောတဲ့သူတွေလည်းဖြစ်နိုင်လို့ရှိရင်အကုန်တပ်ပလိုက်ပြီးမှလုပ်ရတော့မှာအမျိုးသားတိုင်ရှင်ရင်လည်းလုပ်ရတော့မှာဒါအမျိုးသားရဲ့လမ်းကြောင်းနဲ့ကျွန်တော်တို့အသွားနေတာဒီအမျိုးသားရဲ့လမ်းကြောင်းကိုကျွန်တော်တို့သွားနေတဲ့အချိန်မှာလမ်းမှာကြောက်တုံးအကြီးကြီးကျွန်တော်တို့ပိတ်နေလို့ရှိရင်အဲ့ဒီကြောက်တုံးကိုကျွန်တော်တို့မိုင်းခွဲတဲ့ရင်ခွဲပြလိုက်ရမှာပဲဟိုးချောက်ကပါတဲ့ကြောက်အောင်လိတ်မရှိနာလိတ်ပြလိုက်ရမှာပဲတစ်တုံးအကြီးကြီးလမ်းပိတ်နေရင်လမ်းကျွန်တော်တို့သွားနေတဲ့အချိန်မှာချင်းဆိုးနဲ့အပိုင်းပိုင်းဖြတ်ပြီးမှအကုန်ဖတ်ပြရမှာပဲဒါကျွန်တော်တို့ရဲ့အမျိုးသားရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့အမိုက်တရားမှန်တယ်အကုန်ဖယ်ရမှာရဲ့လို့ရဲ့လမ်းစဉ်ကအဲ့လိုသွားလို့ပဲအခုထိရခိုင်တပ်မလို့အဲ့လိုအကောင်းလာ KIA လည်းအလားတူပဲကျွန်တော်တို့ချင်းတွေရဲ့မစည်းလုံးရချင်းရဲ့အတိကပြတ်နာကျွန်တော်တို့ရဲ့အတ္တတွေမာနတွေမျိုးနေစုအစင်ကနဲ့ကိုမကြွတ်လွတ်နိုင်တဲ့ပုံကိုယ်တွေအများကြီးရှိတယ်ဒေတာဆွေကမ်ပလက်တခုတည်းနဲ့ဒေါ်လာလို့ပြီးမလားမင်းသားတခုတည်းနဲ့ဒေါ်လာလို့ပြီးမလားဒါက region နဲ့ဒီဒေတာမင်းသားဆွေမင်းသားမြို့နဲ့တခုတည်းပဲကိုစားပြုတာကမ်ပလက်ဆွေကမ်ပလက်မြို့နဲ့တခုတည်းပဲကိုစားပြုတာတိုင်းဆွေတို့တိုင်းမြို့နယ်စုတခုတည်းနဲ့ပဲဆိုင်တာအဲ့ဒါတွေမဟုတ်ဘူး national လို့ခေါ်တဲ့အကုန်လုံးစုပေါင်းတဲ့အစုအဖွဲ့ကိုကျွန်တော်အခြေခံရမှာကိုယ် CNF မှာနေလို့ CNF ကိုအကောင်းဆုံးအဖွဲ့အစည်းလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးအခုလက်ရှိမြေပြင်မှာ CNF ကိုကြည့်လိုက်မပါဝင်တဲ့မျိုးနယ်စု52မျိုးမပြောနဲ့မျိုးနယ်စုပေါင်း100ရှိရင်တော့မှ100စလုံး CNF ထဲမှာအကုန်ရှိပြီးသားချင်းနိုင်ငံရဲ့ platform ဆိုတာရှိပြီးသားအခုချင်းလင်း government ပေါ်လာတယ်အမရမဝန်တာတယ်ဂျင်းတ် PD လည်းဖြစ်တယ်ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင်တော့ဒီဒေါ်လာရေးတာပြီးတော့လို့ရှိရင်တော့ချင်းပြည်နယ်မှာလည်းမနေချင်တော့ဒေါ်လာရေးမပြီးမချင်းမနေမှာဆိုလို့ကျွန်တော်ချင်းလင်း government ပေါ်လာပြီအစိုးရတခုကျွန်တော်တို့ဘာလို့ဖွဲ့တယ်လဲကျွန်တော်တို့တိုက်နေတာကစစ်ကောင်စီအစိုးရစစ်ကောင်စီ government ကိုတိုက်နေတာဖြစ်တယ်အစိုးရကိုအစိုးရနဲ့ပဲပြန်တိုက်ရမယ်သူတို့ရဲ့ဥပဒေတွေကိုကျွန်တော်တို့ရဲ့ဥပဒေနဲ့ပြန်တိုက်ရမယ်သူတို့ရဲ့တန်တမာရေးကိုကျွန်တော်တို့ရဲ့တန်တမာရေးနဲ့ပဲပြန်တိုက်ရမယ်ဒါကလုံးဝစစ်ရေးနဲ့မဆိုင်သေးတဲ့အရာတွေစစ်ရေးနဲ့ဆိုင်တာဒီလက်တွေ့မြေပြင်မှာသူတို့ထိုးစစ်ရှင်ခံစစ်နဲ့တိုက်မလားထိုးစစ်နဲ့ပြန်တိုက်ဆိုတော့ကိုမာနာကိုအတောရှေ့တန်းတင်ပြီးမှတေဒါဆိုမျိုးနွယ်စုဆွေးတွေလောက်ချင်တဲ့လူတွေကိုကျွန်တော်ပြောချင်တယ်တေကြဆုံးပြီးသားကျွန်တော်တို့ချင်းမြေကြီးအတွက်ချင်းလူမျိုးအတွက်အသက်ပေးသွားတဲ့ကျွန်တော်တို့ညီလေးတွေကျွန်တော်တို့ရဲ့အလုပ်ဖို့ကံပြတ်တွေကျွန်တော်တို့ရဲ့ရဲဘော်တွေကိုပြန်ပြီးတရိယာကြပါသူတို့တော့မှအခုအသက်ပြန်ရှင်လာလို့ရှိရင်ခင်ဗျားတို့ရဲ့လောက်ရတွေကြိုက်မှာမဟုတ်ဘူးရှင်းရှင်းလေးပဲမြေပြင်မှာပြည်သူကမထောက်ခံတာမရှိဘူးချင်းလူမျိုးတွေပေါင်းစည်းဖို့အရေးပြည်သူကမထောက်ခံစရာအကြောင်းတစ်စက်မှမရှိဘူးပေါင်းစည်းဖို့ပဲတွားတဲ့ရွာတိုင်းတွားတဲ့ဒေသတိုင်းမှာပေါင်းစည်းဖို့ပဲပြည်သူကတောင်းဆိုတာလိုလားတာတရောက်တလေခေါင်းဆောင်တွေအချို့တလေခေါင်းဆောင်ကြပ်မပြေအကောင်တွေကြောင့်ကျွန်တော်တို့ကဒီနေ့လိုဖြစ်နေတာဒီထက်ပြောလို့ရှိရင်တော့မကောင်းလို့ဘူးကျွန်တော်အဲ့ဒါပြောတာတော့မှရိုင်းစိနေတာမဟုတ်ဘူးပြောစေအများကြီးထဲမှာ100ခိုင်နှုန်းတောင်မပြောသေးဘူးဟုတ်ကဲ့နည်းနည်းချုပ်စကားကိုအောင်မပြောနဲ့ဆိုတယ်လို့နော်အဲကြောင့်မလို့အားလုံးကျွန်တော်တို့စူးစီးဖို့ဆိုရင်တော့ကိုတယောက်တည်းအတ္တမဟုတ်ဘူး flexible ဘယ်လိုဖြစ်နိုင်မလဲဘယ်လိုမျိုးစုရတစ်ခုပေါ်မှာတွားနိုင်မလဲဥပမာရခိုင်လိုမျိုးနဲ့ဆိုရင်တော့ CDF complete CDF မင်းတပ်တဲ့မာရာထဲတွေကတွားလို့မရဘူးချင်းနိုင်ငံရဲ့ platform တစ်ခုအနေနဲ့ရခိုင်ကိုကျွန်တော်တို့စကားတွားပြသူက EA ကိုဆက်လေကိုကဒေတာမျိုးနယ်စုတစ်ခုပဲကိုစားပြုပြီး EA ကိုအဆက်နဲ့မဟာမိတ်တွားဖို့လေဆိုတာကယုံတန်းစကားမှမဟုတ်တာယုံအိုရင်တော့မှယုံစရာအကြောင်းမရှိဘူးဒါတွေကိုကျွန်တော်တို့လေးအနေထားပြီးစဉ်းစားဖို့လိုတယ်
ကျွန်တော်ဒီစကားတွေပြောတယ်အခုကျွန်တော်ပြန်တော့ရမယ်လမ်းကြောင်းမှာဒီကျွန်တော်ပြောတဲ့ဒေတာတွေအကုန်ဖြတ်မှာပဲကျွန်တော်ပြန်တော့မယ်လမ်းကြောင်းမှာအေးအများကြီးရှိတာပဲချိန်မရွေးဖားနိုင်တယ်ဟိုတနေ့ရဲတရင်နဲ့အများကြီးမြေပြနဲ့ရထားတာလို့ရှိတယ်ဒါမဲ့မကြောက်ပါဘူးအေးတော့ဘာဖြစ်တယ်လောကကြီးရဲ့ရှုပ်ထွေးနဲ့နဲတဲ့အတ္တမာနတွေအကုန်ထားခဲ့ပြီးအပရင်ကုန်စောပြန်ရောက်တာကိုဒီမှာမကြောက်လို့ပဲအစစ်မှန်ဆုံးချစ်ချင်းမေတ္တာနဲ့ပြောတာအခုတော့အာနာသိမ့်ပြီးမှပဲကျွန်တော်အတူလှန်ရေးလောက်လာတာမဟုတ်ဘူးဟို2020ရွေးကောက်ပွဲကရဲ CNLD ချင်းမျိုးသားပါတီမှာကျွန်တော်တော့ shock movement တွေလောက်လာတယ်2016ကရဲနဲ့ဒီ social political science civic education မှာကျွန်တော်ကချင်ပြည်နယ်နဲ့စပြီးမှ civic education movement တွေ peace and gender down human right constitution တွေနဲ့ပတ်သက်ပြီးမှ talk show political awareness ပြည်သူတွေကိုပေးလာခဲ့တာအမျိုးသားရေးနဲ့အခြေခံပြီးမှဒါတွေကျွန်တော်အများကြီးလုပ်ခဲ့တယ်အခုတော်လာရေးအာနာသိမ့်မှထားအိုတဲ့လူတွေမဟုတ်ဘူးအဲ့ဒီချိန်တော့ဆိုရင်တော်လာရေးsorry နော်ဆရာကျွန်တော်တစ်ချက်နောက်ဆုံးဆိုတော့အချိန်ခဏလေးထပ်ယူအောင်မယ်ဆိုတော့အဲ့တော့ဆိုရင်ဒါဒီလိုဟိုပြောပွဲလုပ်မယ်ဒီလိုအမျိုးသားရေးလုပ်မယ်ဒါ peace engine အမျိုးသမီးနဲ့ဘာညာ constitution အကြောင်းတွေတင်ရအောင်ဘာညာကျွန်တော်တို့ခိုးတဲ့အချိန်မှာပိုက်ဆံပဲလောက်ပေးมาလဲငါလာစားငါစားတာနိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးအိုနေတဲ့ CDM ဝန်ထမ်းတွေကအခုချိန်မှာခွဲလို့ဝတ်လို့ပြင်းနေရတာဒါပဲရမှာနိုင်ငံရေးမှာစိတ်မဝင်စားတာနိုင်ငံသူနိုင်ငံသားတဲ့ကဒီနိုင်ငံရေးနဲ့အဆိုင်တယ်ဒီလိုနိုင်ငံလေးစစ်တွေဖြစ်တာကရှင်းရှင်းပြောမယ်ဆိုရင်စစ်ဖြစ်လို့နိုင်ငံဖြစ်သွားတာမဟုတ်ဘူးနိုင်ငံပြက်လို့စစ်ဖြစ်နေတာအကုန်လုံးကနိုင်ငံရေးရဲ့လက်အောက်ခံပြဿနာတွေဖြစ်တယ်နိုင်ငံရေးကိုခမရကစိတ်မဝင်စားရင်လေဒီနိုင်ငံရေးရဲ့စိုးတွေဖြစ်စေကောင်းတွေဖြစ်စေဒါရိုက်နဲ့တွေ့ပိုင်းအဖြစ်ခမရတတော့တနေရာမှာထိလာမှာပဲခုလည်းမဲအောင်လိုက်အာနာသူ့အတူတင်သွားတာပဲအစိုးရနဲ့ရန်တရားနဲ့လဲပတ်နေတာပဲခမရ CDM ပေါ်ပြီးသားစရာတော့မရှိတဲ့သူတွေအများကြီးပဲလေဒါနိုင်ငံရေးရဲ့နောက်ဆက်တွဲစိုးကြိုးကောင်းကြိုးတွေဖြစ်တယ်တစ်ဖက်မှာမဲအောင်လိုက်အာနာသိမ့်လိုက်တော့ဘယ်တော့မှမမြင်ဘူးခဲ့တဲ့တော်လှန်ရေးကြီးပေါ်ပေါက်လာတယ်ဘယ်တော့မှပြောမရဆိုမရတဲ့အကောင်တွေကလက်နဲ့ကိုင်လာတယ်ဘယ်တော့မှဟိုပြောလို့မရတော့ဟိုပြောခွင့်မရခဲ့တဲ့အမျိုးသားဟိုပြောပွဲစိတ်ကြက်မြေပြင်မှာဟိုပြောခွင့်ရတယ်ကျွန်တော်တို့အရန်ချင်တယ်မဲအောင်လိုက်ကိုလည်းကျေးဇူးတင်တယ်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့မင်းသားချင်းရဲ့ရိုးရာရနဲ့ခေါင်ထားပြီးမှစက်တောင်တော့တပ်ပေးချင်တယ်ကျွန်တော်မှဖားမှုရွှေနေပြီးတော့ချိပေါ်လို့မှတော့မဲအောင်လိုက်ဒါကိုကျွန်တော်တို့အခွင့်ကောင်းယူတတ်ဖို့လိုတယ်တကယ်ပြောကျွန်တော်လုံးဝမဖားမှုလို့ဂတိပေးမင်းသားမှနှစ်ခေါင်ရှိတဲ့ဟာခေါင်ကိုအကြီးကြီးကိုထမ်းပြီးစက်အမွှေးအရှိကြီးကိုယူပြီးမှနေပြီးတော့ချိတော့တပ်ပေးမှတို့ဒါမဲ့ကျွန်တော်ဖားမှကြောက်ကျွန်တော်လည်းမတော်ချင်ဘူးဆိုတော့ဒီအခွင့်အရေးကိုကျွန်တော်တို့အမိအယအတုံးချရမှာဖြစ်တယ်ငါဆိုတဲ့အတ္တထက်ကျွန်တော်တို့ချင်းလူမျိုးတွေဘယ်လိုစုစည်းနိုင်မလဲကျွန်တော်ချင်းလူမျိုးတွေဒီအခွင့်အရေးကိုဘယ်လိုအတုံးချမလဲဘယ်လိုပေါင်းစည်းမလဲနော်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်း Federal Democracy ကိုဘယ်လိုတွားနိုင်မလဲဘယ်လိုတွားရင်ကောင်းမလဲဆိုတာကကျွန်တော်တို့စဉ်းစားရမှာဖြစ်တယ်ခု CNF မှာရောက်လာတဲ့ချင်းလူငယ်တွေအများကြီးအခုဆိုရင်အပတ်စဉ်တစ်ခုပြီးတစ်ခုကျွန်တော်တို့ကျွေးစရာတောင်မရှိဘူးရှင်းရှင်းလေးပြောရင်နေစရာအိမ်တောင်မရှိတဲ့အထိလူငယ်တွေရောက်လာကြတယ်အဲ့ဒီပုံကိုယ်တွေဒီဒေတာဆွေမျိုးနွယ်စုဆွေတဲ့အဆင့်ကိုကြိုးဖြတ်ပြီးမှ national အမျိုးသားရေးအတွက်ဆိုပြီးရောက်လာကြတာဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်ဒီအမျိုးသားရေးဆိုတာကနိုင်ငံရေးနဲ့စတင်တာမဟုတ်ဘူးဘာသာရေးကြည့်မရှင်တခင်ယေရှုခရစ်တော်နဲ့စတင်တာဖြစ်တယ်ဣသရေလလူမျိုးဆိုတာကျွန်တော်တို့ကဘာဦးကြမှာအများကြီးတွေ့မယ်အဲ့ဒါဣသရေလလူမျိုးဆိုတာအမျိုးသားရေးနဲ့စတင်တာဖြစ်တယ်ဆိုတာကျွန်တော်တို့ကျမ်းစာကိုကြည့်မရှင်တဲ့ prophet တွေတမန်တော်တွေစစ်တိုက်ခဲ့တာပဲအကုန်လုံးစစ်သူကြီးတွေလောက်ခဲ့တာပဲမောရှေကဣသရေလလူမျိုးတွေကိုကဲမထုတ်ရင်ခါနမ်ပြည်ဘယ်လိုလုပ်ရောက်မှာလဲကျွန်တော်ချင်းလူမျိုးတွေ
အခုလက်ရှိလုံနေတဲ့ချင်းကောင်းဆောင်တွေကချင်းလူမျိုးတွေလွတ်မြောက်အောင်မဖန်တီးပေးဘူးဆိုရင်လာမဲ့ကျွန်တော်တို့မျိုးဆက်တစ်တိုင်းအကုန်လုံးလာတဲ့မျိုးဆက်တစ်ကျွန်တော်တို့ generation every generation ရခိုင်ကျွန်းခမလားပမာကျွန်းခမလားရွေးတယ်တော့ဒီနေ့ခုမှတေချာပေါ့တခုခုလို့ရွေးရတော့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာတိုက်ပွဲဝင်နေတာလောက်တာတွေဒီကျွန်တော်တို့အတွက်မပါတော့ဘူးကျွန်တော်တို့ကလှုပ်ဝဲလှုပ်နေတာဒီလိုမျိုးလှုပ်ခွင့်ရအောင်ဒီလိုမျိုးလှုပ်နိုင်တဲ့အခြေအနေကိုချက်တော့ပေါ်ရတီးပြီးလှုပ်ခွင့်ရအောင်ဖန်တီးပေးခဲ့တာကျွန်တော်တို့ CNA CNF ကကျွန်တော်တို့ကပူးတွေခေါင်းဆောင်ကြီးတွေကကျွန်တော်တို့အုံမြချပေးခဲ့ပြီးအဲ့ဒီအပေါ်နဲ့ကျွန်တော်တို့ကဆက်လက်ရှင်တန်ပြီးမှကျွန်တော်တို့လာမယ့် generation မျိုးဆက်တစ်တွေအတွက်အမခံချက်ရှိတဲ့လောလတ်တဲ့ Federal Democracy အရောက်ကျွန်တော်တို့ခေါ်သွားပေးရမှာဒါကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်ဒါကြောင့်ကျွန်တော်အများအားဒေါ်လာရေးinterview မှာပြောတယ်လို့ဒီဒေါ်လာရေးလုပ်တဲ့ပုံကိုယ်တွေကဖျားတာဝန်ပေးထားတဲ့ဖျားရွေးကောက်ထားတဲ့ပုံကိုယ်တွေဖြစ်တယ်အချိန်တန်လို့ရှိရင်ကျွန်တော်တို့ဖက်မှာအများအားဖျားရှိတယ်ဖျားကအကုန်လုံးကျွန်တော်တို့ရဲ့ဖြစ်လာမယ့်အရာတွေပါကျွန်တော်တို့အတွက်အကုန်လုံးစီစဉ်ပေးတာဖြစ်တယ်ကျွန်တော်တို့ရှူလည်းတောင်းရမယ်အလုပ်လည်းလုပ်ရမယ်ရှူပဲတောင်းနေပြီးအလုပ်မလုပ်ရင်လည်းဘာမှအရာရောက်မှာမဟုတ်ဘူးကိုတတ်နိုင်တဲ့ဖက်မှာအကုန်လုံးရနီရဝေးမှာရှိတဲ့နိုင်ငံတော်မှာရှိတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးဘူပေါင်းပါဝင်ပေးကြဖို့ကျွန်တော်တို့တိုးလာရေးခရီးကနီးနေသလားနီးနေပြီလားဝေးနေသေးသလားဆိုတာကကျွန်တော်တို့ရဲ့စူးစီးမှုကျွန်တော်တို့ရဲ့ပေါင်းစည်းမှုကျွန်တော်တို့ရဲ့ပေးဆပ်မှုအားဆိုင်မှုပေါ်မှာပဲမူလိုက်မယ်ဆိုတာကျွန်တော်ပြောရင်းနဲ့ညီကုန်းချုပ်ပါလေအားလုံးကျေးဇူးတင်တယ်ဟုတ်ကဲ့သူပဲကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့အားလုံးဒီနေ့ည live show ဟာအယောက်450ကျော်နေပါကြည့်ရှုနေပါတယ်ကျွန်တော်တို့ကို like share အဖြစ်ပူပေါင်းပါဝင်ကူညီပေးဖို့ရန်အတွက်ကျွန်တော်တိုက်တွန်းလိုပါတယ်အခုချိန်မှာတော့ကျွန်တော်တို့အချိန်ကလည်းတော်တော်သွားနေပြီဖြစ်တဲ့အတွက်slide တော့ keep ထောင်ကိုသူလည်းချိန်သိမ့်မရတဲ့ခါကျတော့ဒီကုန်းချုပ်အမှာစကားစိတ်ထဲရှိတာကျွန်တော်မေးခွန်းနေကြံခဲ့တယ်လည်းရှိကောင်းရှိနိုင်တယ်အဲ့ဒါလေးတွေကိုဒီကုန်းချုပ်မှာစကားလေးပြောကြားပေးဖို့ရန်အတွက်အခုချိန်မှာကြအောင်ဟုတ်ကျေးဇူးတင်ပါတယ်ခုနကိုနိုင်ပြောသွားတဲ့စကားလုံးသူရဲ့ပြောသွားတာ Southern Chin Northern Chin ဆိုတဲ့စကားလုံးမသုံးပါနဲ့ဆိုတော့ကျွန်တော်သဘောကျပါတယ်နော်ပြီးရင်ကျွန်တော်အများကြီးပြောစရာတော့မရှိတော့ပါဘူးအဓိကကျွန်တော်တော်လှန်ရေးပုံမှအကောင်းလာဖို့အတွက်ခုနအခုဒီ discussion ကနေကျွန်တော်ရသွားတာတခုက CDF နဲ့ CNA ကြားကျွန်တော်ဘယ်လိုပြီးတော့ဆက်လက်ပြီးတော့တွားကြမလဲဆိုတဲ့ကိစ္စရေးကြည့်ပါတယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့အဓိကခုနကျွန်တော်ပြောသွားတယ်ကျွန်တော် CDF ပိုင်းမှာကြတော့ဒီများ CDF အကြောင်းတော့ကျွန်တော်မပြောလို့ပါဘူးကျွန်တော် CDF ပိုင်းမှာကြတော့ကျွန်တော်တို့ကတော့ CNA ဘက်ကသူတို့ခေါ်တဲ့အာမှာပဲကျွန်တော်တွားကြတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဆက်လက်ပြီးတော့ကျွန်တော်ဘယ်လိုတွားကြမလဲဆိုတော့ CNA နဲ့ကျွန်တော်ကြားမှာအစဉ်ပုံမှန်ဆင်ပြေလာဖို့အရေးကြီးပါတယ်လို့ကျွန်တော်မြင်ပါတယ်အတိုင်းမဲ့တခြား CDF တွေလည်းကျွန်တော်အားပေးချင်ပါတယ်เนาะတွားကြရအောင်ခုနသူပြောတဲ့အပိုင်းမှာကျွန်တော်စိတ်ထဲမှာတော်တော်လေးစဉ်းစားစရာရှိလာကျွန်တော်မြင်တာတခုပါလဲဆိုရင် CNA ဘယ်လောက်ထိသူတို့ကရုန်းကန်နေသူတို့တနိုင်ငံလုံး national ပုံစံမျိုးနဲ့သူတို့ဘယ်လောက်ထိစူးစမ်းရပါဝင်နေပေးစားရတယ်အဲ့ဒီကြားကတချို့ CDF တွေကCNA နဲ့သူတို့ကြားမှာဟာလာနားလည်မှုလေးတွေချုပ်ပြရတဲ့အပိုင်းလေးတွေရှိတယ်ဆိုတဲ့ဟာလေးစဉ်းစားတဲ့အခါကျတော့အဲ့ဒါတော့ကျွန်တော်ဆက်လက်ပြီးတော့ဆင်ပြေအောင်လုပ်ကြတာပိုကောင်းပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးရင်ကျွန်တော်ဒီပါမှာရှိတဲ့သူတွေကျွန်တော်ဆက်လက်ပြီးတော့ပါဝင်ကြရအောင်ငွေကြေးရပြီးဖြစ်ကျွန်တော်ခရီးဖြစ်တဲ့အတွက်ကျွန်တော်စတောင်းချင်းရတဲ့ဖြစ်ပြီးရင်အဓိကကျွန်တော်ဒီဒေါ်လာရေးမတိုင်ခင်မှာကျွန်တော်ချင်းနေဟာနိုင်ငံရေးမစိတ်ဝင်စားကြကြဘူးပေါ့နော်စီဒီအမ်ဝင်တဲ့သူတွေကလည်းနိုင်ငံရေးစိတ်ဝင်စားလို့မကျင်းတဲ့လို့စီဒီအမ်ဝင်ကြတာနောက်ပိုင်းကျမှနိုင်ငံရေးဖြစ်လာတာပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်အနေနဲ့CNF ကိုလည်းကျွန်တော်အများကြီးလေးပြုပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာကနေဒါမှာ Chilean Club Ottawa မှာရှိတဲ့ Chilean Club မှာကျွန်တော်လည်း Vice Chairman မှာကျွန်တော်တာဝန်ထမ်းယူပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း
CNF ကိုအားပေးတဲ့သူတစ်ယောက်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းမနေ့ကCamp Victoria ကိုကျွန်တော်ကိုယ်တိုင်လည်းတွားခဲ့ပါတယ်ပြီးရင်တချို့ကCNF ဆိုရင်တော့တမျိုးကြီးထင်ကြတယ်ဒါပေမဲ့ကျွန်တော်ဖလမ်တောင်ရှိဘက်ကနေပြောရင်တော့တချို့တွေကဒီ CNF ကိုအားပေးရင်တော့တမျိုးမြင်ကြတာပေါ့နော်ကျွန်တော်ရိုးရိုးလေးပြောချင်တယ်ပြီးခဲ့တဲ့2015နှစ်တော့2015နှစ်တော့ကျွန်တော်ကနေဒါနိုင်ငံကို USA ကနေCNF ကနေchairman အဲ့ဒီနှစ်က chairman လုပ်တဲ့ဒေါက်တာသူနာဖုန်းနံဘယ်လဲကျွန်တော်နေခဲ့ဟုတ်ကဲ့ဦးဇလိထန်းသူကိုယ်တိုင်လာခဲ့တယ်သူနဲ့ကျွန်တော်ကတည်တာမဟုတ်ဘူးတကယ်ပြောရရင်ဒါနဲ့သူ့ရဲ့ policy ကိုကျွန်တော်ကြည့်တယ်အပြင်ဒီကကျွန်တော်နဲ့ထိတွေ့တဲ့ CNF တွေနဲ့လည်းတွေ့တယ်အဲဒီခါကျမှဒီဆိုတော့ကျွန်တော်အမျိုးတွေကိုကျွန်တော်ဒီကရှိတဲ့သူတွေကိုလည်းကျွန်တော် mix ဆရာကောင်းပါတယ်ဆိုပြီးတော့သူကျွန်တော်ကိုယ်တိုင်ကသူတို့နဲ့ကျွန်တော်မျိုးတွေကိုကျွန်တော်က mix လုပ်ပေးလိုက်တယ်အဲ့ဒါလိုနဲ့ကျွန်တော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဒီဇာတ်တွေဟာCNF ကိုတော်တော်လေးအားပေးလာပါတယ်အဲ့ဒါလေးကျွန်တော်ပြောချင်တယ်ဆိုတော့အဓိကCNF ဒီကိုကျွန်တော်အားပေးပါတယ်ပေါ့နော်အားပေးပါတယ်ဆက်လက်ပြီးတော့ကျွန်တော်လုပ်ဆရာအများကြီးရှိပါတယ်ကျွန်တော်တခါတလေတော့ online ရေးမှာတအားကြီးကိုကပါဝင်တဲ့ခါကျတော့ကိုလောက်မခံစားတဲ့သူတွေကိုတခါတလေတော့ခင်ဗျားတို့မလုပ်ဘူးဟုတ်လားခင်ဗျားတို့အဲ့ဒီလိုမျိုးခံစားချက်တွေရှိနေတယ်ဒါပေမဲ့နားလေပြမှုအများကြီးလို့အပ်ပါတယ်တခါတလေကိုကတအားကြီးရှိပြေးရဲ့ရှေ့ဘက်ကပြေးတယ်နောက်ဘက်မှာကျန်တဲ့သူတွေကနားမလဲတဲ့အများကြီးရှိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်ဟိုဘက်ကနေပြင်းရင်းနဲ့လဲဆွဲရတယ်လို့ဟာလာတခါတလေနောက်ကနေတိုးရတာလည်းရှိတာပေါ့နော်အဲ့ဒါလို့ဆိုတော့ကျွန်တော်အများကြီးကျွန်တော်လုပ်ဆရာများရှိပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဓိကပြောရရင်တော့ကျွန်တော်ဒီဒေါ်လာရေးမတိုင်ခင်မှာကျွန်တော်ချင်းနေနိုင်ငံရေးစိတ်ဝင်စားဘူးပြောရရင်ဘယ်သူမှစိတ်ဝင်စားကြဘူးဒီဒေါ်လာရေးနောက်ပိုင်းကျမှFederal ဆိုတာလည်းတော်တော်များများမတိကျပါဘူး Federal ဆိုတာလည်းအခုဒီဒေါ်လာရေးနောက်ပိုင်းကျမှ Federal ဆိုတာဘာလဲပေါ့နော်အဲ့လိုလေးရှိလာတဲ့ခါကျတော့အခုဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒီဒေါ်လာရေးကိုတော်လှန်တယ်လို့တစ်ဖက်မှာနိုင်ငံရေးလည်းကျွန်တော်ပုံမှန်ဒေါ်လာရေး plus နိုင်ငံရေးဟာနှစ်ခုစလုံးကျွန်တော်ပူပေါင်းတော့တက်ဖို့လိုအပ်ပါတယ်ကျွန်တော်ပြည်သူသားတွေတကယ်ချင်းတွေဟာကိုမျိုးနေတွေလည်းနိုင်ငံရေးစိတ်ဝင်စားလာဖို့လည်းကျွန်တော်ဘယ်လိုလုပ်ကြမလဲဟာလားတအားကြီးကြီးပါတယ်ပေါ့နော်တခါတလေကကိုကတအားကြီးရှိကတဲ့ပြရှိကဟိုးပဲရောက်သွားတယ်ဒါနောက်မှာကြံနေတဲ့ခါကျတော့တခါတလေကဆွဲရတာတော်တော်ခက်ပါတယ်ဆိုတော့ဆွဲရမယ်တွန်းရမယ်ရှေ့ပြေးရမယ်ဆိုအားလုံးခြုံငုံပြီးကျွန်တော်ဘယ်လိုဆက်လက်ပြီးလုပ်ကြမလဲပေါ့နော်အများကြီးစူးစမ်းကြရှိပါတယ်အပြင်ဒီမှာကျွန်တော်မီဒီယာမှာအခုတော့ကျွန်တော်ဖေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့လောက်ပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးရန်တင်တယ်အခုဆက်လက်ပြီးမှပဲကျွန်တော်ဒီ slide ထန်းလုံးပြောပြီးမှပဲခြုံငုံပြီးမှသုံးသပ်သွားပါမယ်အခုချိန်မှာညီကုန်းချုပ်မှာစကားပြောကြားပေးဖို့ရန်အတွက်တစ်ဆက်တည်း slide ထန်းလုံးကိုအချိန်ပေးသွားခြင်းပါတယ်အချိန်လည်းနည်းနည်းကြာလာပြီဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောစရာလေးကဘာရှိမလဲဆိုတော့အားလုံးသိခံပြီးမှနားထောင်ပေးကြပါအခု live မှာနားမထောင်တဲ့သူတွေကလည်းကျွန်တော်တို့ဘာပြောခဲ့တယ်ရပါတယ်လို့အခုကျွန်တော်အနေနဲ့နောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ချင်းဒီရဲ့တကယ်လက်နဲ့ကင်တုတ်တစ်ခုလို့အသုံးပြုရမယ့်မီဒီယာကမှာကျွန်တော်တို့အရန်ကိုအားနေကြတယ်ဘယ်ဖွဲ့စည်းမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ချင်းမီဒီယာတွေရှိကြတယ်နာမည်အမျိုးမျိုးနဲ့ဒါပေမဲ့လည်းနေမီဒီယာအစစ်ကျွန်တော် Facebook မှာတခါရေးဖူးတယ်ရခိုင်တွေကိုမီဒီယာပိုင်းမှာတူယူဖို့လိုတယ်လို့အားကြစရာကောင်းတယ်လို့နိုင်ငံတကာအဆင့်မီနဲ့တကယ် mainstream ဖြစ်တဲ့ VOA RFA BBC
တို့မှလည်းတကယ်အကြီးတန်းတွေကရခိုင်နေပြီးတော့သူတို့ရခိုင်ဟောလူမျိုးအစစ်မှာပေါ့နော်ရခိုင်ပြည်အတွင်းရခိုင်လူမျိုးအတွင်းမှလည်းတကယ်အားကောင်းတဲ့မီဒီယာတွေရှိတယ်အဲ့ဒီမှာ ULAAA ကသူတို့2009မှာထူထောင်ပြီးတော့15-16နောက်ပိုင်းကနေတော်တော်ကိုဟောတိုက်ပွဲလူဝင်လာတယ်အဲ့ဒီမှာတိုင်ခင်မှာသူတို့ကမီဒီယာနဲ့တကယ်ကိုဟော propaganda နော်ဟိုတည်င်းနေဖြန့်ဝေတယ်အဲ့မှာအခွင့်အခါလဲကောင်းရှိဒီအဲ့ဒီကိစ္စတို့အဲ့ဒီနဲ့1012တောက်လျှောက်အခွင့်အခါလဲဖြစ်တော့သူတို့ဟို ULAAA အတွက်တော်တော်ကိုအခွင့်ကောင်းဖြစ်သွားတယ်အဲ့ကလည်းသူတို့မီဒီယာလက်ကင်တုတ်ကိုကောင်းကောင်းမွန်မွန်အသုံးချနိုင်ကြတယ်ယနေ့အထိပါပဲကျွန်တော်တို့ချင်းတွေကကြည်ပါအခုကျွန်တော်တို့ချင်းလူမီဒီယာလို့ပြောတယ်အခုကျွန်တော်တို့ပြောနေတဲ့ဟာလဲဖြစ်နိုင်တဲ့နည်းနဲ့ကျွန်တော်တို့ဂျမ်ဖန်ဟိုလုပ်ယူကြတာပါပဲတကယ်တော့ talk show ပဲမီဒီယာတစ်ခုရဲ့ကိုယ့်ကွန်တက်နဲ့တော့မညီမျှဘူးပေါ့နော်ကျွန်တော်တို့ဟိုတော်လှန်ရေးအတွက်ဟိုထူထောင်တဲ့ချင်းလူမီဒီယာဆိုတဲ့ဟာပေါ့နော်ဒါတကယ်တော့ talk show ပါပဲဆိုတော့ကျွန်တော်တို့ချင်းမီဒီယာအားကောင်းတဲ့အရာဘာရှိတယ်လဲမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကပို့ပြီးတော့မှဝေဝါးကြတယ်ဘယ်သတင်းကိုသူပြောတဲ့ဟာကိုယုံရမယ်ဆိုတဲ့ဟာကောင်းကောင်းမွန်မွန်ကျွန်တော်တို့မှာ media institution ကျွန်တော်တို့ချင်းမှာမရှိသေးဘူးအဲ့ဒီဟာကိုလည်းကျွန်တော်ဂျာနဲ့အရာတွေကပြောဖို့တော့အများကြီးရှိပေမဲ့လည်းကျွန်တော်တို့ဒီမနေ့မှာတော့မြန်မာပြည်မှာဆိုရင်ဒီမနေ့ပေါ့အတုတ်ဆုံးနယ်ပယ်ဆုံးနဲ့ကျွန်တော်တို့ဆွေးနွေးပြောဆိုကြတယ်စီးရေးနိုင်ငံကြီးအမျိုးသားရေးဒေါ်လာကြီးထောက်ဖို့ကိစ္စရပ်ဒီပေါ့နော်မြို့နယ်စုမြို့နယ်အဆင့်ကျွန်တော်တို့အချင်းအမျိုးသားအဆင့်ကျွန်တော်တို့ဘယ်လိုဆက်လက်ပြီးမှခရီးသွားကြမလဲဆိုတဲ့ဟာဆွေးနွေးကြတယ်အချုပ်ရှိတော့တဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီတော်လှန်ရေးကနေပြီဒါပေမဲ့အဲ့ဒီနီးတဲ့ဟာကနှစ်ဘယ်လောက်ရှိအောင်မလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့စားပြီးတော့နားလည်ကြဖို့လိုတယ်ကျွန်တော်ဟိုတခါလဲကျွန်တော်ပြောတယ်ဒီကျွန်တော်တို့ရဲ့ပုံရန်သူစစ်တပ်ကရှိတဲ့တလို့အင်အားရှိသေးတယ်နော်လို့နော်တိုင်းတယ်လည်းနဲ့ကင်တိုင်းပဲဖြစ်ဖြစ် PDF ဒီပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းပြည်မှာရှိတဲ့ CDF ကာကွယ်ရေးတပ်ဖွဲ့တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လှန်ရေးဒီအာနာသိန်းနဲ့2020နောက်ပိုင်းမှာအခု3နှစ်ကြော်လေးရှိလာပြီပေါ့နော်အဲ့ဒီအတူတူမှာကျွန်တော်တို့ရဲ့ဒေါ်လှန်ရေးကအားကောင်းတဲ့လောက်အားကောင်းတဲ့လောက်ကောင်းခဲ့တယ်ကောင်းနေတယ်ဒါမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့ဒီလက်နက်ကင်ဒေါ်လှန်ရေးလမ်းစဉ်တဲ့ဒီနိုင်ငံရေးတပေါ်တဲ့နိုင်ငံရေးလမ်းစဉ်တွေကိုကျွန်တော်တို့ကဘိုးပြီးမှရင်းရိုင်သွားကြတယ်ဒါလုံးဝမဖြစ်တဲ့ကိစ္စဖြစ်တယ်ဒီပင်ကိုခုတ်ချင်နေပြီအဲ့ဒီတပေါ်မျိုးဖြစ်နေတယ်သမင်းကအခုချက်တဲ့စူးပွတ်နေတာပဲရှိသေးတယ်စားချင်နေကြပြီအဲ့ဒီအစစ်မဟုတ်သေးဘူးကျွန်တော်တို့ရန်သူကဘုံရန်သူကသူ့မှာအင်အားရှိတယ်လို့ရှိသေးတယ်ရှိတဲ့လို့ရှိသေးတယ်လက်နဲ့ခဲရနေသူအတုံးမပြုတ်သေးတဲ့နော်ဒါဝေးပြစ်တယ်နော်လေချောင်းတကက်ပြစ်ကိုစစ်ကိုအချိအနေမလာသေးဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကဒေါ်လှန်ရေးတိုက်ပွဲကိုပဲတစိုက်မိုက်မှလုပ်ကြရအောင်အခုကျွန်တော်တို့လုံနေတဲ့သူတွေမလုံသေးတဲ့သူတွေလည်းကျွန်တော်တို့အတူတကွလုပ်ရအောင်ကျွန်တော်တို့ပုံရန်သူမှာအင်အားရှိတဲ့လောက်ရှိသေးတယ်နော်ဒါကြောက်ဖို့မဟုတ်ဘူးချင်းချောက်တာမဟုတ်ဘူးကျွန်တော်တို့ကတတိထားဖို့အမြဲတမ်းပြင်ဆင်နေဖို့ကျွန်တော်တို့စီးရင်တော့
ခုခံကာကွယ်တဲ့အင်အားမတုံ့တင်ဘဲနဲ့ကျွန်တော်တို့ချင်းပြည်ချင်းလူမျိုးကျွန်တော်တို့ဘယ်လိုမှလုံခြုံမှုမပေးနိုင်ဘူးခြံစည်းရိုးမလုံဘဲနဲ့ကျွန်တော်တို့အထက်မှာဘာမှစိုက်ပျိုးရေးတွေပါတွေလုပ်လို့မရဘူးအဆင်မပြေဘူးခြံစည်းရိုးလုံဖို့နံပါတ်1ဖြစ်တယ်ဒေါ်လာကြီးအကောင်းဖို့ကကျွန်တော်တို့နံပါတ်1ထားကြဖို့လိုတယ်နောက်တစ်ခုအခု CDF အချို့တော်တော်များများခေါင်းဆောင်ပိုင်းနေစီးပွားရေးလုပ်ကြတယ်ကျွန်တော်တငယ်ချင်းတွေလည်းရှိကြပါတယ် CDF မှာအများကြီးခေါင်းဆောင်ပိုင်းနေကိုပိုင်ဆိုရင်ကျွန်တော်အဖွဲ့အစည်းနာမည်မပြောဘူးတည်တယ်ပုံကိုယ်တွေမပြောဘူးနာမည်တည်တယ်စီကောင်စီနဲ့ဒီ contract ဒီ company တွေ sub contract ဒီတင်တာတွေ3 နှစ်ကျော်လေးပဲရှိသေးတယ်အဲ့ဒီဟာတွေကကျွန်တော်တို့ CTM လုပ်တဲ့ကျွန်တော်တို့ချင်းလူမျိုးတွေဝန်ထမ်းတွေအသက်ပေးသွားတဲ့ဒီပုံရန်သူရဲ့ပြုမှုလောက်ကင်မှုကြောင့်အသက်ပေးသွားတဲ့ရဲဘော်တွေပြည်သူတွေနော် CTM လုပ်တဲ့သူနဲ့ကျွန်တော်တို့မရှိမဲ့နဲ့စတင်လာခဲ့ကြတဲ့တော်လှန်ရေးလမ်းစဉ်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကျွန်တော်တို့တယောက်နဲ့တယောက်လေးစားဖို့နော်အသက်ပေးသွားတဲ့သူတွေကျွန်တော်တို့ပြန်ယူလို့မရသေးတဲ့အလောင်းတွေဝိညာဉ်တွေကျွန်တော်တို့ကြောက်ဖို့ကောင်းပါတယ်တကယ်လေးစားဖို့ကောင်းပါတယ် sub contract ဒီတင်တာတွေကုမ္ပဏီတွေနဲ့အခု3 နှစ်အတော်တော်မှာလုပ်နေကြပြီအဖွဲ့အစည်းလိုက်လည်းကျွန်တော်ပေါ်ပြလို့ရတယ်လူဦးရေနာမည်အရာလည်းပေါ်ပြလို့ရတယ်သူတို့နဲ့အတူလောက်ကင်နေတဲ့သူတွေကိုတိုင်းကကျွန်တော်ပြောကြတာနော်ဟာတာလိုနဲ့လဲနောက်ပြောင်းပြီးတော့ကျွန်တော်ကိုခမရရောတော်လှန်ရေးကနေနာပြီးတော့ကျွန်တော်တို့ဖက်ဒီဖက်မှာတင်းရချီတင်းထောင်ချီကန်ထိုက်တွေရနေကြတယ်အဲ့ဒီလိုမျိုးနဲ့စာနောက်ပြောင်းတယ်လို့နဲ့ပေါ့နော်ကျွန်တော်ကိုတည်င်းပေးတဲ့သူတွေလည်းအများကြီးရှိအဲ့ဒါတွေကျွန်တော်တို့စစ်ကောင်စီရဲ့ရန်တရားမလဲပတ်နိုင်ဖို့ဆိုတဲ့ CTM လှုပ်ရှားမှုတွေနော်လက်နဲ့ကန်တော်လှန်ရေးတိုက်ပွဲတွေဟာကျွန်တော်တို့အဲ့ဒီလိုမရိုက်ချိုးကြပါနဲ့တကယ်ကိုမင်္ဂလာမရှိတဲ့အရာပါအဲ့ဒါကိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့မီဒီယာကျွန်တော်တို့အားကောင်းတဲ့မီဒီယာmainstream မီဒီယာတွေပိုင်ဆိုင်ကြဖို့ကျွန်တော်တို့ချင်းမှာအများကြီးလိုသေးတယ် media institution နံပါတ်1အရေးကြီးတယ်အားကိုးစရာချင်းမှာဖတ်စရာမရှိဘူးတကယ်မရှိဘူးတစ်ဖက်သားကိုပေါ်ပြပြီးတော့အဆောင်ပေးပြီးတော့ရေးသားတဲ့သတင်းမီဒီယာတွေပဲရှိနေသေးတယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့national level mainstream ဖြစ်တဲ့ media institution တွေတိဆောက်ကြဖို့ကျွန်တော်တို့ချင်းနေမှာလိုသေးတယ်ဆိုတဲ့အကိုလည်း media စိတ်ဝင်စားတဲ့သူတွေလောက်ကင်နေတဲ့သူတွေကိုလည်းကျွန်တော်အားပေးခြင်းနဲ့အကြံပြုခြင်းနဲ့ပြီးတော့အခုနောက်တစ်ချက်ကကျွန်တော်တို့ CDM တွေပြည်သူလူထုရဲ့ဒီတော်လှန်ရေးအရာအားလုံးရန်တရားလဲပတ်မှုစစ်ကောင်စီရန်တရားလဲပတ်မှုကိုမရချိုးကြပါနဲ့ကျွန်တော်တို့သာဝစင်သာဝရအသက်ရှင်အင်တန်နေကြမဲ့လူသားတွေမဟုတ်ပါဘူးကျွန်တော်တို့ခဏတာဒီမှာလောကကြီးမှာရှိနေတဲ့အချိန်ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးအသက်ပါဝင်ခြင်းနော်ဖက်ဆုံးကာဏအတီးတီးကနေအဲ့ဒီဟာတွေကျွန်တော်တို့ရိုးသားမှန်ကန်ပြူစင်နော်ကျွန်တော်တို့လှုပ်ဆောင်ကြဖို့လိုတယ် CTF အချို့ခေါင်းဆောင်တွေအဖွဲ့အစည်းတွေစီးပွားရေးစစ်ကောင်စီနဲ့ပူးတွဲကုမ္ပဏီ contract tender sub contract တွေမလုပ်ကြပါနဲ့အောင်ကျွန်တော်တောင်းပန်တယ်ဒီကနေအဲ့ဒီဟာကျွန်တော်the sit ပြောရင်းနဲ့ဒီမနေ့ပိုင်းကျွန်တော်ရဲ့ပြောဆိုမှုအစီအစဉ်ကိုတော့ဒီမှာပဲကျွန်တော်အဆုံးသတ်ပါတယ်နောက်လည်းပြန်တွေ့ကြမယ်ပြန်ပြောကြမယ်ပြောဖို့လည်းလိုတယ်ကျွန်တော်တို့များပြောတာနဲ့များထက်လုပ်တာများဖို့လိုတယ်တော်လှန်ရေးမှာအဲ့ဒါကြောင့်သူဘာလို့နေလဲဆိုတာကိုပဲသူတွေကစိတ်ဝင်တော်လှန်ရေးဆိုတာလှုပ်ဝက်လေကောင်းလေအဲ့ဒါကြောင့်သူဘာလို့နေလဲဆိုတဲ့လူတွေရဲ့ attention စိတ်ဝင်စားမှုဖြစ်တော့ဆိုတဲ့ဟာလည်းကျွန်တော်အဆုံးသတ်ပါတယ်အားလုံးကျေးဇူးတင်တယ်ဟုတ်ကဲ့အထူးပဲကျေးဇူးတင်တယ်ဒီ
ဒီနေ့ညကျွန်တော်တို့စကားဝိုင်းဟာအင်မတန်မှအားရစရာကောင်းပါတယ်ကျွန်တော်တို့စီရေးနိုင်ငံရေးကျွန်တော်တို့ချင်းပြည်နိုင်ငံရဲ့အရေးတွေအားလုံးကိုသုံးသပ်သွားကြတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီကနေ့ညစကားဝိုင်းကိုဘယ်လိုခေါ်မလဲအချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ပြောချင်တာကအခုအစ္စရေးနဲ့နှိုင်းပြီးမှကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့အစ္စရေးနိုင်ငံဟာတကယ့်ကိုကျွန်တော်တို့ဒီမီဇိုရမ်ပြည်နယ်တာလောက်ပဲရှိပါတယ်သူ့ကိုဒီအာရပ်နိုင်ငံအားလုံးကနေဝိုင်းဝန်းထားကြပါတယ်ဒါပေမဲ့သူတို့ဟာလုံးဝတွေးမကွဲဘူးစီးလုံးတဲ့အတွက်တကယ့်ကိုအင်အားကြီးတဲ့နိုင်ငံတွေ10နိုင်ငံကျော်နဲ့ဝိုင်းထားတော်ညာလဲသူတို့လုံးဝရှင်လို့မရပါဘူးထိုးဖောက်လို့မရပါဘူးအဲ့ဒီလိုပဲကျွန်တော်တို့ချင်းတော်လန်ရေးအဖွဲ့အစည်းအားလုံးဟာကျွန်တော်တို့မစီးလုံးလို့ကျွန်တော်တို့တွေးကွဲနေကြလို့အခုလိုကျွန်တော်တို့ကိုလာပြီးမှထိုးခွဲနိုင်တဲ့အနေအထားကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့လူအင်အားဘယ်လောက်ပဲနည်းသည်ဖြစ်စေကျွန်တော်တို့စီးလုံးမယ်ပူပေါင်းဆောင်ရွက်မှုရှိမယ်ဆိုရင်ကျွန်တော်တို့ကိုဘယ်သူမှလာပြီးမှရင်ဆိုင်ရဲမှာမဟုတ်ပါဘူးအဲဒါကြောင့်ကျွန်တော်ပူပေါင်းဆောင်ရွက်မှုအားကောင်းမှသာလျှင်ကျွန်တော်တို့ဟာအမိချင်းပြည်ကိုကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒေတာဆွဲမျိုးနယ်ဆွဲခုနပြောသလိုပဲကိုယ်နဲ့သူ့နဲ့ကျွန်တော်တတ်မှတ်လို့မရပါဘူးကျွန်တော်ချင်းပြည်လွတ်မြောက်ရင်တောင်မှကျွန်တော်နေပြည်တော်မသိမ့်တဲ့ကျွန်တော်ချင်းပြည်နယ်မှာကျွန်တော်တို့ကောင်းပြောင်းအိတ်လို့မရပါဘူးကျွန်တော်နေပြည်တော်ကိုမသိမ့်တဲ့ကချင်ပြည်နယ်ကြီးလွတ်မြောက်ပါစေသူတို့လုံးဝအပြည့်အဝငြိမ်းချမ်းတယ်လို့ကျွန်တော်တို့လွတ်မြောက်နေမယ်လို့တတ်မှတ်လို့မရပါဘူးအဲဒါကြောင့်ကျွန်တော်တို့အားလုံးဟာကိုယ်နဲ့သူ့နဲ့ခွဲရမယ့်အချိန်လည်းမဟုတ်ပါဘူးဒေတာလိုက်ကျွန်တော်တို့ပြဿနာတက်နေရမယ့်အချိန်လည်းမဟုတ်ပါဘူးအဲဒါကြောင့်ကျွန်တော်တို့အားလုံးချင်းတစ်မျိုးသားလုံးရဲ့အရေးဟာချင်းလူမျိုးတိုင်းနဲ့ဆိုင်ပါတယ်အဲကြောင့်တကယ့်ကိုမျိုးချစ်စိတ်ဓာတ်ရှိတဲ့ပုံကိုယ်တွေစိတ်ဓာတ်ကိုကျွန်တော်တို့ကြည့်ပြီးမှကျွန်တော်တို့ကပူပေါင်းဆောင်ရွက်မှုအားကောင်းမှသာလျှင်ကျွန်တော်တို့ရဲ့တော်လှန်ရေးအမြန်ဆုံးကျွန်တော်တို့အောင်မြင်နိုင်မှာဖြစ်ပါတယ်အဲကြောင့်အခုကျွန်တော်ဒီကနေ့ညမှာဒီမော်တော်ဆိုင်ကယ် project ကိုလည်းကျွန်တော်ထပ်မံပြီးမှကြော်ညာချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ထောက်ပို့ပိုင်းဆိုင်ရာမှာအင်မတန်မှလိုအပ်တဲ့အရာဖြစ်တဲ့အတွက်ဒီ motorcycle project ကိုလည်းပူးပေါင်းပါဝင်ပေးကြပါဆက်လက်ပြီးမှလှူဒန်းပေးကြပါဆက်လက်ပြီးမှအများကြီးကျွန်တော်တို့ဒီနောက်ပိုင်းမှာကျွန်တော်စစ်မြေပြင်မှာလိုအပ်တဲ့အရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ဟာမြေအောက်မြေပေါ်တန်စာတကျွန်တော်တို့ချင်းပြည်မှာလုံးဝမရှိပါဘူးကျွန်တော်တတိယနိုင်ငံရောက်တဲ့ပြည်သူလူထုရဲ့ကျွန်တော်တို့ထောက်ပံ့တဲ့ငွေအားနဲ့သာကျွန်တော်တို့ဒီကနေ့အချိန်ထိတော်လှန်ရေးဟာရပ်တည်နေတာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်မိဘပြည်သူတွေကိုဆက်လက်ပြီးမှကျွန်တော်အားတင်းထားဖို့ရန်တို့လည်းကျွန်တော်အနေနဲ့တောင်းပန်လိုပါတယ်ဒီကနေ့ညမှာအခုလိုကျွန်တော်တို့ဖိတ်ကြားမှုပေါ်မှာပါဝင်ပေးကြတဲ့ကျွန်တော်တို့ ZPO ကဒီ assistant GS လွန်ကပ်ထန်ပေါ်မှာလည်းသူပဲကျေးဇူးတင်ကြောင်းပြောကြလိုတယ်ဆရာဟုံးပေါ်မှာလည်းကျေးဇူးတင်တယ်ဆရာထန်လွန်ပေါ်မှာလည်းသူပဲကျေးဇူးတင်ကြောင်းပြောကြလိုတယ်ပြီးတော့ဒီတော်ဆိုင်ကယ် project နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကို update ပေးတဲ့ဆရာရမ်ကပ်ထန်ပေါ်မှာလည်းသူပဲကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ပြောကြလိုတယ်နောက်ကျွန်တော်တို့ရဲ့ဒီချင်းလုံးမီဒီယာဗာမီစီဇန်လေးမှာလည်းကျွန်တော်တို့ဖိတ်ကြားတဲ့အခါမှာနောက်ထပ်လည်းပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်လည်းကျွန်တော်တို့နဲ့တောင်းဆိုလိုတယ်ဒီကနေ့ကကျွန်တော်တို့ရဲ့ live show လေးကိုတော့ဒီမှာတင်ပြီးဆုံးကြောင်းကျွန်တော်အနေနဲ့ပြောကြလိုပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်သူပဲကျေးဇူးတင်ပါတယ်